ဟုတ်ကဲ့ကျွန်တော်တို့ချစ်လုံမီဒီယာမြန်မာစီစဉ်နေမှာကျွန်တော်တို့ပြန်လည်ပြီးမှကြိုဆိုပါတယ်ဒီကနေ့ညမှာကျွန်တော်တို့ဒီမြန်မာစီစဉ်ကိုခုလိုပြန်လည်ပြီးမှစီစဉ်ဆောင်ရွက်နိုင်တာဟာဘုရားသခင်ရဲ့ကြီးစွာတော်တက်တဲ့ကြောင့်ဖြစ်ပါတယ်ဒီကနေ့အချိန်ထိကျွန်တော်တို့တော်လှန်ရေးကြီးအောင်မြင်နိုင်ဖို့ရန်အတွက်အစဉ်ဆက်မပြတ်ကျွန်တော်တို့ခုလိုပြောဆိုနေရခြင်းဟာကျွန်တော်တို့တော်လို့တတ်လို့မဟုတ်ပါဘူးတမိုင်းပေးတာဝန်အရကျွန်တော်တို့ဟာအခုလိုပြောဆိုဆောင်ရွက်နေရခြင်းဖြစ်တယ်ဆိုတာကိုပထမဦးစွာပြောကြားလိုပါတယ်ဒီကနေ့ညကျွန်တော်တို့ရဲ့ live အစီအစဉ်လေးကိုလည်းကျွန်တော်တို့မိဘပြည်သူတွေအားလုံးကျွန်တော်တို့နဲ့အတူ live and share ဖြင့်ပူပေါင်းပါဝင်ပေးကြဖို့ရန်အတွက်လဲကျွန်တော်အနေနဲ့ထပ်မံမိမတောင်းဆိုလိုပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့အစီအစဉ်အောင်မြင်နိုင်ဖို့ရန်အတွက်ကျွန်တော်တို့မိဘပြည်သူတွေရဲ့ထောက်ခံအားပေးမှုရှိမှသာလျှင်ကျွန်တော်တို့အစီအစဉ်ဟာအောင်မြင်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီအနေငယ် live and share ပေးဖို့ရန်အတွက်ခဏလေးအချိန်ပေးသွားခြင်းနဲ့ live and share လေးကျွန်တော်တို့နဲ့တူအားလုံးဆောင်ရွက်ပေးဖို့ရန်အတွက်ကျွန်တော်အနေနဲ့တောင်းဆိုလိုပါတယ် live ခါအလုတ်ကောတေပုတဲ့ Alut. อืม Tomten. โอเคအခုကျွန်တော်တို့အားလုံးဝိုင်းမိမကျွန်တော်တို့ကိုအစီအစဉ်ကို live share ပေးဖို့ရန်အတွက်တောင်းဆိုလိုပါတယ်ဒီကနေ့ညမှာထူးသဖြင့်ကျွန်တော်တို့ဒီမိခင်နဲ့ကလေးဝင်ကြီးဌာနမှာကျွန်တော်တို့ချင်းပြည်အစိုးရအဖွဲ့မှာဦးဆောင်နေတဲ့ကျွန်တော်တို့ဒီဝင်ကြီးပြီးနယူးဇီလန်ကိုကျွန်တော်တို့ဖိတ်ကြားထားပေမဲ့ line အခြေအနေမကောင်းလို့လားမသိဘူးကျွန်တော်တို့နဲ့အချိန်မီပါဝင်လာနိုင်ရင်တော့ဒါကျွန်တော်တို့ပြန်လည်ပြီးမှအချိန်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့ညမှာတော့ခုလက်ရှိလောလောဆယ်ကျွန်တော်တို့ရဲ့ CNF နိုင်ငံခြားရေးတာဝန်ခံစီယုံရေးမှုဖြစ်တဲ့ဘူဒန်နယ်စခေါင်းနဲ့ကျွန်တော်တို့အတူအခုဒီစကားဝိုင်းကိုဥဆောင်စီစဉ်သွားမှာဖြစ်ပါတယ်ဒီပထမဦးစွာအနေနဲ့ကျွန်တော်ဒီကနေ့ညအစီအစဉ်ကကျွန်တော်တို့ဒီအဆိုတော်ပိုင်းကျွန်တော်ညီမငယ်စနိုးနဲ့မနာဟာဆိုရင်လဲကျွန်တော်တို့အခက်ခဲရှိတဲ့အခါမှာဒီကနေ့ညမှာသူတို့ကျွန်တော်နဲ့အတူပူပေါင်းပါဝင်ခြင်းမရှိနိုင်ပါဘူးအဲ့တဲ့အတွက်လဲကျွန်တော်အနေနဲ့ပထမဦးစွာကျွန်တော်မိဘပြည်သူတွေကိုတောင်းဆိုလိုပါတယ်ပထမဆုံးအနေနဲ့ဒီကနေ့အချိန်ထိကျွန်တော်တို့၄နှစ်ကျော်၅နှစ်တာကာလအတွင်းမှာကျွန်တော်တို့တိုင်းပြည်နဲ့လူမျိုးအတွက်ကျွန်တော်တို့ရဲ့မြို့ချစ်သူရဲ့ကောင်းနေအသက်ပေါင်းမြောက်များစွာအသက်ဒီစတေးပေးခဲ့ကြတာဖြစ်ပါတယ်အခုလိုတိုင်းပြည်နယ်လူမျိုးအတွက်အသက်စတေးပေးသွားကြတယ်ကျွန်တော်မြစ်ချစ်ရဲဘော်တွေကိုကျွန်တော်ဒီနေ့ကနေမှလေးစားဂုဏ်ယူကြောင်းကြွားပြုပါတယ်ဒါဘယ်လိုခေါ်မလဲဒီကိုခန္ဓာအစိတ်ပိုင်းနေတီးလဲကျွန်တော်တို့ပေးဆက်ခဲ့ကြတယ်အသက်သွေးချွေးနဲ့ကျွန်တော်ရင်းခဲ့ကြတဲ့ကျွန်တော်တို့ရဲ့ຫນွေဦးတော်လှန်ရေးကြီးဟာကျွန်တော်လက်ရှိအနေထားမှာဘလို့မှနှုတ်ဆုတ်လို့ကျွန်တော်တို့မရတော့ပါဘူးကျွန်တော်ချင်းပြည်နယ်ရဲ့လက်ရှိအနေထားဆိုလဲကျွန်တော်သုံးသပ်ကြည့်မယ်ဆိုရင်လက်ရှိအနေထားမှာကျွန်တော်တို့ရဲ့ချင်းပြည်နယ်ရဲ့အခြေအနေဟာတော်တော်လေးကိုအောင်မြင်နေတဲ့အနေထားကိုကျွန်တော်ရောက်ရှိနေပါပြီလက်ရှိအခုကျွန်တော်တို့ကလေးမျိုးဖက်ကနေမှတိုင်းငယ်ဖက်ကိုထိုးစစ်ဆင်လာတဲ့ကျွန်တော်တို့ရဲ့ဒီစကားစားရဲ့လမ်းကြောင်းကိုလည်းကျွန်တော်တို့အတိုင်းအတာတစ်ခုထိကျွန်တော်တို့ဖျက်တောက်နိုင်ခဲ့တယ်သူတို့လုံးဝဆက်လက်ပြီးမှကြော်မတက်နိုင်ဘူးအဲ့ဒီအရာကိုကြည်ချင်းအဖြစ်ကျွန်တော်တို့ရဲ့ချင်းပြည်နယ်မှာရှိတဲ့ကျွန်တော်တို့ຫນွေဦးတော်လှန်ရေးကနေမှပေါက်ဖွာလာတဲ့ကျွန်တော်တို့အမျိုးသားတက်မတော်အပါဝင်ကျွန်တော်တို့ရှိတဲ့အားလုံးတလုံးတဝါတဲ့နဲ့ပူပေါင်းဆောင်ရွက်ခြင်းအားဟာဘလောက်ထိခိုင်ခိုင်မာမာကျွန်တော်ချင်းတပြည်လုံးရဲ့ပြည်သူတွေကိုကာကွယ်နေတယ်ရပ်တည်နေတယ်ဆိုတာကိုကျွန်တော်ဒီကနေ့ညမှာမြင်တွေ့ရတာဖြစ်ပါတယ်တကယ်ကိုအားရကျဉ်နှက်စရာလဲကျွန်တော်တို့ကောင်းပါတယ်ဒီကနေ့ညမှာလက်ရှိအခြေအနေတွေကိုကျွန်တော်သုံးသပ်သွားမယ်မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုလည်းကျွန်တော်တို့သုံးသပ်သွားကြမှာဖြစ်ပါတယ်ပထမဦးစွာအနေနဲ့ဒန်နီယယ်စခေါင်ကိုကျွန်တော်ဒီမေးချင်တာကတော့အခုလက်ရှိကျွန်တော်တို့ဒီ Chilean Council Chilean Club လက်ရှိအမေရိကမှာနဲ့ဘယ်လောက်ထိကျွန်တော်တို့ရဲ့အင်အားဟာဘယ်လောက်ထိရှိသလဲကျွန်တော်တို့လက်ရှိဒီထောက်ပို့အင်အားပိုင်းဆိုင်ရာတွေမှာဘယ်လောက်ထိမိဘပြည်သူလူထုတွေနဲ့မှတက်ကြွနဲ့ပူပေါင်းပါဝင်နေကြတယ်လဲဆိုတဲ့ဟာကိုကျွန်တော်တို့ပြည်ပအင်အားရဲ့အခြေအနေတွေပေါ့နော်အဲ့ဒါလေးကိုသုံးသပ်ပေးဖို့ရန်အတွက်ကျွန်တော်အချိန်ပေးသွားခြင်းနဲ့ဘာကြောင့်လဲဆိုတော့အခုကျွန်တော်တို့ချင်းပြည်နယ်ဟာဆိုရင်မြေအောက်မြေပေါ်တည်ရန်ဇာတ်ကျွန်တော်တို့ထုခွဲရောင်းချစရာလုံးဝမရှိပါဘူးဒါပေမဲ့ကျွန်တော်တို့
ဖျားသခင်ရဲ့ကြီးစုတော်ကြောင့်ကျွန်တော်တို့တတိယနိုင်ငံကိုကျွန်တော်ချင်းလူမျိုးတွေအများရောက်ရှိတဲ့အခါမှာကျွန်တော်ပြည်ပရဲ့အင်အားရဲ့ထောက်ပို့မှုကြောင့်ဒီကနေ့အချိန်ထိကျွန်တော်ຫນွေဥတော်လှန်ကြီးဟာရပ်တည်နေတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အခြေအနေကိုသုံးသပ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကမ်ဗစ်တိုးရီးယားချင်းလုံမြို့တော်ကြီးဟာဆိုနေနေ့စဉ်နဲ့အမျှကျွန်တော်တို့တင်နန်းသားတွေအဲ့မှာတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေတာဝန်ဝန်ထမ်းတွေအများအကြီးထောင်နဲ့ချီနေ့စဉ်နဲ့အမျှသူတို့တွာလာဝင်ထွက်စားတောက်နေတဲ့အရာတွေဟာဒါစဉ်းစားကြည့်မယ်ဆိုတော့ကျွန်တော်တို့ဘတ်ဂျက်မရှိဘဲနဲ့ဘယ်လိုခေါ်မလဲဒီထုခွဲရောင်းချစရာမရှိဘဲနဲ့ဒီကနေ့အချိန်ထိရက်တည်နိုင်တာဟာဒါဘုရားသခင်မပါဘူးဆိုရင်ဒါကျွန်တော်တို့ဘလုံးမှရက်တည်နိုင်စရာအကြောင်းမရှိဘူးဒါနံပါတ်1ဖြစ်တယ်နံပါတ်2ကတော့ကျွန်တော်တို့တတိယနိုင်ငံမှာရောက်ရှိနေတဲ့ကျွန်တော်တို့မိဘပြည်သူတွေရဲ့တခက်နဲ့မမနဲ့ရက်တည်ပေးပြီးမှကျွန်တော်တို့ထောက်ပွင့်အားကောင်းလို့သာလင်ဒီကနေ့အချိန်ထိကျွန်တော်တို့ရဲ့ຫນွေဥတော်လှန်ရေးကြီးဟာရှောက်လန်းနိုင်တာဖြစ်တယ်ရက်တည်နိုင်တာဖြစ်တယ်အဲ့ဒါရနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ပြည်ပရဲ့အခြေအနေကျွန်တော် Chilean Club အပေါ်မှာတော်တော်ကောင်း Chilean Council အပေါ်မှာတော်တော်ကောင်းကျွန်တော်ရဲ့လက်ရှိအင်အားအခြေအနေတွေကိုပြန်လည်သုံးသပ်ပေးဖို့ရန်အတွက်အခုချိန်မှာပူဒယ်နီယယ်ကိုအချိန်ပေးသွားချင်ပါတယ်ကျေးဇူးအများကြီးတင်တယ်ကျွန်တော်တို့ကိုအားပေးကြီးစုတဲ့အများအားပေးကြီးစုတဲ့ကျွန်တော်တို့မိဘပြည်သူအားလုံးအပေါ်မှာအထူးကျေးဇူးတင်စီပါကြောင်းကျွန်တော်ထပ်မံပြီးပြောကြလိုပါတယ်ပူဆောင်တဲ့ပူ host ရဲ့ပြောခဲ့တဲ့တန်ဒီညတော့ကျွန်တော်အထူးအစီအစဉ်လူမျိုးနဲ့ကျွန်တော်တို့ရဲ့အမကြီးကျွန်တော်တို့ရဲ့မိခင်ကြီးဝန်ကြီးပြီးနီဆွီလျန်ကိုဖိတ်ထားပါတယ်ဒါပေမဲ့သူတို့ရဲ့ line အခြေအနေမကောင်းတဲ့အတွက်ကြောင့်သူတို့ကအဝေးတနေရအစီတန်းတနေရမှာရှိနေတယ်ဆိုတော့သူတို့ရဲ့ line အခြေအနေကြောင့်ကျွန်တော်တရုတ်ထဲလာထိုင်နိုင်ရတာဖြစ်တယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့နှစ်ယောက်ထိုင်နေဆိုရင်တော့ကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံရဲ့တော်လှန်ရေးကျွန်တော်တို့ချင်းပြည်ရဲ့နိုင်ငံရေးအားလုံးကျွန်တော်တို့သုံးသပ်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ news တွေကတော့လူတိုင်းက live ပေါ်မှာအများအား Facebook မှာတွေ့နေကြဆိုတော့ကျွန်တော်တို့ကသိမပြောတော့ပါဘူးဒါပေမဲ့ကျွန်တော်တို့သုံးသပ်ပေးဖို့နိုင်ငံကြီးသုံးသပ်ပေးဖို့ကျွန်တော်တို့အခြေအနေဘယ်လိုရှိတယ်လဲဆိုတာကိုပြည်သူတွေအမှန်တမ်းသိနိုင်အောင်ကျွန်တော်တို့သုံးသပ်ချပြမှာဖြစ်ပါတယ်ကျွန်တော်တို့အခြေအနေကတော့အခုချိန်ကတော့ကျွန်တော်တို့ချင်းအခြေအနေကတော့အကောင်းဆုံးအခြေအနေဖြစ်နေတယ်ဆိုတာကိုကျွန်တော်ပထမဆုံးပြောပြချင်တယ်ပြောပြချင်တယ်ဆိုတာအကောင်းဆုံးအခြေအနေလို့ဘာလို့ပြောတယ်လဲဆိုတာကျွန်တော်တို့ data နဲ့ statistics နဲ့ကောင်းမွန်ကျွန်တော်တို့သုံးသပ်ခဲ့တာဖြစ်ပါတယ်အခုနပြောပူးဆောင်တေပြောတဲ့အတိုင်းကျွန်တော်တို့ချင်းလူမျိုးမှာကျွန်တော်တို့ချင်းပြည်မှာတဘာဝတန်ရရာတမထွက်တဲ့ခါကျတော့ကျွန်တော်တို့ရဲ့ထောက်ကွန်အားပေါ့ကျွန်တော်တို့ကနေနေတယ်ဒါပေမဲ့ဘုရားသခင်ရဲ့အစီအစီကြောင့်ကျွန်တော်ချင်းလူမျိုးကအမေရိကန်မှာတောင်ကျွန်တော်တို့9000လောက်ကျွန်တော်တို့ရှိနေတယ်ဆိုတာကောင်းမွန်အခါမှာတည်နေပါလေအဲ့ဒါအခါမှာတည်နေတယ်ဆိုတော့ဘယ်လိုကျွန်တော်တို့တည်တယ်လဲဆိုရင်တော့ကျွန်တော်တို့ထင်ကျဲပေးပြီးပြောတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ကိုယ်တိုင်ကျွန်တော်တို့ CNF officer နဲ့ကျွန်တော်တို့ဇိုတည်တင်ဖေးပေါ့နော်ဇိုမီအင်ကွန် USA ခေါင်းဆောင်ကိုကျွန်တော်ကောင်းမွန်မေးထားပြီးမှသူတို့ရဲ့ statistic ကိုမေးထားလိုက်တယ်ပြီးမှ CNO CNDF flam ဖေးပေါ့နော်သူတို့မှာရဲ့ခေါင်းဆောင်ပူသူနာမည်မေးသွားတယ်သူအုတ်ထက်ကိုယ်တိုင်ကိုကျွန်တော်မေးပြီးမှသူတို့ရှိတဲ့အင်အားလူအင်အားကိုသူကပြောပြတယ်ပြီးမှမင်းတပ်ဖက်ပူစင်ကြီးကေပြီးမှမတူပီဖက်ကျွန်တော်တို့ခေါင်းဆောင်ဒီပြီးမှပလဲဝဖက်ကျွန်တော်တို့ခမင်းငီကိုဒီရှိမှာကောင်းမွန်လေကျွန်တော်တို့သုံးတက်လိုက်တဲ့ခါတော့ကျွန်တော်တို့ရှိတဲ့ data ကတော့9000ကျော်တယ်9000ထဲမှာကျွန်တော်တို့အလုပ်လုပ်နိုင်တဲ့လူကတော့အနည်းဆုံး2000လို့ရှိတယ်အဲ့ဒီ2000ထဲမှာကျွန်တော်တို့70%ကကျွန်တော်တို့ CC ကိုထောက်ခံအားပေးတဲ့လူတွေတကယ်ကိုကျွန်တော်တို့အခါမှာအားပေးတဲ့လူတွေဖြစ်နေတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကိုအမေရိကန်ပန်းပူနိုင်မဲ့လူတွေကတော့အလုပ်လုပ်တော့15000ကျော်လို့ရှိတယ်ကျွန်တော်တို့ပေးခိုင်းတာကတော့တစ်နှစ်မှာ1000ပဲအဲ့1000ပဲနဲ့ပေးမယ်ဆိုရင်တော့တစ်နှစ်မှာအမေရိကန်နိုင်ငံမှာတော့မှ15တန်းလို့ဒေါ်လာ15တန်းလို့အလွေတကူရနိုင်မှာဖြစ်တယ်ပြီးမှကျွန်တော်တို့ CNF ကိုငွေရင်းဘန်ဒါရင်းနဲ့ထောက်ပံ့တဲ့ Chilean Club က15နိုင်ငံမှာရှိတယ်အဲဒီ European countries တွေပေါ့ပြီးမှ New Zealand
Australia Canada အဲ့ဒါမြန်မာဂျပန်စင်ကာပူမလေးရှားပေါ့ဒေလီမှာလေးရှိတယ်အဲ့ဒါအားလုံးနဲ့ပဲဆိုရင်တော့ကျွန်တော်တို့ရဲ့ CNF ကိုပန်းပိုးတဲ့ဒနအင်အားရောစေတအင်အားရောအဖက်ဖက်နဲ့ပန်းပိုးတဲ့လူကတော့ကျွန်တော်တို့စင်ကားနိုင်ငံမှာရှိပြီးအနည်းဆုံးကျွန်တော်တို့ကတောင်းကနန်းနဲ့2000ဝန်းကျင်လို့ရှိနေတယ်ဆိုတော့ကျွန်တော်တို့အခါမှာပြောလို့ရပါတယ်ပြီးမှကျွန်တော်တို့လူအင်အားအဲ့ဒီဒနအင်အားတစ်ခုထဲနဲ့မဟုတ်ဘဲနဲ့ human capital human capital investment အခုကျွန်တော်ဘာသုံးသပ်ပြချင်တယ်လဲဆိုရင်တော့ကျွန်တော်ဦးနေဝင်းအောက်ချုပ်တုန်းကကျွန်တော်တို့ချင်းပြည်မှာ26နှစ်လုံးအောက်ချုပ်နေတဲ့ချိန်မှာနိုင်ငံခြားကိုပညာတော်သင်ထွတ်တာတော့လက်ချူရီရီလို့ရတယ်တဲ့ကျွန်တော်တို့ခေါင်းဆောင်တွေကျွန်တော်တို့လူကြီးတွေပြောပြတာအယောက်20လို့ပဲရှိတယ်ဘာသာရေးနဲ့ပြောသွားတာတော့တစ်မျိုးပေါ့နော်ပညာတော်သင်နေတဲ့ engineer ဗလားအဲ့ဒါ doctor လားဟို science နဲ့လားဒါပေမဲ့အခုကျွန်တော်တို့အမေရိကန်မှာတက္ကသိုလ်မှာကျောင်းတက်နေတဲ့ကျွန်တော်တို့ချင်းကျောင်းသား3000ကျော်ပြီ3000ရှိနေတယ်ကျွန်တော်တို့ဘယ်လို statistic လုပ်လိုက်တယ်လဲဆိုရင်တော့အဲ့ဒါအားလုံးမှတ်ထားဖို့အဲ့ဒီ Marion County အဲ့ဒီ Perry Township Indianapolis မှာ25နှစ်လုံးကျောင်းဆရာလုပ်တဲ့ပူဗန်ကျေအိုချင်း community ခေါင်းဆောင်လည်းဖြစ်တယ်သူစီမှာနာမည်ရော list ရောအကုန်လုံးရှိတယ်တနှစ်မှာ high school graduation က350လို့ရှိတယ်နှစ်တိုင်း350ရှိတယ်ပြီးမှအထက်တန်းအလေတန်းမူလတန်းပေါ့နော်ဒီမှာတော့ elementary လို့ခေါ်တယ်အားလုံးပေါင်းက Perry Township မှာဘယ်လောက်ရှိတယ်လဲဆိုတော့ Indianapolis မှာကျွန်တော်တို့ချင်းတက်နဲ့9000ကျော်တယ်ကျွန်တော်တို့ဘယ်လိုပြန်သုံးသပ်မလဲဆိုတော့ Indianapolis ကကျွန်တော်တို့ချင်းလူမျိုးရဲ့3ပုံ1ပုံအောက်ပဲရှိတယ် Indianapolis မှာတော့3500 graduation ဖြစ်တယ်ဆိုတော့ဘွဲ့ရတယ်ဆိုတော့ high school နဲ့တနှစ်မှာအမေရိကတစ်ခုလုံးမှာဘွဲ့ရတဲ့ကျွန်တော်တို့ချင်းကျောင်းသား high school ကျောင်းသားတွေကအမေရိကန်1000ကျော်တယ်1000ကျော်တဲ့လူထဲမှာပထမနှစ်နဲ့ဒုတိယစရုပ်ထနှစ်လင်းနှစ်တက်တယ်ဆိုတော့အလူ4000 simple logic ဒီပေါင်းနှစ်လို့ပေါ့4000ရှိတယ်ဒါပေမဲ့တချို့လူတွေက high school ဘာနဲ့ college မတက်နိုင်တဲ့လူတွေရှိတယ်ဆိုတော့အဲ့ဒါနဲ့အနည်းဆုံးတွက်လိုက်မယ်ဆိုတော့3000ရှိတယ်3000ကတစ်နှစ်မှာ3000အဲ့ကျွန်တော်တို့ graduation လုပ်လိုက်မယ်ဆိုတော့ကျွန်တော်တို့ချင်းရဲ့စီးရဘယ်လောက်ထိကြီးကျယ်တယ်ဆိုတာကျွန်တော်တို့လူကြီးမင်းတို့အားလုံးနားထောင်တဲ့လူတွေအားလုံးခန့်မှန်းလို့ရပါတယ်ကျွန်တော်တို့ဒီအမေရိကရောက်ခါစားတော့က Indiana University Bloomington campus မှာနိုင်ငံခြားကျောင်းသားတွေ statistics လုပ်လိုက်တဲ့ခါကျတော့အများဆုံးနိုင်ငံခြားကျောင်းသားဘယ်ကနေလာတယ်လဲဆိုရင်တော့ထိုင်ဝမ်နဲ့လာတယ်ဂျပန်တို့တရုတ်တို့ဆိုရင်တော့သူတို့နိုင်ငံမှာကျောင်းတက်သူကျောင်းကောင်းတွေရှိတယ်ဆိုတော့သိမလာကြဘူးအများဆုံးတော့ထိုင်ဝမ်နဲ့ထိုင်ဝမ်ကျောင်းသားဘယ်လောက်လို့ရှိတယ်ဆိုရင်တော့2500ပဲရှိတယ်ကဘာမှာတကယ်ဖွံ့ဖြိုးတဲ့ထိုင်ဝမ်နိုင်ငံကျောင်းသားထက်တောင်အခုကျွန်တော်တို့ချင်းကျောင်းသားတွေကပုံများနေတဲ့သဘောရှိတယ်အဲ့ဒါကြောင့်အဲ့ဒီချင်းနဲ့အခုချင်းတူတော်ထိုင်းတာเนาะအခုလောလောဆယ်တော့မသိဘူးဒေတာကျွန်တော်မကြည့်လိုက်မိဘူးဆိုလိုချင်တာကကျွန်တော်တို့ချင်းလူမျိုးရဲ့အနာဂတ်ကိုကျွန်တော်တို့ဘယ်လိုသုံးသပ်မလဲဆိုတာကိုကျွန်တော်တို့ပြည်သူတွေကိုကျွန်တော်တို့ချပြချင်တယ်ကျွန်တော်အဲ့ဒါကြောင့်အခုကျွန်တော်တို့တော်လှန်ကြီးလုပ်နေတဲ့ချိန်မှာကျွန်တော်တို့ချင်းခေါင်းဆောင်တချို့ချင်းလူကြီးတချို့ဘယ်လိုထင်တယ်လဲဆိုရင်တော့ကျွန်တော်တို့အရင်တုန်းက1980 1990ဝန်းကျင်မှာကျွန်တော်တို့ချင်းဒီကဗမာပြည်မှာအစင်းရေးဆုံးတကယ်သူចောင်းသားဆိုရင်အရာနေတယ်ကျွန်တော်တို့တော်လှန်ကြီးလို့ပဲဆိုဝင်ငွေကမရှိဘူးသူတို့နောက်ကပဲလိုက်နေတာအဲ့ကျွန်တော်တို့ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်စစ်မှာပြီးနေတဲ့ဟာကိုကျွန်တော်တို့ချင်းလူကြီးတွေကလုံးဝမသိဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ nation building ကိုလုပ်နိုင်မလားအရန်လုပ်နိုင်တယ်ဒီတော်လှန်ကြီးအောင်မြင်မလားအရန်အောင်မြင်နိုင်တယ်ကျွန်တော်တို့အောင်လဲအောင်မြင်နေတယ်ကျွန်တော်တို့အောင်ပွေးတဲ့အလိုလိုခံနေတယ်ကျွန်တော်ဥပမာတစ်ခုထပ်ပြီးနှိုင်းပြမယ်ဆိုရင်တော့ကဘာမှာလူဦးကြီးနေဒီမြတ်တွေကအဓိကမဟုတ်ဘူးသူတို့ရဲ့ပညာအရင်အမြင့်
သူတို့ရဲ့အတတ်ပညာအသိပညာ capacity တွေပေါ့သူတို့ capacity ဘယ်လောက်ရှိတယ်လဲဆိုတာhuman capital investment ပေါ့နော် investment in human capital လူအရင်အမြင်ဘယ်လောက်စိုက်နိုင်တယ်လဲဆိုတာကျွန်တော်တို့3000တနေ့မှာ3000ကျောင်းထွက်နေတယ်တကယ်တော့နဲ့အခုစစ်ဖြစ်နေတာအီရန်နဲ့အစ္စရေးကဘာမှာတင်းတိုင်းမှာအခု9ရက်နဲ့မြို့ရှိပြီအစ္စရေးလူဦးရေဘယ်လောက်ရှိလဲ 9.7 million ပဲရှိတယ်အီရန်လူဦးရေ90ကျော်တယ်100နီးပါးစေဆများတယ်စေဆများတာဟာကိုအီရန်နဲ့အစ္စရေးကိုအစ္စရေးအီရန်ကိုခုချနေတာဘလို့ပုံစံမျိုးလဲဆိုရင်တော့သူချီနဲ့လက်တွေကိုကျူးတုပ်ပြီးမှကြိုက်တယ်လို့ချတဲ့ပုံစံမျိုးဖြစ်နေတယ်ဘာလို့လဲသူတို့ရဲ့အတတ်ပညာကြောင့်အဲ့ဒီဂျူးတွေကဘယ်မှာပညာသင်လဲမြတ်သောအဖြစ်အမေရိကန်မှာသင်တယ်ကျွန်တော်တို့ကျောင်းချင်းကျောင်းသားတွေလေဘယ်မှာသင်လဲအမေရိကန်ကျောင်းပဲပြောသေးတယ်နော်ယူရိုပမှာလည်းရှိတယ်အော်စတြေးလျမှာလည်းရှိတယ်နယူးဇီလန်မှာလည်းရှိတယ်အဲကျွန်တော်တို့ချင်းရဲ့အခြေအနေအဲ့ဒါကြောင့်ကျွန်တော်တို့ဘုရားသခင်ကဒီလိုကြီးပေးတာဟာအခွင့်အရေးကျွန်တော်တို့အချင်းကောင်းကျွန်တော်တို့အတုံးချက်တတ်ဖို့အရန်လိုတယ်အဲ့ဒီချိန်မှာကျွန်တော်တို့ချင်းအားလုံးထပ်ဖို့လိုတယ်ကျွန်တော်အီရန်နဲ့အစ္စရေးကိုကျွန်တော်နည်းနည်းထပ်သွားချင်တယ်ဘယ်လိုသွားချင်တယ်လဲဆိုရင်တော့အီရန်ကပြန်ချတာအစ္စရေးချလိုက်တဲ့ခါကျတော့အီရန်ကလည်းပြန်ချတာပေါ့ဒီတဲ့တိုင်းဒါပေမဲ့ statistic ကောင်းကျွေးလိုက်တဲ့ခါကျတော့ drone ဘလို့ရှင်းထုတ်ခဲ့လေဆိုတော့1000ကျော်ထုတ်ခဲ့တယ် drone နဲ့အဲ့ဒီ drone အလုံးက Israel တိုက်ဖြတ်ရေးမှာသုံးတဲ့ arrow ကတာဝေးပေါ့နော်ပြီးမှ David Sling David ရဲ့လေးကွာပေါ့အဲ့ဒါဒါလက်ပြီးမှ Iron Dome တာတူပေါ့အနိကနေလာချက်ရဟာကိုအဲ့ဒါဒီကအဲ့ဒီ David Sling နဲ့ arrow နဲ့ Iron Dome အကုန်လုံး1000ကျော်တဲ့ drone တွေကိုဖျက်ဆီးနိုင်တယ်ပြီးမှဘာဖျက်ဆီးနိုင်တယ်လဲဆိုရင်တော့အဲ့ဒီ rocket launcher တွေကမစ်ဆယ်ကဘယ်လောက်လွှတ်ရှိလဲ400ကျော်လွှတ်ပြီဝင်နိုင်တာ95% ကျော်ကကောင်းကောင်းမွန်မွန်ထိနိုင်ခဲ့တယ်အဲ့ဒီလိုကြီးအောင်မြင်ခဲ့ပေမဲ့ဣသရေလရဲ့အောင်မြင်မှုမှာအဓိကသူတို့ကအဓိကထားတယ်လေဆိုရင်တော့သူတို့စစ်ဘူးချုပ်ဒီဗျူဟာမှုတွေအထက်ပိုင်းစစ်ခေါင်းဆောင်တွေပေါ့အကုန်လုံးရှင်းနိုင်ခဲ့တယ်ဒါဒီထက်သူတို့ကအကြီးကြီးဆုံးကျွန်တော်တို့ရှင်းနိုင်ခဲ့တာ nuclear scientist nuclear ကိုထုတ်လုပ်ပေးတဲ့ scientist 9ဦးကိုတတ်ခဲ့တယ်အဲ့ဒီ9ဦးတတ်ခဲ့နိုင်တာအဓိကရဲ့သူတို့ရန်သူကသူတို့အကြောက်ဆုံးကအဲ့ဒီသူတို့9ဦးကိုပဲဖြစ်တယ်အဲ့ဒါသူတို့ဘေးမှာကြောင်းတက်တယ်လေအမေရိကန်မှာကြောင်းတက်တဲ့လူတွေပဲအဲ့ဒါကြောင့်ကျွန်တော်ရဲ့တို့ရဲ့ပညာရေးချင်းပညာရေးနဲ့အဲ့ဒီအီရန်ပညာရေးနဲ့အစ္စရေးနဲ့အီရန်ခုရှိဖြစ်နေတာအဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့အနာကတာတော်တော်လေးထောက်ပတ်နေတယ်ထွန်းလင်းနေတယ်အဲ့ဒါကိုကျွန်တော်တို့အချင်းအားလုံးအသုံးပြုတ်မယ်လုပ်မယ်ဆိုတော့ဒီတော်လှန်ရေးကကျွန်တော်တို့အောင်မြင်ရမယ်ကျွန်တော်တို့ချင်းရဲ့အနာကအရန်ထောက်ပတဲ့အခြေအနေမှာရှိနေတယ်ဆိုတော့ကိုပထမပူဆောင်တင်ပြချင်တယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပူတဲ့တုံးတက်ပေးသွားတာအင်မတန်မှအားရကျဉ်းတတ်စရာကောင်းပါတယ်လက်ရှိကျွန်တော်တို့ဒီတတိယနိုင်ငံရောက်ဒီ Europe တို့ Australia တို့ Canada တို့ကျန်တဲ့နေရာတွေကိုမပါသေးဘဲနဲ့ကျွန်တော်တို့အမေရိကမှာတင်ကျွန်တော်တို့ချင်းလူမျိုးတွေအင်အားဟာဘယ်လောက်ထိခိုင်မာရှိတယ်ဆိုတာကိုကျွန်တော်တို့ဒီ data တွေနဲ့အတိအကျဖော်ပြပေးတဲ့ပုံမှာထူးပဲကျေးဇူးတင်တယ်ပြီးတော့ကျွန်တော်တို့ချင်းအမျိုးသားပြန်လည်တည်ဆောက်ရေးကိုကျွန်တော်တို့ရောက်ရှိတဲ့အခါမှာလဲကျွန်တော်တို့ဒီတတိယနိုင်ငံမှာရောက်ရှိနေတဲ့ကျွန်တော်တို့ဒီချင်းလူငယ်တွေကျွန်တော်တို့ရဲ့ Gen Z တွေပေါ့နော်ဘွေရပညာတတ်တွေဟာကျွန်တော်တို့ထောင်နဲ့ချီပြီးမှရှိတယ်ဆိုတာကိုကျွန်တော်တို့သိရတဲ့အခါမှာအမတန်မှအားရဝမ်းသာစရာလည်းကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ဒါကျွန်တော်တို့တနေ့နေ့တစ်ချိန်မှာကျွန်တော်တို့အမျိုးသားပြန်လည်တည်ဆောက်ရေးကျွန်တော်ချင်းပြည်ပြန်လည်ထူထောင်ရေးကျွန်တော်တို့ကြားရောက်လာတဲ့အခါမှာကျွန်တော်တို့ရဲ့ဒီခက်လူငယ်ပညာတတ်တွေဟာကျွန်တော်တို့ချင်းလူမျိုးတွေအတွက်အမတန်မှအရေးကြီးတဲ့အခန့်ကဏ္ဍမှာသူတို့ပူပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒါနီးပညာပိုင်းတွေမှာဒါပညာရေးပိုင်းတွေမှာအစရကျွန်တော်တို့လိုအပ်ချက်တွေကိုသူတို့ဒါကျွန်တော်တို့ရဲ့ဒီဖျားသခင်ရဲ့ကြီးစုတော်ကြောင့်အခုလိုကျွန်တော်တို့လူငယ်တွေနိုင်ငံတကာမှာရောက်ရှိနေတဲ့တကယ့်ကိုကမ္ဘာမှာနာမည်ကြီးတဲ့ဒီ University ကြီးတွေမှာပညာသင်ကြားခွင့်ရတယ်ဆိုတာကဒါကျွန်တော်တို့တော်လို့တတ်လို့ကျွန်တော်တို့ရဲ့ဒီဘ
ယ်လိုခေါ်မလဲဉာဏ်ပညာရှိတော့မဟုတ်ဘူးဒါဖျားသခင်ရဲ့ကျေးဇူးတော်တက်ကြောင့်ကျွန်တော်တို့ဒီအခွင့်အရေးတွေကိုရရှိတယ်ဆိုတာကိုဒီကနေ့ညမှာကျွန်တော် highlight ထပ်ပြီးမှလုပ်ချင်တယ်ကျွန်တော်တို့ဒီကနေ့ည live စီစဉ်တွေကိုလည်းကျွန်တော်မိဘပြည်သူတွေ live and share အပြင်ပူပေါင်းပါဝင်ပေးကြဖို့ရန်အတွက်လည်းကျွန်တော်ထပ်မံမိမတောင်းဆိုလိုတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လူတော်လှန်ရေးကြီးကျွန်တော်အဆုံးသတ်နိုင်ဖို့ရန်အတွက်အမတန်မှအရေးကြီးတဲ့အခမ်းကဏ္ဍကိုကျွန်တော်ရောက်ရှိနေပါပြီ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ထောက်ပို့အင်အားကောင်းမှသာလျှင်ကျွန်တော်တို့ရဲ့မြို့ချစ်ရဲဘော်တွေကျွန်တော်တို့ရဲ့မြို့ချစ်သူရဲကောင်းတွေကိုကျွန်တော်တို့သူတို့ရဲ့လိုအပ်ချက်တွေကိုပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်အဆဆရသူတို့လိုအပ်ချက်တွေမြောက်များစွာရှိတယ်အဲ့တော့တူးတယောက်ထဲနဲ့ကျွန်တော်တို့ဟာဆောင်ရင်လို့မရပါဘူးအဲကြောင့်အုတ်တစ်ချက်တဲတပွဲပါဝင်နိုင်ဖို့ရန်အတွက်ဒါ30တက်နိုင်30 20တက်နိုင်သူ20ဒါ450တက်နိုင်သူ450ပေါ့နော်ကျွန်တော်နဲဒီများဒီမဟုတ်ပဲနဲ့ကျွန်တော်တို့ပူပေါင်းပါဝင်ပေးကြဖို့ရန်အတွက်ထပ်မံပြီးမှတိုက်တွန်းလိုပါတယ်ကျွန်တော်တို့အခုလိုညအတိုင်းကျွန်တော်တို့ဟာဒီစော်ရချင်းအစီအစဉ်မှာပြောဆိုနေရချင်းဟာဒါကျွန်တော်တို့တော်လှန်ရေးကြီးမပြီးဆုံးသေးတဲ့အတွက်တော်လှန်ရေးပြီးဆုံးသည့်တိုင်အောင်ကျွန်တော်တို့ဟာတောက်လျှောက်ခုလိုအော်နေရချင်းဖြစ်တယ်ဆိုတာကိုထပ်မံဖြစ်ဆွေပြောကြားချင်ပါတယ်ကျွန်တော်တို့ဒီအစီအစဉ်ကိုဆက်လက်တွားရမယ်ဆိုတော့ပေါ့နော်ကျွန်တော်တို့ဒီဟွမ်ဂိုရမ်ကိစ္စကိုလည်းကျွန်တော်တို့တွားဖို့အစီအစဉ်ရှိတယ်ဟွမ်ဂိုရမ်ကိစ္စကိုမတွားခင်လေးမှာလက်ရှိကျွန်တော်တို့ဒီ hot issue ဖြစ်နေတဲ့ကိစ္စလေးနဲ့ပတ်သက်ပြီးမှဒီပလက်ဝရေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးမှလည်းကျွန်တော်အခုလက်ရှိအခြေအနေမှာကျွန်တော်တို့ဒီအနေငယ်ပြန်လဲသုံးသပ်ဖို့ရန်အတွက်လည်းကျွန်တော်စိတ်ထဲမှာရုပ်တရက်ပေါ်လာတာဖြစ်ပါတယ်အရင်တုန်းကဒီကျွန်တော်တို့ဒီမြန်မာနိုင်ငံခေတ်အဆက်ဆက်မှာပေါ့နော်ဒါ62ခုနှစ်မတ်လ2ရက်နေ့အာနာသိန်းကလေးနဲ့မှာကျွန်တော်တို့ဒီစစ်အာဏာရှင်လက်အောက်ထဲမှာကြာရောက်တဲ့အချိန်ကနေစပြီးမှကျွန်တော်တို့တိုင်းသားလူမျိုးစုအားလုံးဟာအဖိနှိတ်ခံဘဝကိုကျွန်တော်တို့အတူတူကကြားရောက်ခဲ့ကြတာဖြစ်ပါတယ်အဓိကအဖြစ်ရခိုင်ပြည်နယ်အစွန်လဲအမတန်မှတယံဇာတပေါ်များကျွယ်ဝတဲ့ပြည်နယ်ဖြစ်ပါတယ်စိုင်းစဘာပေါ်များကျွယ်ဝတဲ့ပြည်နယ်လည်းဖြစ်ပါတယ်ဒါပေမဲ့သူတို့ပြည်နယ်ကတယံဇာတအခုလက်ရှိတဘာဝဓာတ်ငွေတွေထွက်နေတဲ့အရာတွေအားလုံးတောင်မှသူတို့ရခိုင်ပြည်သူလူထုတွေခံစားခွင့်မရဘဲနဲ့ဒါတရုတ်လက်ထဲကိုစကားဆစစ်ကောင်စီတဲ့နေမှာ direct ဒါသူတို့ရောင်းပြီးမှဒါစစ်ကောင်စီရဲ့ပြည်သူလူထုကိုတပ်ဖြတ်ဖို့ရန်အတွက်လက်နဲ့ခဲယမ်းတွေဝယ်ဖို့ရန်အတွက်ဒါသူတို့အဓိကအဝင်ငွေတစ်ခုဆိုလည်းမမှားပါဘူးခုလို့ကျွန်တော်တို့တိုင်းရင်းသားအဖိနှိတ်ခံလူသားအချင်းချင်းအဖိနှိတ်ခံညီကိုမောင်နှမအချင်းချင်းလက်ရှိအနေထားမှာကျွန်တော်တို့ကလက်နဲ့အားတာလို့ကျွန်တော်တို့ကလူရင်အားတာလို့ဆိုပြီးမှကျွန်တော်အနိုင်ကျင့်တဲ့ပုံစံမျိုးနဲ့အခုကျွန်တော်တို့ပလက်ဝဒေတာကိုဒါခရိုင်တစ်ခုအနေနဲ့သူတို့ကြီးညာလိုက်တဲ့အခါမှာကျွန်တော်တို့ချင်းတမျိုးသားလုံးရဲ့စိတ်ထဲမှာအမတန်မှခံစားနေရတယ်ဆိုတာကိုကျွန်တော်တို့ကြုံတွေ့နေရတယ်အဲ့ဒီအရာဟာကြာကျွန်တော်တို့လုံးဝမဖြစ်တဲ့အရာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာသမိုင်းတစ်လျှောက်လုံးမှာကျွန်တော်သုံးသပ်ကြည့်တဲ့အခါမှာလည်းပလက်ဝနယ်မြေဟာရခိုင်ပြည်နယ်လုံးဝမဖြစ်ခဲ့ပါဘူးဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင်ကလည်းဒါမီဒီယာတွေမှာသူဒါငါတို့ပလက်ဝမြို့နယ်ဟာငါတို့ချင်းပြည်နယ်ဟာဒါငါတို့ရခိုင်ပြည်နယ်လို့ငါတို့တခါမှမပြောပါဘူးတဲ့ဒါချင်းပြည်နယ်ပါပဲဆိုမြပြောတယ်ဒါပေမဲ့လက်ရှိအနေထားအရဒါကျွန်တော်တို့ချင်းနိုင်ငံရေး policy လမ်းကြောင်းအရကျွန်တော်တို့လမ်းကြောင်းမတူတဲ့အခါမှာ CC နဲ့ CB ဆိုမှကျွန်တော်ကွဲသွားတဲ့အခါမှာကျွန်တော်တို့အချင်းချင်းကိုရန်တိုက်ပေးဖို့ရန်အတွက်ဒါကျွန်တော်တို့ရဲ့အားနည်းချက်တွေကိုအခွင့်ကောင်းယူပြီးမှဒါ CB တဲ့နေမှာသူတို့မဟာမိတ်ပြုတ်လိုက်တဲ့အခါမှာဒါဘလို့မှကျွန်တော်တို့ဒီ CNF CNA အနေနဲ့တော်လကောင်း CC ဘက်ကနေတော်လကောင်းကျွန်တော်တို့တစ်ဖက်ကစကားဆောက်လဲကျွန်တော်တို့တိုက်နေရတဲ့အနေထားဖြစ်တယ်တစ်ဖက်ကနေမှဒီပလက်ဝအရေးကိုကျွန်တော်တို့ဂယုမဆိုင်နိုင်တဲ့နဲ့အခြေအနေမှာလည်းရောက်ရှိနေတဲ့အခါမှာအဲ့ဒီအခွင့်ကောင်းကိုယူပြီးမှသူတို့ကဒီပလက်ဝမြို့နယ်ပြည်နယ်ဆိုပြီးမှဒါသူတို့ခရိုင်၈ခုကိုသူတို့9ခုနဲ့မှ၈ခုကိုသူတို့ဖွဲ့လိုက်တဲ့အခါမှာပလက်ဝဟာသူတို့ထည့်သွင်းလိုက်တဲ့အခါမှာလုံးဝကျွန်တော်တို့ချင်းတမျိုးသားလုံးရဲ့လူထုမှာမကြေမနက်ဖြစ်နေရတဲ့အနေအထားကိုကျွန်တော်ရောက်ရှိနေပါတယ်အဲ့ဒီအနေအထားနဲ့ပတ်သက်ပြီးမှတမိုင်းအကြောင်းရတော်၎င်းလက်ရှိအနေထားရတော်၎င်းဒါကျွန်တော်ပြောချင်တာကတော့ CC ကြောင့် CB ကြောင့်ကျွန်တော်တို့ဒီအချိန်မှာကျွန်တော်ပုတ်ခတ်ပြောဆိုနေရမယ့်အချိန်လည်းမဟုတ်တော့ပါဘူးဒီပလက်ဝရေးနဲ့ပတ်သက်ပြီးမှကျွန်တော်ချင်းတမျိုးသားလုံးရဲ့တာဝန်ဖြစ်တယ်ချင်းလူမျိုးတိုင်းမှာတာဝန်ရှိတယ်အဲ့ဒါကိုကျွန်တော်တို့ဘယ်လိုပူပေါင်းဆောင်ရွက်ကြမလဲဒီကျွန်တော်တို့ဒီချင်းပြည်နယ်ကိုကျွန်တော်တို့ဘယ်လိုကာကွယ်ကြမလဲဘယ်လိုထိန်းသိမ်းကြမလဲလက်ရှိကျွန်တော်တို့ဘိုးဘွားပိုင်နယ်မြေကိုကျွန်တော်တို့ဘယ်လိုပြန်လည်ပြီးမှ
ကာကွယ်ထိမ့်သိမ်းစောင့်ရှောက်မလဲဆိုတဲ့ဟာကိုဒါတဘောကနိုင်ငံရေးရကျွန်တော်ဖြည့်ရှင်းကြမလားနိုင်ငံရေးရဖြည့်ရှင်းလို့မရဘူးဆိုရင်ကျွန်တော်တို့ဘယ်လိုဆက်ပြီးသွားကြမလဲဆိုတာလက်ရှိအနေအထားတွေကိုပြန်လည်ပြီးမှအနေငယ်ပလဲဝါအရေးနဲ့ပတ်သက်ပြီးမှထပ်မံပြီးမှဖြစ်ဆွဲသုံးသပ်ပေးဖို့ရန်အတွက်ပူတယ်နီယယ်ကိုအချိန်ပေးသွားချင်ပါတယ်ကျေးဇူးတင်ပါတယ်အဲ့ဒါတော်တော်လေးအရေးကြီးတဲ့ကိစ္စတစ်ခုလို့ဖြစ်နေတယ်အဲ့ဒီသူတို့ရဲ့သခိုင်သမိုင်းကိုကျွန်တော်တို့ချင်းဒီရောမတိတဲ့လူတွေပေါ့နားထောင်တဲ့လူတွေမတိတဲ့လူတွေတွေ့နည်းနည်းသူတို့ရဲ့သမိုင်းကြောင်းတွေကိုနည်းနည်းတင်ပြောချင်တယ်ရခိုင်တွေကတော့ကိုလွန်ခဲ့တော့ BC ခဲ့ရပေါ့နော်တညဝတီခဲ့ကြတဲ့ဝေသာလီခဲ့ရခိုးအရင်တော့ဗမာယဉ်ကျေးမှုမထွန်းကားမိတော့မှသူတို့စာပေတွေပါရှိတယ်တင်ကာပြတ်တွေရှိတယ်ဆိုတာကျွန်တော်တို့တွေးခဲ့ရတယ်ပြီးမှမြို့ဥခဲ့ပေါ့နော်1900အာ64ဝန်းကျင်ပေါ့အမေရိကန်လွတ်လပ်ရေးကျင်းရတဲ့ချိန်လုံးမှာပေါ့နော်အဲ့ဒီသူတို့ရဲ့နောက်ဆုံးဘရင်လောက်ခေါ်မလားမင်းလောက်ခေါ်မလားသူတို့ရဲ့မဟာသမရရာဇာအဲ့ဒါသူတို့မှာညီငုံမှုမရှိတဲ့အတွက်ကြောင့်သူတို့ခေါ်တော့ဘူတော်မောင်ဝမ်းကုန်းပေါင်ခက်မြန်မာပြည်ပေါ့ဘူတော်ဖရလာတင်းပြီးမှသူတို့မင်းကိုလည်းဟူဖက်အင်းဝအမာရပူရနာအင်းဝပေါ့အဲ့ဒါပဲခေါ်ပြီးမှစစ်သုံးပန်းတယ်လည်း2000ကျော်ခေါ်အဲ့ဒါနဲ့သူတို့ကဒီနှစ်ထိဗမာလက်အောက်မှာကြောက်ရွံ့ခဲ့တယ်အဲ့တော့သူတို့ကလာတင်းပိုက်တယ်ဆိုတော့သူတို့ကတော့ဗမာလက်အောက်ခံကိုလိုနီပေါ့ကျွန်တော်တို့အင်္ဂလိပ်တွေကအုပ်စုတော့ကအင်္ဂလိပ်လက်အောက်ခံဖြစ်နေတယ်လို့မျိုးပေါ့သူတို့ကအခုသူတို့ကျူးစားနေတာပစနဲ့မပြောပေမဲ့သူတို့နိုင်ငံကြီးရဲ့လှုပ်ရှားမှုတော့လွတ်လပ်ရေးရနိုင်ဖို့ကျူးစားတယ်ကျူးစားတဲ့အကျွံဘဝမှာရောက်တဲ့လူကလွတ်လပ်ရေးရဖို့ကျူးစားတယ်ဆိုတာလေမှန်တော့မှန်ပါတယ်ကျွန်တော်တို့ဟာတော့ကျွန်တော်တို့စန္ဒအတိုင်းပင်လုံကြီးလာခါမှာလက်မှတ်တူကြီးထုခဲ့လို့ပမာနဲ့ပေါင်းခဲ့တာကျွန်တော်တို့တိတ်ခါရှိရှိနဲ့ပေါင်းခဲ့တာသူတို့ကတိတ်ခါမြစ်စွာနဲ့သူတို့လက်အောက်မှာကြားရောက်တယ်ဆိုတော့သူတို့ကအခုလိုမျိုးကျူးစားနေတာတော့သူတို့ကိုလည်းဟောစာနာမှုတွေလူတိုင်းရှိတင်ပါတယ်သူတို့ရဲ့အခြေအနေပေါ့ဒါပေမဲ့အခုလိုမျိုးကျွန်တော်တို့ပလဲဝတ်နေမိမှာလာပြီးမှကျွန်တော်တို့တမိုင်းအထောက်ထားအခါမှာရှိတဲ့ကျွန်တော်တို့ချင်းပြီကျွန်တော်တို့ချင်းလူမျိုး90ကျော်90ရာခိုင်နှုန်း90%နေတဲ့နေရာမှာကျွန်တော်တို့ချင်းပြီမှာလာပြီးမှအုပ်ချုပ်ရေးလာလို့တယ်အုပ်ချုပ်ရေးလာလို့တဲ့အခါကျတော့တကယ်သူတို့ကျွန်တော်တို့ချင်းဒီနဲ့ကောင်းကောင်းမြင်တင်မြတ်စွာအင်းနာချင်းပိတာစွာနေနိုင်ချင်းတဲ့ဆိုရင်တော့ကျွန်တော်တို့နဲ့ညှိနှိုင်းပြီးမှအခြေအနေရအခုလိုမျိုးဖြစ်နေတယ်ဆိုတာကျွန်တော်တို့ချင်းလူမျိုးအကောင်းဆုံးပါတီအကောင်းဆုံးအင်အားအကောင်းဆုံးအစိုးရပေါ့နော်ကျွန်တော်တို့လက်ရှိအစိုးရချင်းလက်ကောင်စီနဲ့ကောင်းကောင်းမွန်မွန်ချင်းလက်အစိုးရနဲ့သူတို့ရဲ့လောက်ပုံပုံကိုညှိနှိုင်းပြီးမှလောက်တယ်ဆိုရင်တော့တဘာဝကြတယ်ဒီပလိုမေစီရလှုပ်တင်လှုပ်ထိုက်တာဟာအဲ့ဒါမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကိုမတွေးဘဲနဲ့ဒီတိုင်းသူတို့ကဖိနှိချုပ်ချေလှုပ်တဲ့ပုံစံမျိုးလေးဝကြည့်လာအော်တယ်လူမျိုးဆိုတော့သူတို့ရည်ရှိအတွက်လုံးဝကောင်းမှာမဟုတ်ဘူးကျွန်တော်တို့ကလုံးဝလက်လွတ်မှာမဟုတ်ဘူးလက်လွတ်မလွတ်တဲ့ခါကျတော့သူတို့အတွက်အဲ့ဒီမလိုအပ်ပဲနဲ့သူတို့ရန်သူတွေအများကြီးဖိတ်တယ်လူမျိုးဖြစ်နေတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ ਨੇ အချင်းရှိသေးတယ်ကျွန်တော်တို့ကြားမှာတိုက်ပွဲဘာမှမဖြစ်သေးဘူးသူတို့ကအုပ်ချုပ်မှုပဲလာလို့တယ်အဲ့ဒါမျိုးကိုလိုနီနဲ့ချက်တဲ့ဝါဒပုံစံမျိုးနဲ့လာလို့တဲ့ခါကျတော့လုံးဝအဲ့ဒါတွေမဖြစ်သေးဘူးရည်ရှိသူတို့တော်လှန်ရေးလားသူတို့ရဲ့ရည်ရှိအတွက်အောင်မြင်ခြင်းတွေဆိုတော့ကျွန်တော်တို့ ਨੇ ဒီပလိုမေစီကောင်းကောင်းလုပ်တင်တယ်ဆိုတာကျွန်တော်ပြောချင်တယ်ပြီးမှတစ်ခုရှိတယ်သူတို့ရဲ့အခု district တစ်ခုအနေနဲ့ခရိုင်တစ်ခုအနေနဲ့တတ်မှတ်တာတစ်ခုတည်းနဲ့မဟုတ်ဘဲနဲ့အဲ့ဒီ global arca network အဲ့ဒါလူတယောက်နှစ်ယောက်ရေးတာမဟုတ်ဘူးအဖွဲ့လိုက်နေဟိုသဘောတူညီချက်ကို declare statement လူမျိုးထုတ်တာအဲ့ဒါသူတို့ကဘာလို့တလဲဆိုရင်တော့အဲ့ဒီပလဲဝရခိုင်မင်းရဲ့ပိုင်နေမြေဖြစ်ခဲ့တယ်တမိုင်းအစဉ်အဆက်ရပေါ့ပြီးမှသူတို့ကနောက်တစ်ခုဘာလာပြောတယ်လဲဆိုရင်တော့အဲ့ဒီမှာတရုတ်ပြည်ကိုသူတို့ကနိုင်စင်လို့တာတရုတ်ပြည်မှာအဲ့ဒီချန်ကေဆက်ရအဲ့ဒီတရုတ်ပြည်ကိုအုပ်စုချင်းတယ်အုပ်စုဖို့စီစဉ်ခဲ့တယ်ဒါပေမဲ့ practical
defective power ဘသူစီမှာရှိတယ်လဲဆိုတော့မော်စီတုံးလက်ထက်မှာရှိတယ်မော်စီတုံးကချန်ကေဆက်ကိုနိုင်တဲ့ခါကျတော့ချန်ကေဆက်ကထိုင်ဝမ်ဖြစ်ပြီးမှ GOP ကိုမော်စီတုံးကအုပ်ချုပ်ခဲ့တယ်အဲ့ဒါကြောင့်တကယ်အုပ်ချုပ်နိုင်တဲ့လူဒီလက်မှာပဲရှိတင်တယ်ဆိုတော့ကျွန်တော်တို့ကိုအင်အားနဲ့ဥစား insert လာလို့တာပေါ့အဲ့ဒီကျွန်တော်တို့ကိုခြေလေမှုအင်အားနဲ့ခြေလေမှုလာလို့တဲ့ပုံစံမျိုးသူတို့အရေးခဲ့တယ်အဲ့ဒါမျိုးကလုံးဝစီးမှာမကောင်းတဲ့အရာဖြစ်တယ်အဲ့ဒါကျွန်တော်တို့ CNF ပဲဖြစ်ဖြစ်ကျွန်တော်တို့ချင်းလူမျိုးတိုင်းဘယ်တော့မှဘလဲဝါကိုလက်လွတ်မှာမဟုတ်ဘူးရတဲ့အထိဒါပေမဲ့ပထမဆုံးဘာနဲ့ပြုံးမလဲစပွေးပေါ်မှာပြုံးမယ်ဒါပေမဲ့စပွေးပေါ်မှာပြုံးနိုင်တယ်ဆိုရင်တော့ကောင်းတယ်မပြုံးနိုင်ဘူးဆိုရင်တော့ကျွန်တော်တို့ရတဲ့နီးလိုက်နဲ့ကျွန်တော်တို့ဖြည့်ရှင်းကြမှာဖြစ်တယ်အဲ့ဒါသူတို့တွေ့လဲကောင်းမှာဘူးကျွန်တော်တို့တွေ့လဲကောင်းမှာမဟုတ်ဘူးပြီးမှပလဲဝါတမိုင်းကြောင်းရလုံးဝရခိုင်ပြည်မဟုတ်ဘူးဆိုတာကျွန်တော်တို့ခဏပြောတယ်ဒီဥတခါလဲဘာမစ် service ချင်းလုံးမီဒီယိုမှာပြောလိုက်တယ်ကျွန်တော်ပြုတ်ခဲ့တယ်ဘယ်လိုဖြစ်တယ်လဲဆိုရင်တော့ခုနဘုဒ္ဓဘုရားရခိုင်ကိုအကုန်လုံးတင်းလိုက်တယ်တင်းလိုက်တဲ့ခါကျတော့အင်္ဂလိပ်တွေကဗမာပြည်ကိုလာတင်းပိုက်တာလာကျူးကျော်တာပထမအင်္ဂလိပ်မြန်မာစစ်အဲ့ဒီမှာရန်တပူစာချုပ်နဲ့1423မှာဗမာမင်းကအင်္ဂလိပ်တွေကိုအာဆမ်နဲ့မဏိပူပြီးမှအာတန်နဲ့မဏိပူနဲ့အဲ့ဒီဟိုပေါ့ရခိုင်နဲ့တနင်္သာရီအဲ့ဒါပေးလိုက်တယ်ပြီးမှပိုက်ဆံတွေလည်းများပေးခဲ့တယ်အဲ့ဒါနေမရအဓိကပေးတာတော့အဲ့ဒီဟိုပေါ့ရခိုင်နဲ့တနင်္သာရီအဲ့ဒီရခိုင်မင်းနေပြီးတော့ပိုင်တဲ့ဖြတ်ကိုပေးလိုက်တယ်ဒါပေမဲ့အဲ့ဒီထဲမှာပလဲဝမပါသေးဘူးဆိုလို့ရှင်တော့ရခိုင်မင်းကကျွန်တော်ပိုင်နေရှင်တော့အဲ့ဒီတော့ပေးရမှာလုံးဝအဲ့ဒီမပေးခဲ့ဘူးအင်္ဂလိပ်ဒီကျွန်တော်တို့ပလဲဝနေကိုရောက်တာဘယ်တော့ကလဲဆိုတော့1905ခုနှစ်မှာပဲရောက်ခဲ့တယ်အဲ့ဒါတချို့လူတွေကပြောတယ်ဘာလို့ချင်း heat regulation မှာပလဲဝမပါခဲ့တယ်လဲဆိုရင်သူတို့ကပြောခဲ့တယ်အဲ့တော့ကကျွန်တော်တို့ချင်းပြည်တောင်ပိုင်းကချင်းပြည်မြို့ပိုင်းကို1889မှာကျွန်တော်တို့တင်းခဲ့အင်္ဂလိပ်တွေတင်းခဲ့တယ်ဒါပေမဲ့တောင်ပိုင်းကိုတော့အဲ့ဒီချင်း heat regulation လောက်လိုက်တဲ့နောက်9နှစ်6နှစ်လောက်မှာပဲ1905အဲ့ဒါကြောင့်ပလဲဝဘယ်တော့မှရခိုင်မင်းနေပြီးတော့အုပ်ချုပ်တဲ့နေမည်မဟုတ်ဘူးကျွန်တော်တို့ချင်းပိုင်နေမည်သာဖြစ်တယ်ဆိုတာကျွန်တော်တို့တမိုင်းကြောင်းရအခန့်မှာရှိပြီးသားအဲ့ဒါကြောင့်ကျွန်တော်တို့သူတို့ကကျွန်တော်တို့ကိုဘယ်တော့မှလည်းညင်နိုင်မှာမဟုတ်ဘူးဆိုတာကျွန်တော်ပြောပြချင်တယ်ပြီးမှအခုကျွန်တော်တို့ဒီဇင်ဘာ2024အဲ့ဒီ AA ကပလဲဝကိုတင်းတဲ့နောက်ပိုင်းပြည်သူတွေအများကြီးထွက်ပြေးကြတယ်ထွက်ပြေးတယ်ဆိုတာဗမာစစ်လက်ထက်ကမထွက်ပြေးဘဲနဲ့သူတို့လည်းမထွက်ပြေးတယ်ဆိုတော့သူတို့ကဗမာလက်အဲ့ဒီစကားစားတဲ့ပူဆူတာပေါ့ပူဆူတယ်ဆိုတာပြောတာအသေးစိတ်ကတော့သူတို့ရဲ့ statement ထဲမှာပါခဲ့တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ CB Chin Brotherhood AA နဲ့အတူတကွအလုပ်တဲ့လူတွေကိုကျွန်တော်ပြောချင်တယ် challenge လုပ်ချင်တယ်နိုင်ငံကြီးက challenge လုပ်ချင်တယ်အဲ့ဒီလူမျိုးကျွန်တော်တို့ပြည်သူဒီဒုက္ခဖြစ်နေတဲ့ချိန်မှာ statement တစ်ခုမှမထုတ်ဘဲနဲ့ AA တယောက်တည်သွားတဲ့ဟာအတွက် statement ထုတ်ပြီးမှကျွန်တော်တို့ချင်းပလဲဝကျွန်တော်တို့ခမင်းကြီးကိုဒီ human rights violation AA ကviolate လုပ်နေတဲ့ချိန်မှာဘာလို့သူတို့က statement မထုတ်တာလဲအဲ့ဒါမျိုးပြီးမှ AA နဲ့သူတို့ကမဟာမိတ်လို့တယ်ဆိုတော့ဘာဒီသူတို့ကဆွေးနွေးခဲ့တယ်လေဘလူသူတို့စာချုပ်ခဲ့တယ်ဒီတိုင်းလို့မရဘူးသူတို့စာချုပ်စာတမ်းတွေကိုတကယ်ပြည်သူအတွက်တော်လှန်ရေးလုပ်တယ်ဆိုတော့ကျွန်တော်တို့အားလုံးကိုချက်ပြတင်တယ်ကျွန်တော်တို့အဲ့လိုဖြစ်ခဲ့တယ်ကျွန်တော်တို့အဲ့လိုကြီးခဲ့တယ်အဲ့ဒါမှကျွန်တော်တို့ယုံကြည်မယ်ဒါပေမဲ့အခုလူမျိုး AA အတွက်လုတ်ပေးသူမျိုးဖြစ်နေတဲ့ဆိုတော့ဒီတိုင်းတော့လုံးဝမဖြစ်သင့်ဘူးဆိုတာကျွန်တော်ထပ်မှန်ပြီးပြောကြလို့တယ်စားတယ်ဒီလိုနဲ့ပဲကျွန်တော်တို့အဆုံးတော်တော်လေးပြည့်စုံပါတယ်ပူတဲ့တော်တော်လေးလည်းကောင်းပါတယ်ကျွန်တော်တို့ရခိုင်အတွက်လည်းအဲ့ဒါကျွန်တော်စဉ်းစားရင်းနဲ့ပြောတာသူတို့အတွက်အနာကောင်းမွန်တိဆုပ်ချင်တယ်ဆိုတော့အဲ့ဒီနိုင်ငံကြီးအကွက်မမှားဖို့သူတို့ကဒါပေမဲ့သူတို့ကအခုလိုမျိုးကျွန်တော်တို့ကကျူးကျော်ရန်စားတယ်လိုမျိုးအထင်သေးတယ်လိုမျိုးဖြစ်ကျွန်တော်တို့ချင်းအင်အားကိုကျွန်တော်ပြုတ်ခဲ့ပြီးသားလူအင်အားနေလာမြင်ရလာတော့အီရန်နဲ့အစ္စရေးပြနေတယ်
သူတို့ကပညာပဲကျွန်တော်တို့ချင်းလူမျိုးရဲ့ပြီးမှကျွန်တော်တို့ချင်းအင်အားဘယ်လိုရှိခဲ့လဲဆိုရင်တော့စီးပွားရေးအင်အားဒဏ္ဍအင်အားထပ်မှန်ပြီးကျွန်တော်တို့ပြောရှာတယ်အများကြီးရှိသေးတယ်ဒါပေမဲ့အခုတော့နောက်ပါပဲအချိန်ဆိုင်တော့ကျွန်တော်တို့ဆက်လက်ပြီးပြောရမှာဖြစ်တယ်ကျေးဇူးတင်တယ်ဟုတ်ကဲ့တော်တော်လေးလည်းပြည့်စုံပါတယ်ကျွန်တော်တို့ဒီရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ဆိုတာကတော့ကျွန်တော်တို့ဒီအစီအစဉ်မှာလည်းအများအားကျွန်တော်ပြောလေးပြောထားရှိပါတယ်ဒါကျွန်တော်တို့ကဘာတီနေသူ၍အိမ်နီးချင်းဖြစ်နေမှာပါအဲ့ဒါကြောင့်ကျွန်တော်တို့ကျွန်းကိုင်းမိကိုင်းကျွန်းမိဆိုသလိုအပြန်အလှန်ကျွန်တော်တို့စီးပွားကူးသန်းရောင်းဝယ်ရေးကိုကျွန်တော်တို့အတူတကွပူးပေါင်းပြီးမှကျွန်တော်လှုပ်ချင်ပါတယ်တယောက်နဲ့တယောက်ရန်သူမဖြစ်ချင်ပါဘူးအဲ့တဲ့အတွက်ကိုဒါကျွန်တော်တို့နှစ်ဦးနှစ်ဖက်တေချာစဉ်းစားဆင်ခြင်ပြီးမှကျွန်တော်တို့ဆုံးဖြတ်ချက်ချဖို့ရန်အတွက်တော့အင်မတန်မှအရေးကြီးပါတယ်ကျွန်တော်ရခိုင်ပြည်သူလူထုရခိုင်လူမျိုးကိုကျွန်တော်တို့လုံးဝမမုန်းတီးပါဘူးဒါပေမဲ့ ULAAA ရဲ့သူတို့ရဲ့ policy သူတို့ရဲ့လမ်းကြောင်းလမ်းစဉ်ကိုကျွန်တော်တို့ဟာမကြိုက်လို့အခုလိုပြောနေရချင်းဖြစ်ပါတယ်ဒါကျွန်တော်တို့ရခိုင်ပြည်သူလူထုထဲမှာကျွန်တော်တို့မိကောင်းဆွေကောင်းတွေအများကြီးရှိပါတယ်ညီကိုရင်းကဲတော့ခင်မရတဲ့ဒါမိတ်ဆွေရင်းတွေလည်းကျွန်တော်တို့မှရှိပါတယ်ဒါပေမဲ့ဒါနေမြေကျူးကျော်ပြီးမှကိုကအင်အားကြီးလို့ကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ်ဒါကျွန်တော်တို့တိမ့်နေကွာဆိုတဲ့ပုံစံမျိုးနဲ့တော့ဒါမျိုးကဒါလုံးဝလက်ခံလို့မရတဲ့အနေအထားမှာဖြစ်ပါတယ်အဲ့ဒီအရာနဲ့ပတ်သက်ပြီးမှဒါအိမ်နီးချင်းကောင်းသူတို့တကယ့်ကိုစေတနာမေတ္တာနဲ့ကျွန်တော်တို့ချင်းလူမျိုးတွေကိုကူညီတယ်ဒါစကားစကိုတိုက်ထုတ်ပေးတယ်ချင်းပြည်နယ်လွတ်မြောက်ဖို့ရန်အတွက်ဒါသူတို့ကပူပေါင်းပါဝင်ပေးတယ်ဆိုတဲ့အနေအထားမှာသူတို့စေတနာမှန်တဲ့သူတို့ဟာဆောင်ရွက်ပေးတယ်ဆိုရင်ဒါကျွန်တော်တို့ပလက်ဝပြည်သူလူထုမှာဒီလောက်ထိမတိမ်မှုတွေလူတက်မှုတွေအမျိုးမျိုးခံနေရတဲ့အရာတွေကဒါဖြစ်တဲ့သလားဆိုတာကိုကျွန်တော်တို့စဉ်းစားဖို့ရန်အတွက်အမတန်မှအရေးကြီးပါတယ်မဟာမိတ်လုပ်တယ်ဆိုတာကစကားစကင်းစင်ပြီးရင်တော့ကိုယ့်နေရာကိုယ့်ဒေသကိုယ့်ဌာနကိုဒါကျွန်တော်တို့ပြန်လည်ပြီးမှဆုတ်ခွာတော့ရစမြဲဖြစ်ပါတယ်ဒါပေမဲ့လက်ရှိအနေထားရကဒါမင်းတပ်မှာပဲဖြစ်ဖြစ်မတူပီမှာပဲဖြစ်ဖြစ်ပလဲဝါမှာဖြစ်ဖြစ်ဒါသူတို့ကလာပြီးမှပါဝင်တိုက်ထုတ်ပေးတာမှန်းတယ်ဝန်သားစရာလည်းကောင်းပါတယ်အေးရဲ့ဆွမ်းဆောင်မှုသူတို့ရခိုင်ပြည်နယ်ကိုသူတို့လက်ရှိအေယာဝတီတိုင်းမကွေးတိုင်းထိသူတို့ပါဝင်ပြီးမှတိုက်ထုတ်နေတာတွေကတကယ့်ကိုအားကျစရာလည်းကောင်းပါတယ်လေးစားထိုက်ပါတယ်ဒါပေမဲ့ကျွန်တော်ချင်းပြည်နယ်အရေးနဲ့ပတ်သက်လို့ရှိရင်ဘာဖြစ်လို့သူတို့မဆုတ်ခွာတယ်လဲဆိုတာကျွန်တော်တို့ချင်းပြည်သူလူထုတွေအားလုံးဒီအချက်ကိုကျွန်တော်စဉ်းစားဖို့ရန်အတွက်ကျွန်တော်ထပ်မံပြီးမှ highlight ပေးတာဖြစ်ပါတယ်အဲ့ဒါအရာအမတန်မှအရေးကြီးတဲ့အရာဖြစ်ပါတယ်ကျွန်တော်တို့ CB ဘက်ကညီကိုတွေလည်းဒါကျွန်တော်တို့ဟာညီကိုမောင်နှမဒွေးရင်ချာတွေဖြစ်တယ်မခေါ်မပြောမဆိုလို့ကျွန်တော်တို့မရပါဘူးကျွန်တော်တို့ဟာမိသားစုဝင်တွေအားလုံးဖြစ်တယ်သွေးချင်းညီကိုမောင်နှမရင်းတွေဖြစ်တယ်ဒါအရေးကြောင်းတကယ်ဖြစ်လာပြီဆိုရင်ဒါသွေးကစကားပြောလာပါလိမ့်မယ်အဲဒါကြောင့်ကျွန်တော်တို့ချင်းလူမျိုးတွေပြန်လဲစုစည်းတဲ့တနေ့ပေါင်းစည်းနိုင်တဲ့တနေ့ဒါကျွန်တော်တို့ဒီပလက်ဝအရေးကိုတော့ကောင်းကျွန်တော်ချင်းတမျိုးသားလုံးကနေမှကင်တွယ်ဖြည့်ရှင်းဖို့ရန်အတွက်ကျွန်တော်တို့ကြိုတင်ပြင်ဆင်ထားဖို့ရန်အတွက်အမတန်မှအရေးကြီးတယ်ဆိုတဲ့အကြောင်းပြောကြားချင်တယ်ပလက်ဝအရေးနဲ့ကိစ္စနဲ့ပတ်သက်ပြီးမှကျွန်တော်တခုမေးခွန်းလေးထပ်ပြီးမှမေးစရာရှိတယ်အဲ့ဒါအရာကတော့ TCB fundraising ရှာတဲ့အထက်မှာဒီကျွန်တော်တို့ NLD ခက်ကလွှတ်တော်ဒုဥက္ကဋ္ဌလုပ်ခဲ့တဲ့ဦးအောင်တန်းကိုယ်တိုင်ပြောထားတဲ့စကားရှိပါတယ်ဒါပလက်ဝကိုဘသူကအဲလက်ထက်ကိုရောင်းစားတယ်လေထိုးရခက်တယ်လေဆိုတဲ့ဟာကဒေါက်တာရွှေခါကိုယ်တိုင်ကနေမှသူလက်မှတ်ရေးထိုးပြီးမှအဲလက်ထက်ကိုထိုးရခဲ့တယ်ဆိုတာဒီဒါဦးအောင်တန်းကိုယ်တိုင်က fundraising ရှာတဲ့ပွဲမှာသူကိုယ်တိုင်ပြောခဲ့တဲ့ခါကျတော့ဒါလူပုဂ္ဂိုလ်ရေးရလဲသူကကိုယ်တိုင်ပြောထားခဲ့တယ်ပြီးတော့တချို့အဲ့ဒါ CB lobby တွေကဒီပလက်ဝကိုလက်နဲ့100နဲ့ဒါအလဲလေလုတ်ခဲ့တယ်ဆိုတဲ့ဟာတွေလည်းဒါပြည်သူလူထုတွေတန်တရားဇဝေဇဝါဖြစ်အောင်ပြောတဲ့စကားတွေရှိတဲ့ခါမှာဒါကျွန်တော်တို့ချင်းလူမျိုးချင်းအခုလိုတန်တရားဖြစ်ဖွယ်တွေမဟုတ်မမှန်စကားတွေပြောတဲ့ခါကြားတဲ့ခါမှာတကယ့်ကိုအမတန်မှစိတ်မကောင်းစရာလည်းဖြစ်ပါတယ်ဒီကနေ့အချိန်ထိကျွန်တော်တို့ chairman ကိုယ်တိုင်ကိုကျွန်တော်အဲ့ဒါလက်နဲ့100နဲ့လှဲလေတဲ့ကိစ္စနဲ့ပတ်သက်ပြီးမှကျွန်တော်ကိုယ်တိုင်မျက်နှာချင်းဆိုင်ကျွန်တော်မေးခဲ့ဘူးတယ်ဒီကနေ့အချိန်ထိအေးလက်ထဲနေမှာကျွန်တော်တို့လက်နဲ့လက်မှကျွန်တော်တို့အလကားရတာလည်းမရှိဘူးဝယ်တာလည်းမရှိဘူးဆိုမှကျွန်တော်တို့ chairman ကိုယ်တိုင်ကကျွန်တော်တို့ကိုပြက်ပြက်သားသားနဲ့ပြောတဲ့ခါမှာအော်ဒါဆိုတော့ဒါကတော့မဟုတ်မဟန်ကျွန်တော်တို့ကိုလုံးဝနာမည်ဖြစ်ချင်လို့အပုတ်ချချင်လို့ဒါတင်မတက်တဲ့အကွတ်ဆယ်မိမှပြောတဲ့ဟာပဲဆိုပြီးမှဒါကျွန်တော်တော့တန်ထိတ်ထန်ချလိုက်တယ်အဲ့ဒါဒေါက်တာရွှေခါကိစ္စနဲ့ပတ်သက်ပြီးမှတော်လကောင်အခုလက်နဲ့100နဲ့ဒါအလှဲလေလုပ်တယ်ဆိုတဲ့ကိစ္စနဲ့တော်လကောင်ပေါ့နော်ကျွန်တော်တို့မိဘပြည်သူတွေကိုရှင်းရှင်းလင်းလင်းနဲ့ဒါတိမြင်နိုင်ဖို့ရန်အတွက်ပူတဲ့အနေနဲ့တည်တဲ့တလောက်ထပ်မှန်ပြီးမှဖြစ်ဆွဲပြောကြားပေးဖို့ရန်အတွက်အချိန်ပေးသွားချင်ပါတယ်
ကျေးဇူးတင်ပါတယ်ဒီညတော့ကျွန်တော်တို့ရဲ့အထူးအသေးတော့ကျွန်တော်တို့ရဲ့အမကြီးကျွန်တော်တို့ရဲ့ဝန်ကြီးပြည်နေရှုလည်းမလာဘူးဆိုတော့ပူဆောင်တဲ့ကျွန်တော်ပဲဆွေးနွေးခန်းလူမျိုးပေါ့နော်အဲ့ဒါဆွေးနွေးရအောင်အဲ့ဒါနိုင်ငံရေးမှာတော့ကျွန်တော်တို့ရဲ့ပြန်ဖက်တွေကိုတိတ်ခါကြအောင်သူတို့ရဲ့ policy ပြည်သူနဲ့သူတို့နဲ့ဝေးကွာတော့အောင်ပေါ့မုန်းတော့အောင်ပေါ့လောက်ရစမဲဖြစ်တယ်အဲ့ဒါ propaganda လို့ခေါ်တယ်အဲ့ဒါနိုင်ငံရေးသမားတိုင်းကလုပ်ခဲ့တယ်ဒါပေမဲ့အဲ့ဒါမျိုးနိုင်ငံရေးသမား propaganda အလင်းညာနဲ့လုပ်တာမျိုးကတော့ဇီစီမခံဘူးပြီးမှကျွန်တော်တို့ဘာသာကြီးနဲ့လေကျွန်တော်တို့ CNF ကအဲ့ဒါမျိုးလုပ်တတ်သလားဆိုတော့လုပ်တတ်လွန်းတယ်အရန်တတ်တယ်ဒါပေမဲ့မလုပ်ခဲ့ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့အနှစ်ပေါင်း36နှစ်ကောင်းကောင်းမွန်မွန်ပြည်သူရဲ့အကျိုးတည်ပို့နိုင်ခဲ့တာအဲ့ဒါကျွန်တော်တို့ရဲ့အမှန်တရားနဲ့ပဲအဲ့ဒါမျိုးအလင်းညာနဲ့ဘာဘယ်တော့မှဝါဒမဖြန့်တာမျိုးပြမအလင်းညာနဲ့မကောင်းတဲ့ဟာမျိုးကိုမလုပ်တာမျိုးအဲ့ဒါကျွန်တော်တို့မဟုတ်တဲ့ဟာကိုအမေသူတို့ကပြောနေတာရှိတယ်ပလက်ဝကတော့ဒေါက်တာဆွေကကိုယ်တိုင်စာရေးခဲ့ဖို့တယ်ပလက်ဝကချင်းပြီခုနကျွန်တော်ပြောခဲ့တာဟာဒီသမိုင်းအထောထားနဲ့အဲ့ဒီကဘာဟိုစား international law ရှုထောင်းနဲ့နိုင်ငံရေးသိပ္ပံရှုထောင်းနဲ့သမိုင်းရှုထောင်းနဲ့ကောင်းကောင်းမွန်မွန်ကျွန်တော်ချင်းပြီဖြစ်တဲ့ကြောင်းဒေါက်တာဆွေကစာရေးခဲ့တယ်အဲ့ဒီစာအုပ်အဲ့ဒီ article တော့မှကျွန်တော်စီမှာရှိပါသေးတယ်အဲ့ဒါလူတယောက်ဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုအနေနဲ့အဲ့ဒီကျွန်တော်တို့ပြည်ကျွန်တော်တို့ပလဲဝပြည်ကျွန်တော်တို့ချင်းပြည်ကိုအပိုင်းအစတလက်မှတ်ကိုမှသူများကိုပေးလို့မရဘူးပြည်သူလူထုအလုံးpeople supremacy ပေါ့နော်အဓိကရဲ့ကျွန်တော်တို့ချင်းပြည်ရဲ့အာဏာရှိတာကျွန်တော်တို့ပြည်သူတွေပဲအဲ့ဒါ CNF policy ကျွန်တော်တို့ရဲ့ Federal လမ်းစဉ် Democracy လမ်းစဉ်အဲ့ဒါကျွန်တော်တို့လမ်းစဉ်ကိုကျွန်တော်တို့ကောက်ကောက်မွန်မွန်လိုက်နာတဲ့ကျွန်တော်တို့ဖွဲ့ရှိပုံ2023ဖွဲ့ရှိပုံကိုကြည့်တကယ်ကျွန်တော်တို့ပြည်သူကိုဘလို့အလေးထားခဲ့တယ်ဥပမာမြန်မာ Federal ကိုအရေးထားခဲ့တယ်ဆိုရင်အဲ့ဒီဝါငိုရမ်ဖေဟိုစားတိုင်ငင်ဖေသွားတဲ့ကျွန်တော်တို့ရှင်းတဲ့ရေးပေါ်ဒီကိုလဲလက်မှာ CNDF ကျွန်တော်တို့ညီကိုရဖမ်းထားတယ်ဘာလို့ကျွန်တော်တို့ချက်မတုံ့ပြန်တယ်လဲသူတို့ရဲ့နေမျိုးဆိုတော့ Federalism ရသူတို့ကျွန်တော်တို့ Federalism ကိုဦးစားပေးလို့လေးစားလို့သူတို့ရဲ့ဒေသခံပြည်သူတို့ရဲ့အခွင့်အရေးကိုလေးစားလို့ကျွန်တော်တို့ကောက်ကောက်မုံမုံလိုက်နာပေးခဲ့တာဖြစ်တယ်အဲ့ဒါကျွန်တော်တို့အညံ့ခံတာလည်းမဟုတ်ဘူးအဆုံးပေးတာလည်းမဟုတ်ဘူးကြောက်တာလည်းမဟုတ်ဘူးအဲ့ဒါကျွန်တော်တို့ CNF ဥက္ကဋ္ဌကြီးကိုတာကအမေရိကန်မှာအနှစ်20 30နီးပါးနေတယ် Federalism Democracy ကောက်ကောက်မုံမုံသူတို့ကနားလေတယ်ကျွန်တော်တို့ချင်းခေါင်းဆောင်တွေပေါ့ CNF ခေါင်းဆောင်တွေပေါ့အဲ့ဒါကြောင့်သူတို့ရဲ့အခွင့်အရေးပြည်သူခွင့်အရေးကိုကောင်းမှုလေးစားလို့ဖြစ်နေတယ်ဆိုတာကိုအဲ့ဒါကြောင့်ကျွန်တော်တို့ကလုံးလေးလုံးမှာမဟုတ်ဘူးလုံးဖို့လဲကျွန်တော်တို့ international law အရာရောက်ဖြစ်ဖြစ်ကျွန်တော်တို့တမိုင်းကြောင်းရောက်ဖြစ်ဖြစ်ကျွန်တော်တို့ပေးတာမရှိပါဘူးပြီးမှအဲ့ဒီသူတို့ကပြောခဲ့တဲ့ CBD ကျွန်တော်တို့သူတို့ fundraise လုပ်တဲ့ခါကျွန်တော်တခါတလေကြာရင်အားတဲ့ခါတိုင်းကောက်ကောက်မနာထောင်ပေးတယ်တချို့လူဒီပြောတာတွေကတော်တော်လေးကောင်းတယ်ပြီးမှ CB နဲ့ကျွန်တော်တို့ပြဿနာကတော့ကျွန်တော်ကတိတ်အရန်ကြီးတဲ့ပြဿနာလုံးကျွန်တော်မထင်မိပါဘူးကျွန်တော်စာ article တစ်ခုတောင်ရေးခဲ့တယ်အဲ့ဒီအာဗြဟမ်လင်ကွန်ရအမေရိကန်ပြည်တွင်းစစ်မှာတောင်ပိုင်းနဲ့မြို့ပိုင်းပြန်ပေါင်းလိုက်တဲ့ခါကျတော့ဘလူအားကောင်းလာမလဲဆိုတာ team of rival ပေါ့နော်နည်းနည်းအပြန်ဆိုင်ဖြစ်တဲ့လူတွေကအတူတကွအလုပ်ပြန်လုပ်တဲ့ခါသူတို့ကဟိုစားပူပြီးအလုပ်ကျူးစားကြတာပေါ့နော်ပြီးမှသူတို့ရရှိတဲ့အတွေ့အကြုံကျွန်တော်တို့ရရှိတဲ့အတွေ့အကြုံကိုရောပြီးမှသုံးလိုက်တဲ့ခါကျတော့ပူပြီးကောင်းတာတော့ဖြစ်နိုင်တယ်ကျွန်တော်တို့ချင်းလူမျိုးထဲမှာ CBCC ရှိပေမဲ့အခုချင်းတီအရန်ကောင်းတာတော့ဒီနေ့ထိတွဲထွက်တန်ရုံမှုမရှိဘူးတွဲထွက်တန်ရုံမှုတကယ်ရှိခဲ့လာပြီဆိုတော့ပြဿနာဖြေရှင်းဖို့တော်တော်လေးခက်တယ်ပြီးမှသူတို့ရဲ့ပြောကြီးစုခွင့်ရှိတဲ့အဲ့ဒီ slide show မှာပြောတာကိုလေကျွန်တော်နားထောင်တယ်သူတို့ပြောတဲ့အချက်လက်ကိုထက်သူမျက်ရှိမှာသူတို့အမုံအရာမှာသူစိတ်ဓာတ်မှာသူတို့စိတ်ဓာတ်ကို psychology ကိုဖမ်းလို့ရတယ်ကျွန်တော်ချင်းလူမျိုးရှီလုံးညီငွေကြီးကိုသူတော်တော်လေးဦးစားပေးတယ်သူတော်တော်လေးစဉ်းစားတယ်ဆိုတာပေါ်လွင်တယ်အဲ့ဒါကြောင့်သူအချက်မှာတော့ကျွန်တော်တို့ကိုပုတ်ချတာမျိုးလေးရှိကောင်းရှိမယ်ဒါပေမဲ့ကျွန်တော်တို့အားလုံးအဆင်ပြေမှာပါပြီးမှသူတို့ကိုယ်တိုင်ကပလဲဝါကျွန်တော်တို့ချင်းပြီဆိုတာကောက်ကောက်မအခါမှာသူတို့လေးယုံကြည်တယ်ပြီးမှမဆလာအရင်တုန်းကမဆလာပါတီထဲမှာရှိတဲ့ကျွန်တော်တို့ဘူချုပ်ဟုံးငိုင်ကိုလည်းကျွန်တော်စကားပြောခဲ့တယ်2000စက်နှစ်တုန်းကလားမသိဘူး
အဲ့ဒီပလဲဝကိစ္စကိုဘယ်လိုထင်တယ်လဲလို့ကျွန်တော်မေးလိုက်တဲ့ခါတော့ဘူးချိုဟုံးလိုက်ပေါ့နော်ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်းကျွန်တော်တို့ချင်းလူမျိုးက90ရာခိုင်နှုန်းရှိတယ်မြန်မာအဲ့ဒီဟိုစားအာသူတို့ကရခိုင်က10ရာခိုင်နှုန်းပဲရှိတယ်ဘယ်လိုပြောလို့ရမလဲသူကိုယ်တိုင်ပြောခဲ့တယ်ကျွန်တော်ခေါင်းဆောင်အားလုံးကျွန်တော်ချင်းအားလုံးရဲ့ရှင်းလုံးငင်မှုချက်တစ်ခုပေါ့နော်အဲ့ဒါမျိုးကျွန်တော်တို့ကို challenge လာလို့ကျွန်တော်တို့ချင်းလူမျိုးရှင်းလုံးငင်မှုကြီးအတွက်တော့ပူပြီးကောင်းလာလိမ့်မယ်ဆိုတာကျွန်တော်ဟိုပြောတယ်ဘာမှကျွန်တော်စေတနာနဲ့ရခိုင်တွေကိုပြောတာအေးဒီကိုသူတို့တကယ်သူတို့လွတ်လပ်ကြီးကိုလူချင်းတယ်ဆိုရင်သူတို့ရှိကြီးကိုကောင်းကောင်းမွန်မွန်အနာဂတ်ကိုဖော်ဆောင်ခြင်းတယ်ဆိုရင်တော့မလိုအပ်ပဲနဲ့ကျွန်တော်တို့ကိုရန်သူလူမျိုးအနှင်ခံလူမျိုးဖြစ်မယ်ဆိုတော့ပြီးမှသူတို့ကလူရချီကျူတဲ့အင်အားရန်ကောင်းတယ်ဆိုပြီးအီရန်ကအရင်တော့တကယ်ဣသရေလတော့မကြတဲ့ခေတ်မှာတပတ်တွင်းမှာပြဖြစ်သွားလိမ့်မယ်ဆိုပြီးအမေရိကန်ချင်းမောင်းဆူနေတာကျွန်တော်တို့လက်တွေ့မှာရှေ့ကမတိုက်မချင်းတော့ဘသူအင်အားကောင်းတယ်မကောင်းဘူးလေဆိုတာပြောလို့မရဘူးကျွန်တော်တို့ချင်းအင်အားလေချင်းနဲ့အင်အားဘယ်လောက်ကောင်းတယ်ဟိုစားဗမာစစ်တပ်စကားစကွန်ဗွေးဒီ60ရှိလို့လာတယ်ဟာခါနဖလာမှာအကုန်လုံးဖျက်ဆီးနိုင်တယ်အခုစီယာလို့တက်လာတယ်လုံးဝမတက်နိုင်တော့ဘူးဘလူလောက်ခဲ့တယ်ကျွန်တော်တို့တကယ်မတိုက်သေးလို့ပြီးမှကျွန်တော်တို့အချင်းချင်းတော်လှန်ရေးသမားအချင်းချင်းပြီးမှလူနေစုပေါ့နော်ရခိုင်တရားလည်းလူနေစုကျွန်တော်ချင်းပြည်ဗမာပြည်မှာအစင်းရိတ်ဆုံးပြည်နေရခိုင်ပြည်နေနဲ့ချင်းပြည်နေအဲ့ဒီကြားထဲမှာကျွန်တော်တို့ညီငုံမှုကိုလူချင်းတယ်သူတို့အတွက်ဥစားစာနာစိတ်ပေါ့နော်စာနာစိတ်ဗမာစကားနဲ့ kindness ပေါ့ကျွန်တော်တို့ sympathize ရှိသေးတယ်အဲ့ဒါကြောင့်ပါအဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့သူတို့စီးကြီးအတွက်ကျွန်တော်လုံးဝသူတို့ကတကယ်အနာဂတ်ကောင်းကိုဖော်ဆောင်ခြင်းတွေဆိုတော့ကျွန်တော်တို့ချင်းခေါင်းဆောင်တွေ CNF ခေါင်းဆောင်တွေနဲ့လာတိုင်ပင်တင်တယ်ကောင်းကောင်းမွန်မွန်ထိုင်ပြီးမှစကားပြောတင်တယ်ပြောမယ်ဆိုတော့ကျွန်တော်တို့စီးကြီးဘယ်လိုဖော်ဆောင်မလဲသူတို့ချက်မထွက်ရင်တော့မှစီးကြီးရအခုနေတဲ့ရင်တော့မှကျွန်တော်တို့နဲ့ကောင်းမွန်မွန်လာထိုင်ပြီးမှပြောမယ်ဆိုရင်တော့သူတို့အတွက်အချင်းရှိသေးတယ်ဆိုတော့ကျွန်တော်ပြောချင်တယ်ဦးဆောင်တဲ့လို့ပါပဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်တယ်ပုတဲ့တော်တော်လေးလဲဟိုပြည့်စုံပါတယ်ဒီပလဲဝါရေးနဲ့ပတ်သက်တော့ကျွန်တော်တို့တော်တော်လေးလဲပြည့်စုံသွားပါပြီဒါဘယ်လိုခေါ်မလဲကျွန်တော်တခုဖြစ်ချင်သေးတာဟုတ်ကဲ့အခုလူမျိုးကျွန်တော်တို့ခမင်းကြီးကိုဒီကသူတို့ငူတန်နဲ့ statement တွေထုတ်နေတယ်သူတို့ပြီးလာတယ်အဲ့ဒီလူမျိုးအခြေအနေမှာကျွန်တော်တို့ CB ခေါင်းဆောင်တွေကိုကျွန်တော်မေးချင်တယ်တခုရှိတယ်သူတို့တကယ်ချင်းအရေးကိုပေါ်ဆောင်မဲ့ဆိုပြီးတော်လှန်ရေးလို့ခေါင်းဆောင်တွေကသူတို့အတန်ကိုမကြားဘူးလားသူတို့ statement ကိုဖြည့်ရှင်းချက်တခုတော့လုပ်တင်တယ်သူတို့ခေါင်းဆောင်တွေနဲ့တခါတော့တွေ့တင်တယ်အဲ့ဒီချင်းမျိုးဖြစ်တဲ့တွေ့ကြောင့်ကျွန်တော်တို့ CB ဖျက်နဲ့အဲ့ဒီ AAD ကိုအဲ့လိုဖြစ်ခဲ့တယ်ဖြည့်ရှင်းချက်တခုမှလည်းမထုတ်ဘူးသူတို့နဲ့အကောင်းပဲဖြစ်ဖြစ်အဆိုးပဲဖြစ်ဖြစ်သူတို့ငြိမ်နေတာမကြားအောင်ဆောင်နေတာအဲ့ဒါခေါင်းဆောင်တရုတ်ရဲ့လှုပ်တင်တဲ့အလုပ်မဟုတ်ဘူးတော်လှန်ရေးသမားပြတ်သားရမယ်ပြည်သူပေါ်မှာစေတနာရှိရမယ်အမှန်ကိုသူတို့အမှန်တန်းလို့ရမယ်အလင်ညာနဲ့သူတို့အဲ့ဒီပလဲဝဒတာဆွေကရောင်းတဲ့အဲ့ဒါမျိုးကတော့တကယ်ချက်တိတ်ကရည်ရှာကောင်းပါတယ်အဲ့ပြုတ်ချင်တယ်ကျေးဇူးတင်တယ်ဟုတ်ကဲ့ခုနကျွန်တော်တို့ပြောသွားသလိုပဲပေါ့နော်ဒါနယ်မြေဒေသတစ်ခုဆိုတာကဒါပုတ်ကိုရေးရတော့လကောင်းအဖွဲ့အစည်းရတော့လကောင်းဒါကျွန်တော်တို့ရောင်းစားလို့ရတဲ့ကိစ္စမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့ချင်းပြည်သူလူထုတွေတည်ထားဖို့ရန်အတွက်ကျွန်တော်ပြောချင်တယ်။ဘာကြောင့်လဲဆိုတော့ချင်းတစ်မျိုးသားလုံးနဲ့ဆိုင်တဲ့အရာလည်းဖြစ်တယ်။ဒါကျွန်တော်တို့ပြည်ထောင်စုအားလုံးနဲ့ဆိုင်တဲ့အရာလည်းဖြစ်တယ်။ဒီလိုမျိုးကဒါကျွန်တော်တို့ပုဂ္ဂိုလ်တဦးတယောက်နဲ့အဖွဲ့အစည်းတစ်ခုရဲ့ဆုံးဖြတ်ပိုင်ခွင့်လည်းမဟုတ်ဘူး။ဒါကျွန်တော်တို့စင်တဲ့ပြည့်မူဝါဒတဲမှာလည်းလုံးဝမရှိဘူး။အဲ့ဒါကိုထပ်မံပြီးမှဖြစ်ဆွဲပြောကြားချင်တယ်။ဘယ်လိုပဲဖြစ်ဒါကျွန်တော်တို့ဒီပလဲဝပြည်သူလူထုတွေရဲ့လက်ရှိခံစားနေရတဲ့အရာဟာဒါကျွန်တော်တို့ချင်းတစ်မျိုးသားလုံးချင်းလူမျိုးတိုင်းအတွက်လည်းခံစားနေရတဲ့အရာဆိုတာကိုကျွန်တော်တို့စိတ်ခံစားမှသာလင်ခံယူမှသာလင်ဒါကျွန်တော်ကိုချင်းစာစိတ်ရှိမှာပါဘယ်လိုပဲဖြစ်လက်ရှိຫນွေဦးတော်လှန်ရေးမှာပေါက်ဖွာလာတဲ့အဖွဲ့အစည်းအတီးတီးပေါ်မှာတော်လကောင်ကျွန်တော်တို့စင်းတဲ့ပေါ်မှာတော်လကောင်ကျွန်တော်တို့ချင်းလူမျိုးတွေကိုကာကွယ်ချင်းလို့ချင်းပြည်သူလူထုလွတ်မြောက်ချင်းလို့ကျွန်တော်တို့ဟာလက်နဲ့ဆွဲကင်ပြီးမှတော်လှန်ဝင်နေကြတာဖြစ်ပါတယ်အဲ့တဲ့အနေထားကိုပလဲဝပြည်သူလူထုတွေလက်ရှိခံစားနေရတဲ့အရာကိုဒါကျွန်တော်တို့လက်ရှိစိတ်ရရသွားပြီးမှမကာကွယ်ပေးနိုင်တော့မှ statement လေးတော့ကျွန်တော်တို့ထုတ်ပြန်ပို့ရန်အတွက်တော့
ဒါကျွန်တော်အနေနဲ့ထပ်မှန်ပြီးမှတောင်းဆိုချင်တယ်ဒါသူတို့ကိုယ့်ဒေသကိုယ့်နယ်မြေမဟုတ်လို့ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့တွားပြီးမှကျွန်တော်တို့ဂရုမစိုက်ဘူးဆိုတော့ဒါကျွန်တော်တို့အမျိုးသားရေးလောက်တာမဟုတ်ပါဘူးဒါကိုယ့်ဒေသကိုယ့်ရဲ့ကောင်းစားရေးအတွက်ပဲဒါလုပ်နေတယ်ဆိုတဲ့ပုံစံမျိုးကြောက်ရောက်သွားနိုင်ပါတယ်ဒါကျွန်တော်တို့တစ်မျိုးသားလုံးကိုခြုံငုံပြီးမှကျွန်တော်တို့ဟာဆောင်ရွက်ဖို့ရန်အတွက်ကျွန်တော်ထပ်မှန်ပြီးမှတိုက်တွန်းလိုတယ်အခုချိန်မှာတော့ကျွန်တော်တို့ဒီပြီးနေစီးလျက်လဲအခုလိုကျွန်တော်တို့အချိန်မီကျွန်တော်တို့ ਨੇ တူပူပေါင်းပါဝင်လာနိုင်တဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဟိုဗီဒီယိုလေးဖွင့်ပေးလို့ရမလားမသိနော်ပြီးဆွေးကြရလားမသိဟုတ်ကဲ့ပြီးဆွေးမင်္ဂလာပါ good morning welcome ကျွန်တော်တို့စနှင်းလိုက်တယ်ဟုတ်ကဲ့ပါကျွန်မ line ပြုတ်နေလို့နင်းနှုတ်ကြတာပါလို့ဝါလို့ဟုတ်ကဲ့ရပါတယ်အရန်လုံးမကြသေးပါဘူးရတယ်ကိစ္စမရှိဘူးline ချင်နေကြောင်းမဝင်လာနိုင်တာဖြစ်မှာဆိုပြီးမှကျွန်တော်တို့သုံးသပ်တာအစားဖို့ရန်တွေ့လဲချိန်ကကြားရောက်နေတာဖြစ်တဲ့အတွက်ကျွန်တော်စနှင်းလိုက်တာအခုလိုချိန်မီပူပေါင်းပါဝင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်တယ်ဘာပဲဖြစ်ဖြစ်အခုချိန်မှာတော့ပစ္စည်းကိုပဲကျွန်တော်တို့အချိန်ပေးသွားခြင်းနဲ့ကျွန်တော်တို့မြန်မာအစီအစဉ်မှာတော့ဒီပထမဦးဆုံးအချိန်လဲဖြစ်တဲ့ခါကျတော့ကျွန်တော်အနေမှာဖိတ်စီခြင်းမရှိဘဲနဲ့ဒါပစ္စည်းရဲ့နေမှာဒါကိုယ့်ရဲ့ဒါမိတ်ဆက်ချင်းမိသားစုအခြေအနေတွေလက်ရှိတာဝန်ထမ်းဆောင်နေတဲ့အခြေအနေတွေပြီးတော့ကျွန်တော်တို့ကြားသိရသလောက်ဆိုတော့ MP လဲကျွန်တော်တို့ဒီထန်တန်မြို့နယ်နေမှာနှစ်ချိန်တိကျွန်တော်တို့ဒါထမ်းဆောင်ခဲ့တယ်ဆိုတာရရှိခဲ့တယ်ဆိုတော့ကျွန်တော်ကြားသိရတယ်အဲ့ဒါတွေကိုကျွန်တော်တို့မိဘပြည်သူတွေကျွန်တော်တို့ရဲ့မြန်မာအစီအစဉ်ပြည်သက်တွေအတွက်မိဘပြည်သူတွေအတွက်အနည်းငယ်ပထမဒီမိတ်ဆက်ချင်းအစီအစဉ်ကိုပြုလုပ်ပေးဖို့ရန်အတွက်ကျွန်တော်တို့ရဲ့မိခင်နဲ့ကလေးချင်းChinland government မိခင်နဲ့ကလေးဝင်ကြီးဌာနမှာလက်ရှိတာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်ပြည်နီစီလန်ကိုဒါအခုချိန်မှာမိတ်ဆွေချင်းစီစဉ်ကနေမှစတင်ပေးဖို့ရန်အတွက်အခုချိန်မှာလှည့်ပေးသွားချင်ပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်လို့အဲ့လိုတွဲခွင့်ဆုံးခွင့်ရတာလေဖယားကဒီအချိန်လေးကိုစီစဉ်ပေးတဲ့အတွက်ကြောင့်ပထမစွာဘုရားရှင်ကိုပေါ့နော်ကျေးဇူးတင်နေဆိုတာလေးကိုကျွန်မဖော်ပြချင်ပါတယ်လို့ဒုတိယအနေနဲ့ကျွန်မမိတ်ဆက်ရမယ်ဆိုရင်ကျွန်မနာမည်ကပြီးနေဆွေးလျံပါလို့2025ရွေးကောက်ပွဲမှာပေါ့နော်ကျွန်မထန်တလန်းမြို့နယ်ကနေပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးခံခဲ့ပါတယ်2020မှာကျတော့ထန်တလန်းမြို့နယ်ကပဲပြည်နယ်အမှတ်2ကနေပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အနေနဲ့အရွေးခံပါတယ်အခုစစ်ကောင်စီကနေအာဏာသိမ်းပြီးတဲ့နောက်ပိုင်းကျွန်မလည်းဗာလဲမီဇိုရမ်ရောက်နေတယ်အခုနောက်ပိုင်းချင်းပြည်သူလူထုတွေကနေချင်းလန်ကောင်စီချင်းလန်အစိုးရဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှာကျွန်မကိုချင်းအမျိုးသမီးနဲ့ကလေးသူငယ်ရေးရဝင်ကြီးအဖြစ်ကျွန်မကိုတာဝန်ပေးပါတယ်ဆိုတာဟာလေးကိုကျွန်မအမိတ်ဆက်ချင်ပါတယ်လို့အဲ့ဒါပြီးလို့ရှိရင်ကောဆန်းကကျွန်မဗာလဲမစ်ဆက်တဲ့ဟာတော့ပြီးသွားပြီပေါ့ဒါဆက်ပြောအောင်မလားအဲ့ဒါလေးကိုနေလေးဟိုရတယ်ဆက်ပြောလို့ရပါတယ်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်နေပထမဦးစွာကျွန်မအနေနဲ့ຫນွေဦးတော်လှန်ရေးမှာပေါ့နော်ຫນွေဦးတော်လှန်ရေးမှာအသက်ဆုံးပြီးမှတော်လှန်ရေးကိုလှုပ်တဲ့ကျွန်မတို့ရဲ့တရေကောင်းတွေကိုပထမဦးစွာကျွန်မလေးစားကြတယ်ဂုဏ်ယူတယ်နောက်ကိုင်ကဆွန့်လွတ်ပြီးမှပေးလှူသွားတဲ့ကျွန်မတို့ရဲ့အာဇာနည်တရေကောင်းတွေကျွန်မတို့သားသမီးတွေအပေါ်မှာအရန်လေးစားရတယ်ဂုဏ်ယူတယ်သူတို့ရဲ့အသက်ပေးစမှုသူတို့ရဲ့ကိုင်ကဆွန့်လွတ်မှုတွေဟာတနေ့ကျရင်ကျွန်မတို့လူချင်းတဲ့ Federal ပြည်ထောင်စုရရှိရေးအတွက်ပေးလှူသွားတယ်ဆိုပြီးမှပဲကျွန်မတို့နှစ်သိမ့်ပါရစေဆိုတာလေးကိုပထမဦးစွာကျွန်မဖော်ပြလိုပါတယ်ဒီမနေ့ခုနလည်းပြောပြီးပါပြီ line ကြောင့်နေနှုတ်ကြတော့အချင်းကတော့ကျွန်မကနာရီလောက်တောင်နှုတ်ကြတယ်ထင်တယ်ဟုတ်ကဲ့အားလုံးခွင့်လွှတ်ဖို့ကျွန်မတို့ကိုအားပေးတဲ့ပရိသတ်ကိုလည်းအကုန်လုံးအချိန်နဲ့နေလွေးသွားလို့အဲ့ဒါလေးကိုလည်းကျွန်မအနှုံးဝင်တောင်းပါပါတယ်ဆိုတဲ့ဟာလေးကိုလည်းကျွန်မထိပ်ပြီးမှပြောချင်တယ်ကျွန်မအနေနဲ့ဒီမနေ့ပြောဖို့အတွက် topic လေးကိုလေးရွေးတူလေးတွေနဲ့ပေါ့သူချုံပထမဦးစွာကျွန်မတို့တော်လှန်ရေးကိုပထမဦးဆုံးစတင်ခဲ့တဲ့ CNF နဲ့ပတ်သက်ပြီးမှတုံခဲ့တာတွေကြားခဲ့တာလေးကိုကျွန်မဆိုဖော်ပြချင်တယ်လို့ CNF အနေနဲ့ကျွန်မတို့
ချင်းပြည်နယ်မှာပြည်သူတွေမလိုလားတဲ့အာဏာရှင်စနစ်ကိုကျုပ်ပြီးမှပြည်သူတွေလိုလားတဲ့ Federal ပြည်ထောင်စုကိုတည်ဆောက်ဖို့အတွက်တော်လှန်ရေးကိုစခဲ့တဲ့နှစ်ပေါင်း30ခုနှစ်တောင်တော်လှန်ရေးကိုစခဲ့တဲ့အဖွဲ့အစည်းကိုကျွန်မပထမဦးစွာလေးစားတယ်ဂုဏ်ယူတယ်ဆိုတာလေးကိုဦးစွာဖော်ပြဖြစ်ပါတယ်။နောက်တစ်ဖွဲ့တည်တော့ချင်းမျိုးသားတမတော်တစ်ဖွဲ့တည်တော့တော်လှန်ရေးကိုဗာလေနှစ်ပေါင်း30ခုနှစ်စက်ကပ်ခဲ့တဲ့ချင်းအမျိုးသားတမတော်ဆိုပြီးမှကျွန်မကတော့အကုန်ပြုတ်တယ်လေးစားတယ်ဆိုတာလေးဖော်ပြချင်ပါတယ်။ကျွန်မတို့ CNF ဟာစီအုပ်ချုပ်ရေးကိုမလိုလားတဲ့ပြည်သူများရဲ့အတိမတ်ပြုခြင်း legitimacy လို့ပဲခေါ်ရမယ်ပေါ့နော် legitimacy ရရှိတဲ့နိုင်ငံရေးခေါင်းဆောင်အဖွဲ့အစည်းများဖြစ်တယ်ဆိုပြီးမှကျွန်မဗာလေသဘောထားတယ်မင်းနေနောက်အဲ့ဒီဖွဲ့ကိုပြည်တွင်းလက်နက်ကင်အချင်းချင်းအဆက်ဆက်နိုင်ငံတော်အစိုးရပဲပြည်တွင်းပြည်ပအစိုးရမဟုတ်တော့အဖွဲ့အစည်းချင်းပြည်ချင်းနဲ့ပြည်သူတရားလုံးက Federal ပြည်ထောင်စုထူထောင်ရေးအတွက်တခုတည်းသောတော်လှန်ရေးအဖွဲ့အစည်းဖြစ်တယ်ဆိုပြီးမှကျွန်တော်တို့ဗာလေလက်ခံခဲ့ကြတယ်အတိမတ်ပြုခဲ့ကြတယ်ဆိုတာလေးကိုလည်းကျွန်မပေါ်ပြလိုပါတယ်လို့အတူတူပြောမယ်ဆိုရင် CNF လူတို့ရဲ့စီရင်အားတွေကိုကျွန်မနားမလည်ဘူးစစ်ဆွဲရေးစီယုံရေးပိုင်းကိုကျွန်မနားမလည်ဘူးကျွန်မနားလေတာက2020တိမှာပြည်သူတွေရွေးချယ်ထားတဲ့ပြည်သူအစိုးရတို့ဆီယနာစင်ကနေမတရားဖြုတ်ချပြီးတဲ့နောက်ပိုင်းမှာမတရားဖြုတ်ချပြီးမှအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာပြည်သူများကနေတရားဥပဒေပေါင်းအတွင်းကနေရွေးကောက်ခံတဲ့ผู้စလေများကိုမတရားဖမ်းဆီးတယ်ချုံထောင်တယ်တပ်ဖြတ်တယ်အဲ့လိုမှာຫນွေဦးတော်လှန်ရေးကိုစပြီးမှတော်လှန်ဖို့အတွက်ပြည်သူတွေရွေးချယ်ထားတဲ့တာဝန်ပေးတဲ့ကိုယ်စားလှယ်ခေါင်းဆောင်တွေကဘာမှလုံးမထိရောက်ချင်းမြင်မလုံနိုင်တော့တဲ့အချိန်ရောက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာလက်တွေ့မှာတကယ်ဖြစ်ရမှန်လက်တွေ့ဖြစ်တဲ့ effective လို့ပဲခေါ်ရမယ်ပေါ့ effective ပြည်သူတွေထောက်ခံမှုရရှိတဲ့လက်နက်ကင်အဖွဲ့တွေကနေကျမတို့ຫນွေဦးတော်လှန်ရေးစစ်အာဏာရှင်စနစ်ကိုဖြုတ်ချပြီးမှပြည်သူတွေဗာလေလူလာတဲ့ Federal ပြည်ထောင်စုကိုတည်ထောင်ဖို့အတွက်လက်နက်ကင်အဖွဲ့တွေကနေဥဆောင်ပြီးမှပြည်သူတွေကိုလမ်းပြခဲ့တာဥဆောင်ခဲ့တာကျမအနေနဲ့အဘာဝကြတယ်လို့ပဲကျမထင်တယ်အဒီနေရာမှာကျမဒါပြေပြောချင်တာကကျမတို့ပတ်ဝန်းကျင်မှာတကယ်ကြမ်းတမ်းတဲ့ဖြစ်ခဲ့တဲ့ကျမတို့ပြည်သူတွေရောက်တဲ့အချိန်မှာအတန်ဒီကအမျိုးမျိုးထွက်တယ်တချို့ကပြည်သူတွေရွေးချယ်တဲ့ဦးစလေးတွေကဥဆောင်ရမယ်တချို့ကဗာလေ CDM သမားတွေပြီးတယ်တပိတ်ကောင်းဆောင်တွေကျမတို့ကိုတက်နိုင်တဲ့ဖက်ကနေဆရာနာစင်ကိုတက်နိုင်တဲ့ဖက်ကနေအားလုံးတော်လှန်ကြတယ်ဒါပေမဲ့တော်လှန်ရေးတစ်ခုမှာဥဆောင်မဲ့အဖွဲ့အစည်းမရှိဘူးဆိုရင်ဒါဟာကျမတို့ကိုသွားတဲ့လမ်းတိုးရင်မှာပျောက်သွားနိုင်တယ်အဲ့ဒီအတွက်ကြောင့်ကျမအနေနဲ့ဒီနေရာမှာပြောချင်တာကဒီလိုပြည်သူတွေရဲ့ပြည်သူအစိုးရပြည်သူတွေရွေးချယ်တဲ့အစိုးရဘာမှလုံးမရတဲ့အချိန်မှာနောက်ဆုံးကျမတို့ရွေးချယ်ရမယ်အဆင့်ကလက်နဲ့ကန်ရမယ်အဆင့်ဖြစ်သွားတဲ့အတွက်ကြောင့်ဒီအချိန်မှာကျမတို့တော်လှန်ရေးຫນွေဦးတော်လှန်ရေးကျမတို့လူလာတဲ့ Federal ပြည်ထောင်စုထူထောင်ဖို့အတွက်လက်နဲ့ကန်အဖွဲ့အစည်းကနေဥဆောင်နေဆိုတာဗာလေကျမတို့ပြည်သူတွေအနေနဲ့လည်းအားပေးတဲ့လို့ပဲကျမဒီနေရာကနေဖော်ပြလို့ချင်းဖြစ်ပါတယ်လို့နောက်ဒုတိယအချက်အနေနဲ့ပြောမယ်ဆိုရင် CNF ဟာဒီပေါင်း30ခုနှစ်မှာပြည်သူတွေကိုအကျိုးပြုခဲ့တာတွေပြည်သူတွေအတွက်တူတော့တတ်နိုင်တဲ့ဖက်ကနေပံ့ပိုးခဲ့တာတွေအများကြီးရှိတယ်ဒါတွေကိုကျမဘယ်မှာတွေ့ခဲ့လဲဆိုရင်ကျမပြည်ထောင်စုလွှတ်တော်မှာ2015ကနေ2020အထိ NLD အစိုးရလက်ထက်မှာတိုင်းရင်းသားလက်နက်ကိုင်များနဲ့အတူပေါ့ငင်းချရေးမြေလာခံကိုသူတို့ဆောင်ရွက်ခဲ့တယ်ငင်းချရေးနည်းနဲ့အပြောင်းလဲလုပ်ဖို့ဆိုပြီးမှ
ဘာလဲကျူတို့ကျူစားခဲ့တယ်အဲ့ဒီနေရာမှာငင်းချရေးကော်မတီဆိုတာပင်လုံညီလာခံငင်းချရေးကော်မတီဆိုတာဖွဲ့တယ်အဲ့ဒီပင်လုံညီလာခံငင်းချရေးကော်မတီမှာတိုင်းရင်သားရှိရောက်ရဲ့နောက်ငင်းချရေးပိုင်းမှာအတွေ့အကြုံရှိတဲ့ကိုယ်စားလှယ်တွေအားလုံးပေါင်းကျမတို့ကို15ယောက်နဲ့ဖွဲ့ပေးတယ်အဲ့ဒီ15ယောက်ထဲမှာချင်းအနေနဲ့အဲ့ဒီတုန်းကပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကလည်းဦးဆောင်ပြီးမှဖွဲ့တော့ပြည်သူ့လွှတ်တော်မှာအမျိုးသမီးဆိုလို့ကျမတယောက်ပဲရှိတယ်အဲ့ဒါကြောင့်ကျမကတော့အဲ့ဒီဖွဲ့မှာအမျိုးသမီးတယောက်ကျမကိုချင်းအနေနဲ့ထိပ်ပေးလိုက်တယ်အဲ့ဒါနဲ့ဗါလေဒါလေအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှကျမမှာဘာမှတွေ့ကြုံမရှိခဲ့အဲ့တော့လွှတ်တော်ဥက္ကဋ္ဌစီကိုပုသမတာဝင်းမင်းပေါ့နော်အဲ့ဒီတုန်းကဥက္ကဋ္ဌရေးကျမမှာဒါအဲ့ဒီပိုင်းနဲ့တွေ့ကြုံမရှိဘူးတော့ပြီးမှတော့ပြောလိုက်တာပေါ့သူကဘာပြောလိုက်လဲဆိုတင်ရင်းနဲ့လောက်ရင်းနဲ့တင်သွားပါတင်သွားရင်တင်ရင်းနဲ့လောက်သွားမှာပါဘာပဲဖြစ်ဖြစ်ချင်းလဲပြည်ထောင်စုငင်းချရေးနေလာခါမှာသူတို့လည်းပါတယ်ငကိုကတဲ့ကန်ဒီပေါင်း30ကျော်ဒေါ်လာရေးလောက်လာခဲ့တဲ့ဖွဲ့စီသူတို့လောက်လာခဲ့တဲ့အရင်ဆိုရတုန်းကလည်းဒီပေါ့တကယ်2020နှစ်ကနေသူတို့ငင်းချရေးတွေလောက်လာတာအများကြီးရှိတယ်အဲ့ဒီစာရွက်စာတမ်းတွေကိုတွားဆိုပါဆိုပြီးတော့ကျမကိုအကြံပေးလိုက်တယ်အဲ့တော့အကြံပေးလိုက်တော့အဲ့ဒီစာရွက်စာတမ်းကိုကျမတတ်နိုင်တယ်လို့စုဆောင်းတယ်အဲ့ဒီစာအုပ်ထဲမှာသူတို့ကပြည်သူတွေအတွက်လိုလားတဲ့အချက်တွေအများကြီးရှိတယ်ဒီမနေ့ဆိုရင်ကျမနှစ်ချက်ပဲပြောပါရစေအချိန်ကိုငြိမ်ရတော့အဖြစ်ပထမအချက်အနေနဲ့ကျမတို့ချင်းပြည်သူတရားလုံးကျမတို့တန်ဖိုးထားတဲ့ချင်းအမျိုးသားတွေပေါ့နော်အဲ့ဒီချင်းအမျိုးသားတွေကိုကျမလည်းဝန်ထမ်းဖို့ပါဘယ်လိုလုပ်ခဲ့တယ်လဲဆိုနဖူးစီကအစဖောစတာမှာစာရေးတာကအစတဲ့ကန်စာဆိုအလုံးအကုန်လုံးပေါ့ချင်းမျိုးသားနေဆိုတဲ့စကားလုံးနဲ့မထူရဘူးတဲ့ချင်းမျိုးသားနေဆိုတဲ့စကားလုံးမတုံရဘူးချင်းပြည်နယ်နေဆိုပြီးမှဘာလဲအထက်ကဝင်ကြတယ်ပေါ့ဒါပေမဲ့ကျမတို့ကချင်းမျိုးသားနေကိုလွတ်လွတ်လပ်လပ်ကျင်းပခြင်းနဲ့ဒါပေမဲ့ဘာလဲကန်တက်ချက်ဒီကများနေတော့အဲ့ဒီချင်းကျမတို့ချင်းမျိုးသားနေတောင်မှလွတ်လွတ်လပ်လပ်ကိုယ့်ရဲ့ဘာသာစကားကိုယ့်ရဲ့ယဉ်ကျေးမှုကိုတုံးချင်တဲ့စကားလုံးအမျိုးသားဆိုတဲ့စကားလုံးတောင်မှကျမတို့သုံးခွင့်မရဘဲနဲ့ကျမတို့ဒီပေါင်းများစွာချင်းပြည်နယ်နေဆိုပြီးမှကျမတို့လောက်လာခဲ့တယ်ပေါ့အဲ့ဒီကိစ္စလည်းပဲ CNA ရဲ့ဥဆောင်မှုဖြင့်တင်းစင်အစိုးရလက်ထက်မှာချင်းပြည်နယ်နေဆိုတဲ့စကားလုံးအစားချင်းအမျိုးသားနေဆိုတဲ့စကားလုံးကိုအသုံးပြုပြီးမှချင်းပြည်သူတရားလုံးကလည်းပြည်တွင်းပြည်ပချင်းပြည်သူတရားလုံးသူတို့လေးစားတဲ့သူတို့ဂုဏ်ယူတဲ့အမျိုးသားနေကိုလွတ်လွတ်လပ်လပ်သူတို့စိတ်တိုင်းကြဗါလဲချင်းမင်းဖို့ချင်းမျိုးသားနေကိုဂုဏ်ပြုဖို့သူတို့ဥဆောင်လာနိုင်ခဲ့တယ်ဆိုတာလေသူတို့ရဲ့ပြည်သူတွေအတွက်တိတ်တန့်ဖူးစေတဲ့အချက်တစ်ချက်လို့ပဲကျွန်မခန်းစားခဲ့တယ်အဲ့ဒီအတွက်ကြောင့်CNA တွေဟာကျမတို့ချင်းပြည်သူတရားလုံးအတွက်data ဆွေးတွေမြို့နေဆွေးတွေသူတို့ခေါင်းထဲမှာလုံးဝမရှိဘူးအဲ့ဒါကိုသူတို့ရဲ့ပြည်သူတွေရဲ့နိုင်ငံရှိအတိအမင်ကိုသူတို့ဖွင့်ပေးခဲ့တယ်ဆိုပြီးမှသူတို့ကိုကျေးဇူးလက်တင်နဲ့ဂုဏ်လက်ယူတယ်ဆိုတဲ့ဒါလေးကိုတစ်ချက်ဖော်ပြခြင်းနဲ့နောက်ဒုတိယချက်ကျွန်မပြောမယ်ဆိုရင်1988လောက်ဆိုရင်ကျမတို့တိုင်းပြည်စီးပွားရေးတအားကိုကျဆင်းနေပြီပေါ့ကျမတို့ပြည်သူတွေဆိုရင်ဒုက္ခပင်လေထဲမှာတန်တရားလေးတဲ့အချိန်ဖြစ်တယ်88နောက်ပိုင်းအဲ့ဒီနောက်ပိုင်းမှာဗါလဲဟိုက CNF က1988မတ်လ20ကနေသူတို့ဗါလဲ CNA ကိုသူတို့ဖွဲ့စည်းခဲ့တယ်အဲ့ဒီနောက်ပိုင်းတို့ဒူချုံပြောမယ်ဆိုရင်ကျူးစာရင်နဲ့ကျမတို့ချင်းပြည်သူတို့အလောက်ဒုက္ခရောက်နေတဲ့အချိန်မှာပဲချင်းပြည်သူရဲ့စီးပွားရေးချွတ်ချုံကြပြီးဒုက္ခမျိုးစုံကြုံနေတဲ့အချိန်မှာကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီးနဲ့တောင်မှာ UNHCR နဲ့ပေါ့နော်သူတို့ချိတ်ဆက်ပြီးမှကျမတို့ချင်းပြည်သူတွေကိုဖွံ့ဖြိုးပြီးသားနိုင်ငံတွေကိုအတတ်နိုင်ဆုံးရောက်ရှိပြီးမှအလောက်အကိုင်လေးတွေရရှိအောင်ပညာသင်ကြားခွင့်လေးတွေရရှိအောင်သူတို့ဒါကြိုးစားခဲ့အဲ့တော့ကျွန်မပြောချင်တာကသူတို့ရဲ့ကြိုးစားမှုသူတို့ရဲ့လမ်းဖွင့်ပေးမှုသူတို့ရဲ့လမ်းပြမှုကြောင့်ပဲကျမတို့ချင်းပြည်သူတွေ
ဖွံ့ဖြိုးပြီးသားနိုင်ငံတွေကိုရောက်တဲ့လူတွေဟာကျမတတ်နိုင်တဲ့ဘက်ကနဲ့ဆင်းပြုတ်ဆိုတာတသိန်းကြော်ရှိပြီလို့ကျမတော့ဟောင်းထဲမှာကျမဖတ်မိတာပေါ့နော်ဆူဆီမိတာပေါ့မှားချင်လည်းမှားမယ်အတားဟာလေးပဲကျမတို့တကယ်အခက်ခဲကြုံနေတဲ့အချိန်မှာကျမတို့ချင်းပြည်သူတွေကိုနီလန်းပေါင်းစုံနဲ့ဖွံ့ဖြိုးပြီးသားနိုင်ငံတွေကိုထွက်ခွင့်ရအောင်သူတို့နီလန်းပေါင်းစုံနဲ့ကြိုးစားပြီးမှဗာလဲလမ်းဖွင့်ပေးခဲ့တယ်အသိဉာဏ်ရှိလာအောင်တို့လုပ်ပေးတဲ့အတွက်ကြောင့်ဒါဟာကျမတို့ချင်းပြည်သူတွေအတွက်တန်ဖိုးဖြတ်လို့မရတဲ့သူတို့အလောက်ဆောင်ဖို့ဖြစ်တယ်ဆိုတာကိုလည်းကျမထပ်ပြီးမှပြောချင်တယ်အခုနောက်ပိုင်းမှာတော့ခက်ကြတယ်ဒါတူတက်လာပြီဆိုတော့ကျမတို့လူငယ်တွေဆိုရင်ညီမျိုးစုံနဲ့တွားရင်တွားမယ်ပေါ့ဒါပေမဲ့ကျမပြောချင်တာကအဲ့ဒီခက်ခါတုန်းကပထမဦးစွာကျမတို့ရဲ့ဗာလဲစာတတရတတပထမလမ်းဖွင့်ပေးခဲ့တဲ့လက်ရှိဖွင့်ပေးခဲ့တဲ့အဖွဲ့အစည်းကြီးဟာ CNF ဆိုတာဗာလဲကျမတို့လူငယ်တွေဟောအဲ့ဒါလေးပြန်လေးပြီးမှဝင်ခါချင်တာပါလို့အဲ့ဒီတွေ့ကြောင့်လူချုံပြောမယ်ဆိုရင်ဒီနေ့ဒီဒေါ်လာရေးကာလာကိုဒေါ်လာရေးကိုကျမတို့လူချင်းတဲ့ Federal ပြည်ထောင်စုကိုရရှိအတွက်တခုတည်းသောတမတော်ဖြစ်တဲ့ DNF ပါနေဦးစီးဦးဆောင်ပြီးမှသူရဲ့ဦးစီးဦးဆောင်မှုပါအကုန်လုံးကျမတို့ချင်းပြည်သူတရားလုံးစူးစီးပြီးမှ Federal ချင်း Federal Unit ကနေပြည်ထောင်စု Federal ပြည်ထောင်စုကိုထောက်လှမ်းနိုင်ဖို့အောင်မြင်ဖို့အတွက်အားလုံးတစုတစည်းနဲ့ပါဝင်ဖို့ကိုကျမအတွေ့ကပါလေဖော်ပြပြီးမှပြကိုချင်းနေဆိုတာလေးကိုအတူချုံးနေပြောပါရစေလို့သိယူတင်ပါလေဟုတ်ကဲ့ပစ္စည်းအထူးပဲကျေးဇူးတင်တယ်ပစ္စည်းရဆိုတကယ်ကိုတန်ဖိုးရှိတဲ့စကားတွေကျွန်တော်တို့ကိုပြောပြပေးသွားတာဖြစ်ပါတယ်ရှေ့မီနောက်မီလည်းဖြစ်ပါတယ်ပစ္စည်းရဆိုတော့ဒီမန္တလေး University မှာအကြောင်းပြီးသွားတဲ့ပုံကိုလည်းဖြစ်ပါတယ်အကြောင်းဆရာမကိုနှစ်ပေါင်း33နှစ်တိုင်သူကထမ်းဆောင်ခဲ့တဲ့သူဖြစ်ပါတယ်တကယ်ကိုဦးတန်းအရေးခင့်တောက်လျှောက်ဒါမီလာခဲ့တဲ့သူလည်းဖြစ်ပါတယ်အခုလိုကျွန်တော်တို့တိုင်းပြည်နယ်လူမျိုးအတွက်အခုလိုဒီလောက်ဒီအသက်အရွယ်အရလာဒီတိုင်အောင်တိုင်းပြည်နယ်လူမျိုးအတွက်ဇွဲမလျှော်ဘဲနဲ့အခုလိုလူငယ်တွေကိုတွဲခေါ်ပြီးမှပူးပေါင်းပါဝင်လာပေးတဲ့ပုံမှာထူးပဲကျွန်တော်အနေနဲ့ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ဆက်လက်ပြီးမှကျွန်တော်တို့လူငယ်တွေကိုလည်းကိုတည်ထားတဲ့တတ်ထားတဲ့ပညာတွေကိုမျှဝေပေးပါလက်တွဲခေါ်ပေးဖို့ရန်အတွက်လည်းကျွန်တော်အနေနဲ့တောင်းဆိုလိုတယ်ဆက်လက်ပြီးမှကျွန်တော်မေးခွန်းဆက်မေးချင်တာကဒီလက်ရှိအနေထားရဒီချင်းပြည်အစိုးရမှာဒီမိခင်တဲ့ကလေးဒီဝင်ကြီးဌာနမှာတာဝန်ထမ်းဆောင်နေတဲ့သူတယောက်လည်းဖြစ်တယ်ဝင်ကြီးတယောက်လည်းဖြစ်တဲ့အခါမှာလက်ရှိနေထားရတချို့တွေကဒီဒါလောလောဆယ်ဒီစစ်ရေးကိုပဲပထမဦးစားပေးတင်တယ်ဆိုပြီးမှဒါလောလောဆယ်အခုချိန်မှာဒီအစိုးရဖွဲ့တာတွေကမလိုအပ်သေးဘူးဆိုတော့သုံးသက်ချက်တွေလည်းရှိတယ်ပေါ့နော်အဲကြောင့်တချို့ကျွန်တော်တို့စင်အပ်ပြမှုဝါဒမှာဆိုရင်လည်းဒါစစ်ရေးနဲ့နိုင်ငံရေးဟာဟန်ချက်ညီညီတွားဖို့ရန်အတွက်အင်မတန်မှအရေးကြီးတယ်ဆိုတာလည်းကျွန်တော်တို့အများအားပြောထားရှိပါတယ်အဲ့တဲ့အနေထားပေါ်မှာအခုလက်ရှိဒါမိခင်တဲ့ကလေးဌာနရဲ့လက်ရှိအခြေအနေပေါ်မှာတော်လကောင်ဘလောက်ထိဒါချင်းပြည်အစိုးရရဲ့ရပ်တည်မှုလှုပ်ဆောင်မှုတွေဟာချင်းတမျိုးသားလုံးအတွက်ဘလောက်ထိအရေးကြီးတယ်ဆိုတာလေးတွေကိုနည်းနည်းလေးကျွန်တော်တို့မိဘပြည်သူတွေကိုနှိုင်းရှင်သုံးသပ်ပေးဖို့ရန်အတွက်ကျွန်တော်အနေနဲ့ထပ်မံပြီးမှအချိန်ပေးသွားချင်ပါတယ်ပြီးဆိုရောဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျမတို့အခုလောလောဆယ်မှာဆိုရင်ချင်းပြည်သူပြည်တွင်းပြည်ပအားလုံးပူးပေါင်းပြီးမှပါပဲဖြစ်ဖြစ်ကျမတို့တော်လှန်ရေးကိုစီရေးတဲ့နဲ့မဟုတ်ပေနဲ့နိုင်ငံရေးနဲ့စီရေးဟန်ချက်ငင်တွားဖို့ဆိုတဲ့မူအရာပေါ့နော်ကျမတို့ချင်းတိုင်းကောင်စီချင်းလဲအစိုးရကိုဖွဲ့စည်းပေးတယ်အဲ့ဒီထဲမှာကိုကျမတို့ဝင်ကြီးချုပ်နဲ့ကျမတို့ဝင်ကြီးက14ကိုပေါ့14ဝင်ကြီးဌာနဖွဲ့စည်းတယ်နောက်တကယ်အစိုးရပုံစံအတိုင်းပါပဲစီစစ်ချုပ်ဥပဒေချုပ်ဗျာလွှတ်တော်ချုပ်နောက်ပြီးမှကျမတို့လွှတ်တော်အဖွဲ့ကဥပဒေပြုလွှတ်တော်အဖွဲ့က15ရောက်ပေါ့နော်အဲ့လိုမျိုးအကုန်လုံးတကယ်ပုံမှန်အစိုးရပုံမှန်အတိုင်းပဲဖွဲ့စည်းပေးပါလေလို့အဲ့ဒါလေးကိုချက်အဲ့တော့တချို့ကတော့ခုနကလည်း
ခန္ဓာမှုပြောသလိုပါပဲတချို့ကတော့မျိုးမျိုးဝေဖန်တွေကတော့ရှိနေတာပေါ့ဒါပေမဲ့စီရီတက်တာသွားလို့ရှိရင်နိုင်ငံကြီးကဗာလဲတအားနောက်ကြမှာကိုလည်းဗာလဲအများစုကစိုးရင်တာဖြစ်မယ်လို့ပဲသုံးသပ်တယ်အဲ့တော့ကျမတို့အခုအစိုးရဖွဲ့တယ်ဆိုတာကျမရဲ့ခန်းစားချက်ပါကိုကျမပြောနေတာလဲဘယ်သူ့ကိုမှကျမကိုစားပြုတ်တာမဟုတ်ပါဘူးကျမတယောက်ရဲ့ခန်းစားချက်အတွေ့အကြုံလေးတွေကိုပြန်လေပြီးမှဝင်ခါတဲ့သဘောပါကျမတို့အစိုးရကိုဖွဲ့တဲ့နေရာမှာတော်လှန်ရေးကိုပံ့ပိုးတဲ့တော်လှန်ရေးအစိုးရပဲဖြစ်ပါတယ်လို့တော်လှန်ရေးကိုပံ့ပိုးတဲ့တော်လှန်ရေးအစိုးရဖြစ်တဲ့အတွက်ကြောင့်ကျမတို့တော့ဗာလဲလက်ရှိချင်းလန်းကောင်စီချင်းလန်းအစိုးရဟာကျမတို့လူချင်းနဲ့ကျမတို့ရဲ့ဘုံရန်သူကိုဘေးပုံစံနဲ့ပူပေါင်းပြီးမှအမြန်ဆုံးအနိုင်ယူမလဲဆိုတာကအဓိကဖြစ်ပြီးဥမာဝင်ကြီးဌာနစစ်လေးခုဝင်ကြီးဌာနစစ်လေးခုမှာခုနပြောတယ်လို့ဝင်ကြီးဌာနအသီးသီးကနေတကယ်မရှိမဖြစ်တဲ့ဟာတော့အဓိကအားတော့တော်လှန်ရေးကိုပံ့ပိုးတဲ့လုပ်ငန်းတွေကိုပဲကျမတို့အဓိကဆောင်ရွက်တင်တယ်လို့ကျမကတော့ခံစားတယ်ဥပမာကျမအမျိုးသမီးဝင်ကြီးဌာနမေးတယ်အမျိုးသမီးဝင်ကြီးဌာနနဲ့ပတ်သက်ပြီးမှအခုလက်ရှိကျမတို့ဝင်ကြီးဌာနဆက်လေးခုမှာဘတ်ဂျက်အားဖြင့်လည်းအနည်းဆုံးဝင်ကြီးဌာနဖြစ်ပါတယ်ဒါပေမဲ့ကျမရည်ရွယ်တာကတော့ကျမခေါင်းထဲမှာထည့်တာကတော့ဒီအချိန်မှာစစ်နိုင်ဖို့ကအဓိကကာကွယ်ရေးကအဓိကဖြစ်တယ်ဆိုတာလေကျမဒီနေရာမှာထည့်ပြောချင်တယ်ဥပမာကာကွယ်ရေးကိုအဓိကကျမတို့ရှင်းပြီးသူတရားလုံးအားဆိုင်လာလို့ရှိရင်ကျမတို့တိတ်အရေးကြီးတယ်လို့ပြောတယ်ကျမကြီးစောင့်ဆောင်ဖို့မှာလဲကျမတို့ပစံအကုန်အကျကနေသွားမှာပါဥပမာကျမတို့အခုလုံးလုံးစေစစ်တမ်းကြောင့်ကျမတို့တကယ်ကောင်းနေစစ်တမ်းကြောင့်သက်ဆုံးနေစစ်တမ်းကြောင့်ဒုဒုက္ခကိုင်္ဂါတွေဆွလွှတ်ရလို့ခြေတူးလက်တူးတွေပတ်ပေးရတယ်စစ်တမ်းကြောင့်ဗာလဲပြည်သူတွေထပ်ပြီးတယ်စစ်တမ်းကြောင့်ဗာလဲပညာတင်လို့မရဘူးလေးတွေဒါရီဟာပညာရေးကြီးတယ်ကျမကြီးကြီးတယ်လူသားစာနာကြီးကြီးတယ်လို့ကျမတို့ပြောရင်ပြောမှာပေါ့ဒါပေမဲ့အဲ့ဒီအရေးကြီးတဲ့ဟာကိုအရင်အမိမှာစစ်တမ်းရဲ့အရင်အမိအဲ့ဒီတွေ့ကြောင့်ကာကွယ်ရေးမှာကျမတို့အားလုံးဒီတွင်းပြပချင်းပြည်သူအားလုံးကာကွယ်ရေးမှာအားလုံးကျမတို့ရှိတဲ့မြတ်အင်အားပေါ့နော်ရှိတဲ့မြတ်အင်အားကိုတရားမဟုတ်တော့မှတရားမှာ90လောက်ကိုကာကွယ်ရေးမှာထိလို့ရှိရင်ကျမကြီးအတွက်လည်းဘာလဲအလူရော့သွားမယ်ပေါ့ဘတ်ဂျက်ကရော့သွားမယ်ပညာရေးလည်းရော့သွားမယ်ရော့သွားမှာပါဒါပေမဲ့ကာကွယ်ရေးကိုကျမတို့ကခေါင်းထဲမှာမထည့်မိသေးနဲ့ဘာလဲခုနရာရေးကျမကြီးလူသားစာနာဥမာဌာနဆိုင်ရာအကုန်လုံးလိုအပ်နေတာပဲအဲ့ဒီတစ်ကိုပဲကျမတို့ကသွားမယ်ဆိုရင်အဲ့ဒီကုန်ကျစရိတ်ကလေကျမတို့ရဲ့ဘတ်ဂျက်အကုန်ကတော့ကိုးပူပြီးတော့များနေမှာဘူးမှမဟုတ်ဘူးအဲ့ဒီတွေ့ကြောင့်ကျမဒီနေရာမှာပြောချင်တာကဝင်ကြီးဌာနတွေအနေနဲ့ဥမာလမ်းတူမေဆိုတော့ဆုံးလို့ရေးလမ်းတို့ကျမတို့ချင်းပြည်နေမှာလမ်းပေါက်စရာတွေကအများကြီးလူပင်တိလေဒေတာမြုပ်တောင်မှကျမတို့လမ်းကောင်းတာမဟုတ်ဘူးအဲ့တော့လမ်းပေါက်မယ်ဆိုရင်အကုန်အကျကအများကြီးဒါပေမဲ့အဲ့ဒီလမ်းတောင်မှတော်လှန်ရေးကိုအကျိုးပြုတ်တဲ့ဟုတ်ဖို့လားတော်လှန်ရေးအတွက်ကျိုးပြုတ်တဲ့လမ်းကတော့ကျမတို့မဖိမတဲ့လောက်ရအောင်အဲ့လိုမျိုးကျမတို့ခိုင်းဥပမာကျမတို့မျိုးသမီးအနေနဲ့အရင်တုန်းကဗာလဲအသက်60တဲ့ဖူးကြီးတွေဖွားကြီးတွေကိုလက်ဆောင်ပေးတယ်ပေါ့ထောက်ပံ့ကြီးဥပမာကိုဝင်ဆောင်ဒီထောက်ပံ့ကြီးပေးတယ်ဥပမာလမတမချွန်ဒီထောက်ပံ့ကြီးတွေပေးတယ်မူဂျူကစားပေါ့နော်ဒီနေ့အောက်ကလေးတွေအစိုးရတုန်းကပေးခဲ့တယ်ထောက်ပံ့ကြီးဒါပေမဲ့ဒီချိန်ဟာလူတလားဆိုရင်လူတွေဒါပေမဲ့ဒါတွေတဲ့ပူပြီးမလူတဲ့ဟာကခုနပြောတယ်လို့ကာကွယ်ရေးဘတ်ဂျက်ကဘူးလို့တယ်ကာကွယ်ရေးတာကျမတို့အင်အားရှိတဲ့မြတ်ဆူစီးနိုင်မယ်ဆိုရင်ခုနကျမကြီးလူသားစာနာခုနပညာရေးအစဆောက်လုပ်ရေးကစားလို့အချက်တွေကမတို့
ပုံရန်တူကိုအနိုင်ယူတာနဲ့ပြိုင်နဲ့ကျမအစိုးရကပုံမှန်ပြည်သူအစိုးရကပေါ်လာလို့ရှိရင်သူကလည်းပုံလုံးသွားမှာပဲဆိုတာကျမအဲ့ဒါစဉ်းစားမိတာပါကျမကြားသိတယ်လို့ဆိုရင်ကျမသိတယ်လို့ပေါ့ကျမတို့ချင်းတွေကတကဘာလုံးလည်းအဲ့လိုပဲလာတော့မသိဘူးကျမတို့ချင်းတွေကအလှထိတ်ဖို့ဆိုရင်ဥမာစီကြီးအတွေ့ဆိုရင်နည်းနည်းဗာလဲလူတွေကိုဒုက္ခပေးတဲ့ဒီနေ့ဝေဖို့လူတွေကိုဒုက္ခပေးတဲ့ဒီစံတွေဝေဖို့ကတော့ပတ်စံထိတ်ဖို့ကျမတို့တော်တော်လေးကောင်းတယ်မှာမစင်းစားရဘူးဒါပေမဲ့ကိုကျမတို့ကြုံနေတာကတကယ်ကိုတရားတော်ကျမတို့ရှင်းထွက်ရမှာမို့လို့အဲ့ဒီဘုံရန်တို့ကိုကျမတို့လက်နဲ့ပဲအနိုင်ယူရမယ်တိတ်ကြမ်းတဲ့အချိန်ကျမတို့ရောက်တယ်အဲ့ဒီတွေ့ကြောင့်ပြီးတွင်းပြပအလူရှင်တွေကလည်းခုနပြောတယ်ဥမာပညာရေးမှာပဲလှူပြီးမှပညာရေးဘွယ်ကန့်ပန်းပူပြီးမှစီရေးမှာအားနေလို့ရှိရင်ဒါတော့ကျမတို့ရဲ့ဒေါ်လာရေးကအပြည့်ပြင်းထောင်ထင်းနေမှာပဲကြာသွားမှာပဲအဲ့ဒါလေးမှအဓိကပြောချင်တာပါအဲ့ဒီတွေ့ကြောင့်ကျမဌာနအနေနဲ့ခုနပြောသလိုပြည်သူတွေထောက်ပံ့ပေးတဲ့ budget ကိုကျမတို့ဝင်ကြီးဌာနလိုက်အကုန်လုံးပြန်ပြီးမှရန်ချထားတယ်ပေါ့အဲ့ဒီတည်းမှာကျမတို့မျိုးသမီးနေတော့ဝင်ကြီးဌာနစစ်လေးကိုမှbudget အနေဆုံးတယ်ဌာနပြီးတယ်အခုလောဆယ်ဗါတယ်ကျမ forum 3ခုလောက်ပဲအမျိုးသမီးတွေပိုင် forum 3ခုလောက်ပဲနောက်ခုနပြောသလိုအမျိုးသမီးနဲ့ကလေးသူငယ်ဆိုင်ရာအခွင့်အရေးမူဝါဒဆိုပြီးမှအဲ့ဒါကိုတော့ဒီမှာပါပေးပြီးတော့လာရေးကာလမို့အခုမှအခုအချိန်မှာလက်ရှိအသုံးရင်တော့မှတွင်တိတ်ပြန်နည်းနည်းပါလေတုံးယုံပေါ့အဲ့ဒါလေးကိုနည်းနည်းဒီမှာပါလေလုံနေတယ်ဆိုတဲ့ဟာလေးကိုတို့ချူပြောချင်တယ်အဲ့ဒီတွေ့ကြောင့်ဒီအပိုင်းမှာကျမပြောချင်တာကစီရေးနဲ့ပတ်သက်ပြီးမှကျမတို့ခုနဝင်ကြီးဌာနဘလို့ပဲရှိကျမကတော့အရေးကြီးဆုံးဝင်ကြီးဌာနကကိုကြီးပဲကျမတို့ပြည်သူတရက်လုံးအလှူရှင်တွေကလည်းပြည်တွင်းပြည်ပအလှူရှင်တွေကလည်းကျမပိတ်ချင်တာကတခြားသောဌာနတွေကတော့အကုန်လုံးလိုအပ်တယ်ဒါပေမဲ့အလိုအဆုံးသောဝင်ကြီးဌာနကကာကွယ်ရေးဝင်ကြီးဌာနဖြစ်တယ်ကာကွယ်ရေးဝင်ကြီးဌာနရှိသမျှအင်အားစုစည်းပြီးမှကျမတို့ဘုံရန်ကိုအမြန်ဆုံးအနိုင်ယူပြီးမှတဲ့ကျမတို့လူလာတဲ့အစိုးရပြည်သူတွေရွေးချယ်တဲ့လူလာအစိုးရဖိတ်နိုင်လို့ရှိရင်တခြားသောပြည်သူဝင်ဆောင်မှုတွေကတော့သူ့ဟာနဲ့သူသွားမှာပါလို့အဲ့ဒါလေးကိုကျမနုံးအထူးရှင်တွေကိုလည်းကျမတောင်းပန်ချင်တာပေါ့ကျမတို့ကောင်းတယ်မှာစီကြီးအတွက်ဗာလဲတနက်အတွက်ကြီးစံဝေဖို့ပတ်စံမထိတ်ချင်တဲ့စိတ်ဓာတ်ကိုကကျမတို့ပြုတ်ပြင်ဖို့ကိုလည်းကျမဒီနေရာကနေတောင်းပန်ချင်လေလို့ဟုတ်ကဲ့အဲ့ဒါလေးကိုကျမအထူးချုံကျမခန်းစားချက်လေးကိုပြောပြချင်တာဟုတ်ကဲ့ကျေးဇူးတော်ကြတာအားစီနေမှာဆိုလို့ဟုတ်ကဲ့ကျေးဇူးပါမရှိပါဘူးရပါတယ်ဆရာမရဲ့တော်တော်လေးပြည့်စုံပါတယ်နားထောင်လို့အင်မတန်မှကောင်းပါတယ်တကယ်ကိုတန်ဖို့ရှိတဲ့စကားတွေကျွန်တော်တို့ကိုမျှဝေပေးသွားတာဖြစ်ပါတယ်ကျွန်တော်တို့လက်ရှိမြန်မာ့လူဦးတော်လှန်ရေးပေါ်မှာတော်လကောင်းပေါ့နော်လက်ရှိကျွန်တော်တို့ချင်းပြည်နယ်ကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ CC နဲ့ CB ဆိုပြီးမှကျွန်တော်တို့နှစ်ဖွဲ့ကွဲနေတယ်ဒါပေမဲ့ကျွန်တော်ချင်းတမျိုးသားလုံးရဲ့မိဘပြည်သူလူထုတွေလိုလားတာကတော့ကျွန်တော်တို့အခု CNC ဆိုပြီးမှကျွန်တော်တို့ဒီ Mizoram Advocacy Team Chief Minister ကိုရိုင်းနေမှာဦးဆောင်မိမှကျွန်တော်တို့ကိုဆွဲခေါ်သွားတဲ့ပုံမှာအပြည့်အဝကျွန်တော်တို့ပူးပေါင်းဆောင်ရွက်နိုင်ဖို့ရန်အတွက်ကျွန်တော်တို့ချင်းတမျိုးသားလုံးကယုံကြည်မှုအပြည့်အဝရှိကြတယ်ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်မှုမရှိဘူးပူပေါင်းဆောင်မှုအားမကောင်းမှုဆိုရင်ကျွန်တော်လက်တွေ့ခံစားနေရတဲ့အရာကပလက်ဝအခြေအနေကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ချင်းလူမျိုးတွေမစည်းလုံးမှုတန်ကိုကျွန်တော်တို့လက်တွေ့ခံစားနေရပြီအဲကြောင့်ခုလက်ရှိကျွန်တော်တို့ဒီ CNC နဲ့ပတ်သက်ပြီးမှကျွန်တော်တို့တကယ်လက်တွေ့ CC နဲ့ CB ဟာပူပေါင်းဆောင်ရွက်မှုတကယ်လက်တွေ့မှာကျွန်တော်တို့ဖြစ်လာနိုင်မလားကျွန်တော်တို့အဲ့ဒါမှာ CB နဲ့ CC ရဲ့အားနည်းချက်အားသာချက်ကျွန်တော်မပူပေါင်းနိုင်တာ gap ကဘာတွေများကျွန်တော်တို့ညီကိုမောင်နှမတွေးချင်းတားချင်းတွေဖြစ်သားနဲ့ဘာဖြစ်လို့တစပွဲထဲမှာထိုင်ပြီးမှကျွန်တော်တို့
မပူးပေါင်းနိုင်တာလဲမဆွေးနွေးနိုင်တာလဲဆိုတာကိုဒါပူတဲ့ရောဒါပြည့်နေဆွေးရောပေါ့နော်အဲ့တဲ့သုံးသက်ချက်လေးတွေကိုဒီပူတဲ့ကိုကျွန်တော်အရင်ဦးစားပေးပြီးမှဟိုသုံးသက်စီချင်တယ်ကျွန်တော်တို့ချင်းလူမျိုးတွေပူးပေါင်းဆောင်ရွက်မှသာလျှင် unity ရှိမှသာလျှင်ကျွန်တော်တို့အမျိုးသားတည်ဆောက်ရေးမှာလဲကျွန်တော်တို့ခိုင်ခိုင်မာမာကျွန်တော်ပြည်သူလူထုကိုမကျွန်တော်တို့ဒီဖွင့်ပြပိုင်းဆိုင်ရမှာလဲကျွန်တော်တို့ဟာထောက်ပို့ပေးနိုင်မှာဖြစ်တယ်အခုလိုတကွဲတပြားဖြစ်နေတဲ့ရွေ့ကျွန်တော်တို့ချင်းပြည်နယ်ဟာဒီထက်မကဆုံးရှုံးနေနိုင်တဲ့အနေအထားကိုကျွန်တော်တို့ရောက်ရှိနေတဲ့အနေအထားကိုကျွန်တော်တို့အားလုံးမြင်တွေ့နေရတယ်အဲ့ဒါကိုကျွန်တော်တို့ဘယ်လိုပူးပေါင်းနိုင်ကြမလဲမပူးပေါင်းနိုင်တဲ့ကျွန်တော်တို့အားနည်းချက်လေးတွေကဘာတွေလဲနှစ်ဖက်လုံးကျွန်တော်တို့ဘာတွေပြုပြင်တင်တယ်လဲဘာတွေဆောင်ရွက်တင်တယ်လဲပေါ့နော်အဲ့ဒါတွေကိုပူတဲ့အရင်တုံးတက်ပေးပါပူတဲ့ပြီးတာနဲ့ပြီးနေစီကိုလည်းအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှဆက်လက်ပြီးမှတုံးတက်စီချင်ပါတယ်ဒီမိခွန်းကတော့ဒါတခုတည်းကိုပဲဒါနှစ်ဦးစလုံးကိုကျွန်တော်မေးချင်းဖြစ်ပါတယ်ပူတဲ့အချိန်ပေးသွားချင်ပါတယ်ကျွန်တော်တူတော့လေးပဲဖြီးလိုက်မယ်အဲ့ဒီကျွန်တော်တို့ရဲ့အရန်ယူတဲ့ကျွန်တော်တို့ရဲ့အမကြီးပေါ့နော်ကျွန်တော်တို့ရဲ့ဝန်ကြီးပြည်နေရွှေ့တယ်နော်ကျွန်တော်တို့ CNF ရဲ့39နှစ်လုံးလောက်ဆောင်ခဲ့တဲ့နိုင်ငံကြီးတုံ့တက်မှုပေါ်မှာပြည်သူတာမန်ပြည်သူတွေမတိနိုင်တဲ့ဟိုအတွင်းထက်ထိ CNF ရဲ့လှုပ်ဆောင်မှုတွေပြည်သူတွေဘလို့ထိချင်းပြည်သူတွေအတွက်ဘလို့ထိအကျိုးပြုခဲ့တယ်လဲဘလို့ထိသမိုင်းတွင်ရမယ့်ဟာဒီကျွန်တော်တို့သမိုင်းကြီးခဲ့တယ်လဲဆိုတာဒီကိုအခုသူအတွေ့အကြုံရောနောက်စီလာမဲ့အတွေ့အကြုံရောပြောပြတဲ့အတွက်ကျွန်တော်အရန်ကျေးဇူးတင်တယ်ကျွန်တော်တို့အားလုံးလည်းကျေးဇူးတင်တယ်ဒီညတော့ तू အထူးဧည့်သည်ဆိုတော့သူ့ကိုပဲပူပြီးအချိန်ပေးရမှာဖြစ်တယ်ပြီးမှကျွန်တော်တခုချက်ပြီးသူပြောတဲ့ဟာထဲမှာတော်တော်လေးကောင်းတယ်လို့ကျွန်တော်ထင်တာအခုကဘာမှာစီးပွားရေးပညာဆုံးအတော်ဆုံးပေါ့နော်ကဘာမှာနာမည်ကြီးဆုံးပေါ့ Adam Smith The Wheel of Nation သူစာအုပ်ရေးထားတယ်နိုင်ငံတကာရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့အဲ့ဒီကြွေဝချမ်းသာမှုအဓိကပါတယ်လဲဆိုရင်တော့လုံခြုံရေးပဲ security ပဲsecurity မရှိဘူးဆိုရင်တော့နိုင်ငံတနိုင်ငံရဲ့လုံခြုံရေးနဲ့တိုးတက်ဖွံ့ဖြိုးရေးဆိုတာမဖြစ်နိုင်ဘူးဆိုတာကောင်းမွန်ကြီးခဲ့တယ်ခုနသူပြောတာထဲမှာကျွန်တော်တို့ချင်းပြည်သူကျွန်တော်တို့ချင်းတဲ့အစိုးရဖွဲ့စည်းတဲ့နေရာမှာဝင်ကြီးဌာန14ခုရှိပေမဲ့14ခုထဲမှာကျန်တော့73ခုကဘတ်ဂျက်30ရာခိုင်နှုန်းပဲသုံးပြီးမှ80ရာခိုင်နှုန်းကတော်လှန်ရေးမှာသုံးတယ်အဲ့သူတို့တော်တော်လေးအမြင်ရှင်းတယ်ကျွန်တော်တို့ချင်းလန်းကောင်စီလောက်တာတကယ်ကွန်မှန်တယ်ပြီးမှမလုံးဝလူသားတွေအသက်ရှင်နေတဲ့ရွေးမဖြစ်ပဲနဲ့ညကြုံတွေ့ရတဲ့ပြဿနာအခုမိခင်နဲ့ကလေးကိုဝင်ဆောင်မိပါကလေးမျိုးသမီးတွေကလေးငယ်တွေပြီးမှမတမဆွမ်းဖြစ်တဲ့လူတွေအဲ့ဒါတွေတော့လုံးဝလေးလူစုလို့မရတဲ့နဲ့ချင်းပြဿနာဖြစ်တယ်အဲ့ဒါတွေကအခုမိခင်နဲ့အဲ့ဒီကလေးဝင်ကြည့်ဌာနအဲ့ဒီမြို့သမီးကြီးရဝင်ကြည့်ဌာနနဲ့ကောင်းမွန်လဲဒီနဲ့အကောင့်ထေကောင်းမွန်မဖော်ဆောင်နိုင်တော့မှအောင်မိချက်ပေးခဲ့ပြီကျွန်တော်တို့ချင်းလန် constitution မှာအဲ့ဒါတတော့ကိုကောင်းတယ်ဒီမှာတချို့လူတွေကမသိတဲ့လူတွေပေါ့မသိတဲ့လူတွေပဲကျွန်တော်ကပြောလိုက်မယ်တော်လှန်ရေးအကြောင်းကိုဆွနားမလေတဲ့လူတွေမလက်လာတဲ့လူတွေအမေရိကတော်လှန်ရေးမှာလေသူတို့ constitution ကောင်းရှိတယ်အဲ့ဒါတွေ social welfare ပေါ့နော်ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းပေါ့နော် social welfare ကိုဘယ်လို interpret လုပ်မလဲဘာမှစကားနဲ့တော့မသိဘူးအဲ့ဒါလုံးဝလိထုံမစုတဲ့ဟာတွေအဲ့ဒါဒီကျွန်တော်တို့လုပ်ခဲ့တယ်ကောင်းမွန်အားကောင်းမောင်းတန်နဲ့ပြဆုံနဲ့တွားနေတာဖြစ်တယ်ဆိုတာသူပြောတဲ့ထက်မှာမတိတဲ့လူတွေကတော့အဲ့ဒီဟိုစားဝင်ကြည့်ဌာနတွေမလို့ဘောရာထူးတော်လှန်ရေးမှာရာထူးတွေသူတို့ရာထူးတစ်ခုမှမရပါဘူးသူတို့တာဝန်ထမ်းဆောင်တာပါဘာရာထူးမှမဟုတ်ပါဘူးနာမည်ခံပဲဖြစ်တယ်သူတို့ကလာစားလည်းမရဘူးအချုပ်ခံစားခွင့်လည်းသူတို့လာစားတော့မပြောဘူး subsistence allowance သူတို့ကဟိုအသက်ဝမ်းဟိုစားစာရေးတော့ရဖို့လုံးမှုပေါ့မစကနေ subsistence allowance English ကနေအဲ့ဒါပဲရတယ်သူတို့ကအဲ့ဒါကိုတော်စီမတိုင်းပဲနဲ့ဆိုတာလုံးဝမဟုတ်ဘူးပြည်သူတွေတကယ်အတွင်းထိမလဲလာသေးလို့ပါဆိုတာပြီးမှကျွန်တော်တို့ပြဿနာလဲအမှားအဖြစ်တော့အဲ့ဒီ centralization နဲ့ decentralization federal ရဲ့အနှစ်သာရကိုကျွန်တော်တို့ချင်းပြည်သူတွေက
တိတရောင်ရောင်နဲ့မတိသေးလို့ပဲဖြစ်တယ်အဲ့ဒီ federalism မှာအဓိကတော့ဟိုပဲ local government အဓိကပဲ local government နောက်မှာပါလဲဆိုရင်တော့ state government ပြည်နယ်စုရပြီးမှဗဟိုစုရ federal government ပေါ့ဗဟိုစုရဟိုစားအာဏာရှိဆုံးတရောင်ရောင်နဲ့တကယ်အာဏာကတော့အဲ့ဒီ local government မှာရှိတယ်အဲ့ဒါချင်းတိုင်း constitution ကဘယ်အနေဆက်ခဲ့လဲဆိုရင်1998နဲ့ Canada Ottawa နဲ့ဆက်ခဲ့တယ်သူတို့ကျွန်တော်တို့ချင်းခေါဆောင်ဒီဖလမ်ခေါဆောင်ပူမန်ဘူတို့ဒေါက်တာစလီသန်းတို့တီတင်ခေါဆောင်ဒေါက်တာဘုံစုံတို့ပုကုခုလျန်တို့ပြီးမှတောင်ပိုင်ကခေါဆောင်ဒီအကုန်လုံးမေပြန်ခေါဆောင်ဒီsorry အဆူချင်းကြီးကိုဒီပြီးမှမီဇိုခေါဆောင်ဒီအကုန်လုံးပါတယ်စီနဲ့ခေါဆောင်တွေပါတယ်တစ်ဆက်9နှစ်လုံးရည်ပြီးမှထုတ်ခဲ့တာတော့ကိုအပြစ် perfect တော့မဟုတ်ဘူးဒါမဲ့ဒီထက်ကောင်းတာတော့မရှိဘူးလို့ပဲဥပဒေကြမ်းကျွင်သွားတော့ပြိုခဲ့တယ် state constitution မှာကျွန်တော်တို့ဟာကိုကူးပြီးမှလုပ်ခဲ့တာအဲ့ဒါကျွန်တော်တို့ကဘာဒီအဓိကထားတယ်ဆို localism အဲ့ဒါကျွန်တော်တို့လူမျိုးကိုစိတ်ဝင်ကွဲအောင်လုပ်တာမဟုတ်ဘူးအစစ်ကိုစစ်တဲ့စတန်ပူဆောင်တဲ့ဟိုစားခွဲငုံကျွန်တော်ကဇုတ်ဖေးခင်ဗျဇုတ်ဖေးမဟုတ်ဘူးမတူဖြစ်တယ်ဆိုတော့ပြောရင်တော့ကျွန်တော်ကငင်းပါပဲဒါပေမဲ့ကျွန်တော်တို့အစစ်ကိုအစစ်တိုင်း unity and diversity ကောင်းမွန်လုံးမှပဲဒီ federalism မှာအောင်မြင်နိုင်မယ်အိန္ဒိယနိုင်ငံလည်းအဲ့လိုပဲအိန္ဒိယကဘာပေါ်မှာဥစားလူဦးကြီးအများဆုံးလည်းဖြစ်တယ်ပြီးမှလူမျိုးကြီးအများဆုံးလည်းဖြစ်တယ်ဘာသာစကားအများဆုံးလည်းဖြစ်တယ်ဒါပေမဲ့အဲ့ဒါတော့မှ federal က half federal half unitary တဝဲပဲရှိတယ်သူတို့သုံးသေးတယ်အဲ့ဒါကြောင့်သူတို့အုပ်ချုပ်နိုင်တာအဲ့ဒါမျိုးမဟုတ်ဘဲနဲ့သူတို့က dictatorship ပုံစံနဲ့ centralization လုပ်လိုက်ပြီဆိုရင်တော့လုံးဝမရဘူးအခုကျွန်တော်တို့မှာအဲ့ဒီချင်းတဲ့ constitution က decentralization ပေါ့နော်ဥစားအဲ့ဒီ data အုပ်ချုပ်မှုကိုအဓိကထားမယ်ဆိုပြီးကျွန်တော်တို့လှုပ်လိုက်တဲ့ခါကျတော့တချို့လူတွေကလုံးဝမတူဘူးသဘောမတူဘူးဥပမာဟွယ်ငိုတောင်ကိစ္စကျွန်တော်တို့ခဏငင်းတယ်ဟွယ်ငိုတာမှသူတို့ဟိုးအရင်ကတည်းကကျွန်တော်တို့ဇိုဖေဆာကဟွယ်ငိုဆာကအဲ့ဒီလောက်တူဆာကစန်တန်ဆာကကောင်းမအုပ်ချုပ်ရေးအင်္ဂလိပ်တွေကလုပ်ခဲ့ပြီးသားဒီမှာကျွန်တော်တို့ချင်းအလုံးပေါင်းခဲ့တဲ့ဘာသာရေးမှာလည်းရှိခဲ့ပြီးသားအဲ့ဒါဗမာအစစ်အစိုးရနေဝင်းကဖလားမြို့နယ်မှာထားမယ်ထန်တလာမြို့နယ်မှာထားမယ်ဆိုပြီး तू ကကြိုက်တယ်လို့ကျွန်တော်တို့နေမိကိုဖြတ်ပြီးမှအုပ်ချုပ်ခိုင်းတာအဲ့ဒါကိုကျွန်တော်တို့အဲ့ဒီဖလားမနဲ့မထွက်သင့်ဘူးဆိုပြီးခဏ CND ငေကိုရီးယားငင်းခဲ့တယ်ထန်တလာနီကတော်တော်လေးဒီမှာနာအမြင်ကျေတယ်လို့ကျွန်တော်ထင်ရမယ်ထန်တလာမြို့နယ်မှာလောက်သူ CDF ထွက်တယ်တပြီးမှဇုတ်ဖေးအဲ့ constitution မှာလည်းအဲ့အမျိုးလုပ်ဖို့ကျွန်တော်တို့အစီအစဉ်ရှိထားတယ်အဲ့ဒါတခါတည်း welcome လုပ်လိုက်တယ် accept လုပ်လိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ကဟိုစားဖလားမှာ CND ပါတွေကဘုံကတော့ထွက်တဲ့ခါကျကျွန်တော်တို့ခွဲလိုက်တယ်ဆိုတဲ့သဘောမျိုးပေါ့နော်အဲ့ဒါပူပြီးတော့အားရှိတယ်အဲ့ဒါမျိုးကိုကျွန်တော်တို့ထဲမှာပူပြီးထိုင်ပြီးမှကောင်းမွန်ဆွေးနွေးမယ်ဆိုရင်တော့ကျွန်တော်တို့ unity ကပူပြီးပြီးဆုံးလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်ပြီးမှတခုချင်းထရတော့တော်လိုင်းကြီးမှာပဲဖြစ်ဖွဲ့ရှိမှာပဲဖြစ်the လူမျိုး CCCB ငင်းခုန်တာမျိုးတော့ရှိတင်ပါတယ်ဒါပေမဲ့ခုနပြောခဲ့တယ်လို့ပေါ့ကျွန်တော်တို့ပြည်လည်မှုပြန်ပြီးရနိုင်မှာပါကျွန်တော်တို့ရဲ့ကွာဟချက်ပေါ့နော်အမေရိကန်ပြည်တွင်းရှိမှာလူဘလောက်တိတ်ခဲ့တယ်9000လောက်တိတ်ခဲ့တယ်တောင်ပိုင်းနဲ့မြို့ပိုင်းအဲ့ဒါတော့မကောင်းမွန်စီယုံတဲ့ခါကျတော့ပြန်ပြီးစီယုံတဲ့ခါဒီနဲ့အမေရိကန်တမိုင်းမှာအမေရိကန်ခေါင်းဆောင်တွေအစပြည်သူတွေအစအဲ့ဒီတော့တောင်ပိုင်းသားတွေမှားခဲ့တယ်အဲ့ဒီတော့မြို့ပိုင်းသားတွေမှားခဲ့တယ်တယောက်မှမပြောဘူးအဲ့ဒါကတော့ထားဘူးပေါ့နော်မပြောတဲ့စကားလိုမျိုးထိပြီးမှဒီနေ့တိကောင်းမမှုနေတယ်ကျွန်တော်တို့ကတွေ့ထွက်တယ်ယူမှုရှိဘူးလူ9000တဲ့တောင်ပိုင်းမြို့ပိုင်းပြဿနာတော့မှကောင်းမွန်ဖြေရှင်းနိုင်တယ်ဆိုတော့ကျွန်တော်တို့ပြဿနာတော့နေချင်းချင်းပြန်ပြီးဖြေရှင်းလို့ရမှာပါဆိုပြီးကျွန်တော်ကတော့အဓိကတော့ကျွန်တော်တို့ရဲ့ပြဿနာကတော့အဲ့ဒီ federalism ကိုပြီးမှဦးနေဝင်းရဲ့မှန်တိုက်မှုပေါ့နော်ဦးနေဝင်းမှန်တိုက်မှုကအဲ့နေဝင်းကအဲ့အမျိုးလုပ်ခဲ့တယ်အခုကျွန်တော်တို့အလံပေါ့အလံကကျွန်တော်တို့နောက်မှထားခဲ့တာဘလောက်တိတ်ခါရှိတယ်လဲအနီရောင်ကျွန်တော်တို့သွေးနဲ့ကျွန်တော်တို့ချင်းပြည်ကိုကာကွယ်ခဲ့တာအဖြိုရောင်ကျွန်တော်တို့ liberty လွတ်လပ်မှုကိုလူချင်းတယ်အပြာရောင် justice fairness
တရားမျှတမှုကိုလိုချင်တယ်အခုကျွန်တော်တို့အရင်တော့ကျွန်တော်တို့ချင်းပင်နေအလားဘသူကလုပ်ပေးလေနေခွင့်စုရလုပ်ပေးတယ်အလားဆိုတာတော့ကျွန်တော်တို့လူမျိုးကကျွန်တော်တို့ကြိုက်တာကိုတိတ်ခါရှိတာကိုဂုံယူတင်တာကိုလူယူရမယ်သူတို့လုပ်ပေးတဲ့ရွှေပေးတဲ့ငှက်ဆွေလဲအကြောင်းတလူလူကြောက်တလူလူဖျားတလူလူပေါ့နော်လုံးဝအတိတ်ပဲမရှိတဲ့ငှက်ပြီးမှအစင်းရောင်ကဘာနဲ့လာလဲဆိုတော့မွတ်စလင်တွေပေါ့အစ္စလာမ်တွေဘာသာရပ်နဲ့လာတယ်အခုနောက်ပိုင်းဗမာဟိုစားတန်းဆွေလို့တဲ့မြန်မာအလံပေါ့နော် Union of Burma flag ကအဝါရောင်ကဖုန်ကြီးရောင်ဗုဒ္ဓဘာသာရောင်အဲ့ဒါကျွန်တော်တို့အယောင်ကိုရွေးတဲ့နေရာမှာဟိုစားကျွန်တော်တို့ချင်းငီကိုဒီတချို့ကလေလို့တယ်ကျွန်တော်တို့ချင်းပြည်နေအလားမှာလဲအစင်းရောင်ကျွန်တော်တို့ချင်းမှာလုံးဝမပါသင့်ဘူးချင်းပြည်နေအစင်းရောင်ဆိုပြီးလို့တာကျွန်တော်တို့နိုင်ငံတကာအစင်းရောင်ဖြစ်နေတယ်အဲ့အတိတ်ပိတ်ရှိနေကျွန်တော်တို့လုပ်ရတယ်ပြီးတော့အောက်ချင်းရဲ့ time ပုံကလည်းအောက်ချင်းရဲ့သက်စာကိုရှုလို့တာတယောက်ထက်နဲ့သက်စာကရှိလို့မရဘူးသူတို့ယနေ့မောင်နှံ time ပြီးမှရင်ခုန်ချင်းကတ်တယ်ချစ်တယ်ဆိုတာပေါ့ပြီးမှကောင်ကဟူဖဲ့တယ်ရန်သူကိုကြည့်ပဲတယ်ကျွန်တော်တို့တော်လှန်ရေးမှာအဲ့ဒါအကောင်းဆုံးဖြစ်မယ်လို့ကျွန်တော်တို့စဉ်းစားပြီးမှလုပ်ခဲ့တာအဲ့ဒါလည်းကျွန်တော်တို့ဒီမိုကရေစီရမယ်တော်လှန်ရေးရမယ်ဆိုတော့ပြန်ပြီးအားလုံး time မှာပြင်ဆင်တင်တယ်ဒါပေမဲ့အဲ့ဒါ the most perfect လို့ကျွန်တော်တို့သုံးသပ်လို့ရတယ်အဲ့ဒါဟိုစားနိုင်ငံကြီးရပဲဖြစ်အဲ့ဒီဟိုစား historical fact ရပဲဖြစ်အရင်တုန်းကကျွန်တော်တို့ချင်းပြည်မှာသုံးခဲ့တဲ့ငှက်တကောင်ပေါ်တင်လို့မဟုတ်ဘူးဟိုစားတောင်စလပန်းအဲ့ဒါအစင်းရောင်အဲ့ဒါလုံးဝအတိတ်ပဲမရှိတာအဲ့ဒီအလံကိုကျွန်တော်ကြည့်ကြတော့မကြည့်ချင်ဘူးအလံဆိုတာကျွန်တော်တို့ကြည့်ရတာနဲ့တခါကျွန်တော်သိခါရှိအောင်လုပ်ရမယ်အဲ့ဒါကိုကျွန်တော်တို့ဒီနေ့ထိလောက်ခိုင်လက်ခံသေးတယ်အဲ့ဒါကျွန်တော်တို့ချင်းပင်နေလားဘယ်သူကလုပ်ပေးလဲဘူကန်စမုံကိုကျွန်တော်ရန်ကုန်သွားပြီးမှကောင်းမမေးတယ်အဲ့ဒီအလံကိစ္စကိုအဲ့ဒီဘူကန်စမုံကပြောတယ်အေးတားရေကျွန်တော်တို့ထိမှလုံးဝအဲ့ဒါတွေမသိခဲ့ဘူးအဲ့ဒါပကြီးဆရာကိုလောက်ခိုင်းပါဆိုပြီးသူတို့ကဆွေးလိုက်တာအဲ့ကျွန်တော်တို့လက်ခံတာပဲရှိတယ်သူတို့ကျွန်တော်တို့ချင်းခေါဆောင်တောင်မှအတိတ်ပဲမတိတဲ့အလံကိုကျွန်တော်တို့သုံးနေတယ်ဆိုတော့ကျွန်တော်တို့လူမျိုးခုနကကျွန်တော်ပြောခဲ့တဲ့အမေရိကတက်ကတူမှာကျွန်တော်ချင်းချောင်းသားဘလို့ရှိခဲ့တယ်ကဘာမှာကျွန်တော်တို့ဘလို့အသက်ရှင်ခဲ့လေ21ရာစုမှာအဲ့ဒါကျွန်တော်တို့အလံအတိတ်ပဲတော့မတိပဲနဲ့ဗမာဒီနေဝင်စုရလုတ်ပေးတဲ့အလံကိုကျွန်တော်တို့ချင်းမျိုးသားနဲ့မှာဂုံယူစွာသုံးတဲ့တယ်ဆိုတော့တော့ကိုရှက်เสียကောင်းတဲ့တော့ကိုအတိတ်ပဲမဲတဲ့ကျွန်တော်တို့တကက်ကိုတမိုင်းမသိတဲ့ကျွန်တော်တို့လူဖြစ်သွားမယ်ဆိုတာကျွန်တော်ပြောချရရက်နဲ့ဖြီးကြလို့ပါတယ်ကျေးဇူးတင်ပါတယ်ပစ္စည်းဆက်လက်ပြီးမှပြောလို့ရပါတယ်ဟုတ်ကဲ့ပါခုန CC နဲ့ CB Unity ဖြစ်ဖို့ဆိုတဲ့ဟာလေးကိုဆွေးနွေးခိုင်းတာထင်တယ်ဟုတ်တယ်နော်ဟုတ်တယ်ဟုတ်ကဲ့ကျမကတော့ဗာလဲလူအဖွဲ့ရှိမှာပေါ့လူမှုအတိုင်းဝိုင်းမှာတော့မတူညီတဲ့အမြင်တွေအတွေးတွေကတော့အမြဲတမ်းရှိနေမှာပဲအဲ့ဒါလူရဲ့တဘာဝအဲ့လိုပဲကျမတော့မြင်နေအဲ့တော့ကျမတို့ CC နဲ့ CB တဲ့မတူညီတဲ့အမြင်တွေအတွေးတွေတော့ရှိပါပဲဒါတဘာဝလို့ပဲကျမတို့အောင်းတင်းမှမြင်နေဥမာကျမတို့ရဲ့ချင်းတွေရဲ့တမိုင်းကြောင်းရာကိုတမိုင်းပညာရှင်တွေရဲ့ပြောပြချက်အရာပေါ့နော်ကျမတို့ချင်းတွေကဟိုးတရုတ်ဒီဘက်ကနေလာကတဲ့ကူကဟိုဗာလဲဟိုကျမတို့ပဲဘဝရုန်းကန်လာခဲ့တာလှုပ်ရှားလာခဲ့တာကြည့်မယ်ဆိုရင်စူးစူးစီစီနဲ့အုပ်ချုပ်မှုတစ်ခုအောက်မှာကျမတို့နေလာခဲ့တယ်ဆိုတာကျမမသိတယ်လို့ပဲဥမာတကွေးတပြက်စီနဲ့ပဲကျမတို့နေလာခဲ့တယ်ဥမာအင်္ဂလိပ်ကမတိုင်ခင်ပေါ့အင်္ဂလိပ်ကမတိုင်ခင်မှာလေကျမတို့ဟိုနေရနေတယ်ဒီနေရနေတယ်ကိုယ့်ရဲ့ဟိုဗာလေရီချီရမျက်နှာရချပြီးမှဟိုဘသူမှအုပ်ချုပ်မှုမရှိဘဲနေပေါ့နော်ကိုယ့်ရဲ့ဗာလေရီချီရမျက်နှာရဖြစ်မယ်လို့ထင်တဲ့နေရာကိုသွားနေတယ်ဘသူကမှလည်းကျမတို့ကိုဥဆောင်ပြီးမှတဆုတစီပြီးနေလာခဲ့တယ်ဆိုတာတမိုင်းကြောင်ရမှာကျမတို့ကမသိလိုက်တာလေဖြစ်တယ်ပေါ့ကျမတို့မသိလိုက်ဘူးအဲ့ဒီစနစ်ဥပမာဟိုဗာလဲအခုလောဆယ်မှာတော်လိုင်းကြီးကတော့ကျမတို့ဗမာပြည်တွင်းမှာဆိုတော့ဥပမာစခိုင်းတို့မွန်တို့ဆိုရင်ကျ
ကျမတို့တမိုင်းမှာတင်ဘူးတယ်ပေါ့ဟိုဘယင်စနစ်နဲ့သူတို့ကနေလောင်နေတယ်ဆိုတော့တခါလေဆုစီးလောက်ကောင်းတယ်ဆုစီးတဲ့သူတို့ကအုတ်ချုံပူကြီးသူတို့ကျင့်သုံးခွင့်တဲ့အုတ်ချုံပူစနစ်တွေကခိုင်မာရှိခဲ့ဘူးတော့သူတို့ရဲ့ကျင့်သုံးတဲ့အုတ်ချုံကြီးကသူတို့ရဲ့လူမျိုးဒီလူမျိုးဖိမြုပ်ကိုပေါ်ဆောင်တယ်ဘာသာရေးကစားဘာသာစကားကစားစာပေကစားအင်ဂျင်အကုန်လုံးစွတ်စွတ်စီးစီးနဲ့သူတို့ကစီးယုံလာခဲ့တယ်ပေါ့ဒါရီဟာဘာလဲကျမတို့ရဲ့ပြည်တွင်းခြေနေမှာကျမတို့ရဲ့ဟိုဘာလဲဟိုငီကူရီရဲ့အခြေအနေကိုကြည့်မယ်ဆိုအရာမျိုးလေးတွေကျမတို့တမိုင်းမှာတင်ခဲ့တယ်အဲ့ဒီတွေ့ကြောင့်ကျမတို့ကျင်းနေမငီငွတ်ဘူးဆိုတာကျမတို့ဘတူကိုမှပြင်မတင်ဘူးမငီငွတ်ဒါလည်းပဲခုနပြောမယ်ဆိုရင်အချုံမှုအပြင်ကြည့်မယ်ဆိုရင်အင်္ဂလိပ်ကမတိုင်မင်းဖြစ်အင်္ဂလိပ်ဒီအပြင်ပြနေကောစူပြီးနောက်ပိုင်းမှာလေအိုးစောဘတီတီကိုသူတို့ရဲ့လက်ယုံစောဘရီရပဲဟိုဗာလေအချုံခေလာတီးတယ်အဲ့လိုမျိုးနဲ့ပဲကျမတို့ဗာလေအချုံမှုစနစ်ကတကွေးတပြစီပေါ့ချင်းပီတူတရားလုံးကုန်စူစီပြီးမှဗာလေကောင်းမှုစနစ်တကြပေါ့အဲ့လိုမျိုးစူစီပေးတာသိမတွေ့တယ်လို့ပဲကိုဒေတာလိုက်ကိုလူမျိုးလိုက်တော့ရှင်းတယ်ပေါ့အဲ့ဒီအချက်နောက်လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်းတည်တဲ့အတိုင်းပဲဘင်းလုံးကတိကဝကနဲ့ကျမတို့အကွေပြေဒီစနစ်အထိပေါ့နော်ဒါတွေကတော့ပြောရင်လည်းကုန်မှာမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်ကျမတို့ချင်းအတိုင်းအဝိုင်းမှာမတူညီတဲ့အမြင်အတွေ့ဆိုတာဟိုခင်ကတဲ့ကိုကပေါ့နော်ဟိုဘာလဲမရှိခဲ့ဘူးအဲ့ဒီအတွက်ကြောင့်ဒါတွေဟာကျမကတော့တဘာဝတရားကြီးကိုပဲကျမကတော့ပြတင်ချင်တယ်အဲ့ဒါတစ်ချက်နောက်ပြီးမှကျမတို့လှုပ်ရှားလာခဲ့တယ်ကျမတို့ရဲ့လူအတိုင်းဝိုင်းတည်ဆောင်ဖို့ကိုကျမဒီနေ့သုံးသပ်တာပါဒါတစ်ချက်နောက်ပြီးမှလည်းကျမတို့ချင်းပြည်နယ်ဟာသူရဲ့နေထားပြောမယ်ဆိုရင်တောင်ကုန်းပေါ်မှာတကယ်ရွာတေးခဲ့တာကတကယ်တောင်ထိပ်မှာကျမတို့ဖူးဖွားတွေကရွာတေးခဲ့တယ်အဲ့လိုမျိုးတွေဆိုတော့တရွာနဲ့တရွာပေါင်းတင်ဆက်ဆိုင်ရဘလို့ဖြစ်ခဲ့တယ်နောက်ကျမပြည်နယ်မြို့နေမှာဆိုရင်ရွာတရွာဥမာတောရွာကျမရောက်ခဲ့တယ်အဲ့ဒီတောရွာမှာတရွာထဲမှာကိုကအမျိုးသမီးနဲ့အမျိုးသားတွေကစကားကွဲတယ်အဲ့ဒါလေတကယ်အဖို့စရာပဲဒါလေတဘာဝတရားကဖန်တီးတယ်လို့ပဲကျမတို့သုံးသပ်တယ်အဲ့တော့စကားကွဲတာကိုကျမတို့ချင်းတွေတောင်ထိပ်ဒီမှာတရွာတွေတေးပြီးမှအချင်းချင်းရင်းနှီးမှုမရှိဘူးစကားကလည်းမတူအကွေအပြားတောင်တစ်ခုကြော်ပြီးဆိုရင်ဒေတာတစ်ခုနဲ့တစ်ခုကစကားမတူတော့ဘူးနောက်ဘာသာရေးဆိုရင်ခုနစူစီပေးနိုင်တဲ့ဘာသာရေးကလည်းကျမတို့မှာမရှိခဲ့ဘူးလမ်းပိုက်စစ်တွေခဲ့တာတမျိုးဘာသာစကားတမတူတာတမျိုးယဉ်ကျေးမှုစာပေဆိုရင်လည်းဒီနေ့ရပါခုချိန်ထိကျမတို့မစူစီနိုင်ခဲ့ဘူးနောက်စီးပွားရေးကြည့်မယ်ဆိုရင်ကျမတို့ကကျမတို့မတိလိုက်တဲ့ခက်ကတဲ့ကဆွေပြောင်းတော့စနစ်ထိကျမတို့ဆွေပြောင်းတော့ရစနစ်အဲ့ဒီတွေ့ကြောင့်ကျမတို့စီးပွားရေးအပြင်လည်းဘယ်လောက်ကျခဲ့လဲဒီကြားထဲမှာကျမတို့စူစီမယ်စီးလုံးမယ်ဆိုတာဟိုပါလေတဘာဝတရားကြီးကမဖန်တီးပေးတဲ့အချက်တွေကများလုံးအားကြီးတော့ကျမတို့မစူစီနိုင်သေးတာကတော့တဘာဝကြတယ်ကျမအဲ့လိုပဲသုံးတတ်တယ်ပေါ့ဘာဝကြတယ်နောက်ပြီးမှလေမတူညီတဲ့မင်းတွေမတူညီတဲ့အတွေးတွေတော့ရှိမှာပဲသူ့ရဲ့တဘာဝလည်းဖြစ်တယ်စီနဲ့စီပြီးလေကျမတို့ပုံရန်တူကိုတိုက်တဲ့နေရာမှာကျမတို့လမ်းကြောင်းတွေးမတူတဲ့ဟာတွေဝိရှိမှုမတူတဲ့ဟာတွေ contribution ပိုင်းမှာဒီချက်အချက်မတူတဲ့ဟာတွေတော့ရှိမှာပါအဲ့လိုပဲကျမတို့ပုံသက်တယ်အဲ့ဒီတွေကြောင့်ကျမကတော့စီနဲ့စီပြီးဆိုပြီးမှဟိုဗာလေတော်လှန်ရေးရှင်တွေနေတဲ့နေရာမှာကျမတို့ဘုံငံတို့ကိုတိုက်ခိုက်တဲ့နေရာမှာပေါ့နော်ကျမတို့လမ်းကြောင်းမတူတာကတော့တဘာဝကြကျမတို့ရဲ့ပြည်တည်မှုreality လို့ပဲခေါ်ရမလားကျမတို့ရဲ့တကယ်အဖြစ်မှန်ကိုကဗာလေသမိုင်းကြောင်းရနေပြီဖြစ်သူ့ကြောင်းရနေပြီဖြစ်ဘာသာစကားနေပြီဖြစ်စီးပွားရေးမစ်နေပြီဖြစ်ကျမတို့မပေါင်းစည်းနိုင်တာကတဘာဝတရားကြီးကြောင့်လို့ပဲကျမတို့ခုထိတက်ခံဒါပေမဲ့ကျမတို့ကောင်းတာတနည်းအားဖြင့်စိတ်ကောင်းရှိကြအာနာသိန်း
ကျမတို့ချင်းတွေအတွက်အခွင့်ကောင်းတော့ဒီမှာပါလို့ကျမကတော့ကောင်းဖိတ်ကနေခုတည်စဉ်းစားတယ်ဘာလို့လဲဆိုရင်အခုစစ်ကောင်စီကနေကျမတို့ကိုမတရားအာဏာသိမ်းလာပြီကျမတို့လူချင်းနဲ့ရွေးကုန်ပွဲနဲ့လည်းပြည်သူတွေရွေးကုန်ပွဲရွေးခံတဲ့ပြည်သူတွေလည်းမတရားနဲ့အာဏာသိမ်းလိုက်ပြီဆိုကျမမဆူဆီးလို့မဖြစ်တော့အဲ့တော့ပတ်ဝန်းကျင်အခြေအနေအထူးသဖြင့်စီအာဏာသိမ်းတာဟာအဆိုးထက်ကနေအကောင်းတစ်ခုကတော့ကျမတို့ဆူဆီးတော့မယ်အဲ့ဒါတော့ကျမသုံးသပ်တယ်အဲ့တော့ဆူဆီးလာတော့မှာအဲ့ဒီတဘာဝတရားကြီးတောင်တော့ပဲကျမတို့ချင်းတွေကသမိုင်းခက်ဆက်ဆက်မှာဗါလဲမပေါင်းစည်းနိုင်ခဲ့တာကိုကကျမတို့အခုလက်ရှိလူငယ်ပိုင်းတွေကတော်များများနားလေလာကြပြီလို့ကျမတို့သုံးသပ်တယ်ကျမတို့လူငယ်တွေ generation တွေကအပါနဲ့ရှင်အောင်သူတို့ကအတိပညာတွေကျွေးဝလာပြီးနိုင်ငံတကာလည်းရောက်တဲ့ကျမတို့အားသမီးတွေကလေးတွေအများရှိနေပြီအဲ့ဒီတွေ့ကြောင့်မင်းအောင်လိုက်အာနာသိမ့်တာနဲ့ကျမတို့ချင်းနေဆူဆီလာတော့အခုတော်လန်ကားစားသုံးလနေခွဲပြီးရှိသေးတယ်လက်နေခွဲမှာတော့နည်းနည်းတော့ခုနပြောသလိုမတူနေတဲ့မင်းတော့ရှိတာပေါ့စစ်စစ်နဲ့စီပြီးဒါဟာလည်းပဲဗါလဲအချိန်မှာကျမတို့ချင်းပြည်နယ်မှာကျမတို့လူချင်းတဲ့Federal Unit ခွဲပြီးဖို့ဒီထောင်ဖို့အတွက်ကင်းဒီအားလုံးပေါင်းစည်းဖို့လူပါပြီဆိုတာကျမတို့ generation တွေလူငယ်တွေအတွေ့အထိအများကြီးဝင်လာပြီးကျမတို့သုံးသပ်တယ်ဒါပေမဲ့ over 60 over အဖိုးကြီးဖွားကြီးတွေကတော့အဲ့ဒီအတွေ့ခေါ်တွေချစ်ချင်မရှိမှာပါအဲ့ဒီတွေ့ကြောင့်အဲ့လိုမျိုးကို19ရာဆိုလုံးကအတွေ့ခေါ်တွေကကိုလူငယ်တွေကလက်မခံနိုင်တော့ဘူးကဲလည်းမလိုက်မမြည်တော့ဘူးအဲ့ဒီအတွက်ကြောင့်ကျွန်မအခုလဲစစ်စစ်နဲ့စီပြီးမပူးပေါင်းလို့မဖြစ်ဘူးဗါလဲမတူညီတဲ့အချက်တွေမတူညီတဲ့အမြင်တွေအတွေးတွေစကလုံးတွေဖွဲ့စည်းမှုတွေပြန်ပြီးတော့ငှင်းလို့ရတယ်ဒီအရာမစူဒီမေးတွေဆိုတာမရှိပါဘူးပြင်မှာပဲတို့ပြင်မှာပဲအင်းစင်မဲ့ဖြစ်စွမဲ့တက်ပင်ပြစာရီရှင်းပြမယ်ပြစာရီပြီးမယ်ပြစာရီထဲမယ်ကိုယ်လူချင်းကိုယ်လူချင်းတာသူတို့ပြန်ညှင်းနေပြီတော့ညှင်းနေပြီဖြစ်တယ်ရောက်နေကြပြီဆိုတော့မျောလင်းနေအထူးသဖြင့်လူငယ်တွေကနေပညာတတ်လူငယ်တွေကနေဥဆောင်ပြီးမှပူပေါင်းချင်းမပူပေါင်းပေးနေတော့ကျမတို့ရန်သူကိုဘာလဲချစ်ချစ်မနိုင်ဘူးနိုင်ရင်တော့မှအချင်းကြအောင်မယ်နှောင့်နေအောင်မယ်အဲ့ဒီကြမှာပြီးသူတွေအများကြီးတော့ဖတ်ရောက်အဲ့ဒါကိုလူငယ်အများစုကတော့အားနေလေပြီးဖြစ်တဲ့အတွက်ကြောင့်အခုတော့မှစစ်ကောင်စီကနေတိုက်ကမ်းကနေတိုင်ငံကြားတို့လိုက်ပွဲမှာ CB နဲ့ CC ပူပေါင်းပြီးမှရန်သူကိုသူတို့ခုခါလေဆိုတဲ့ပြင်ကောင်းလေးကျွန်မကြားရလို့အများဝမ်းသာတယ်ဒါလေခုနလက်ရှိပေးလာတဲ့အခြေအနေကြောင့်ပူပေါင်းလို့မဖြစ်တော့ဘူးဆိုသူတို့လက်တွေ့မြင်နေပြီအဲ့လိုမျိုးပုံစံနဲ့ဗါလေကျမတို့လူငယ်တွေရဲ့အတွေ့အခေါ်မှာပြီးစင်ဝင်လာပြီးဖြစ်တဲ့အတွေ့အကြောင်းဒီစင်းနဲ့ရှိပြီးလေပူပေါင်းလာနိုင်မှာပါလို့ဆိုတာကိုတော့ကျမတို့ကြိုးလေးနေကျမမျိုးလေးနေပေါ့နော်အခုလဲစီစီနဲ့စီပြီးတစ်ဖက်စမှာအခုတည်း29ဦးစီရွေးတယ်သူတို့ပေါင်းကတော့50လေရောက်ပြီးတော့မှာပေါ့နောက်တပ်ပါတီဒီစောရမနဲ့ဦးဆောင်ပြီးတို့စီကောင်စီဖွဲ့မယ်စီကနေတစ်စက်သူတို့ရဲ့ဗါလဲဖွဲ့စည်းပုံပြန်ပြီးမှရွှေ့မယ်ဥမာ CB ကလည်းကြံဆွဲတာရှိမယ်ပေါ့ CC ကတော့2023မှာဗါလဲဒေါ်လာရေးကာလချင်းတုံးမဲ့ဖွဲ့စည်းပုံကတော့ရွှေ့ပြီးပြီသူတို့တစ်ဖက်စလုံးညှိမယ်လူရာဒီဒါတစ်ဖက်စလုံးအတွက်ဒါဒီမဲ့ရှော့မယ်ရှော့တဲ့လူတွေညှိရှင်မယ်တူးတဲ့လူတွေလူတူပူရှော့တွေလွတ်လုံးမှာပေါ့အဲ့ဒီတွေ့ကြောင်းကတော့အဲ့ဒီစင်တူတို့ရောက်နေပြီဆိုတော့တင်းကောင်းကြီးကြားနေရတယ်ဆိုတော့ခုနဗါလဲကျမတို့ရဲ့ဖြစ်တည်မှုကတဖြည်းဖြည်းကိုပူပေါင်းမှုဖက်ကိုဗါလဲတွားနေပြီပေါ့ပူပေါင်းမှုဖက်ကိုဦးတည်နေပြီဖြစ်တယ်အဲ့ဒီပူပေါင်းမှုဆိုတဲ့နေရာမှာလေခုနပြောသလိုတစ်ဖက်နဲ့တစ်ဖက်သူကအဲ့လိုဖက်လို့ငါအဲ့လိုဖက်တယ်ဆိုတာကတမိုင်းကိုဘုံမဲ့ကတွေ့ပေါ်điပါဒီခက်မှာတယောက်နဲ့တယောက်မိသားစုပါစလူတယောက်နဲ့တယောက်ဘယ်လိုဆက်ဆံမလဲဘယ်လိုပြီးလဲမလဲဘယ်လိုအင်အားရှိအောင်
လုံးမလဲဆိုတာမိသားစုကစလူမျိုးကစချင်းဒါတိတ်ကိုလိုအပ်တဲ့ချက်လူဖွဲ့ရှိမှလိုအပ်ဆုံးဗါလေစီလုံးမအကောင်းတဲ့မိသားစုကတော့သူများတဲ့ဘာဖြစ်နေမှာပဲစဉ်းကြည့်နေမှာပဲဘာလို့ချင်းလဲအဘိကဘုံရန်သူကိုတော်လှန်တဲ့နေရာမှာချင်းပြည်နယ်မှာရှိတဲ့တော်လှန်ရေးအင်အားစုအားလုံးပူးပေါင်းလို့ရှိရင်မကြမ်းမီမှာချင်းပြည်နယ်မှာဗါလေစကားစားပင်းစင်အောင်အမြန်ဆုံးလုပ်နိုင်မယ်ဆိုတာကိုကျမတို့လူငယ်တွေရဲ့အကောင့်ထဲမှာရှိပြီးသားတဲ့အတွက်ကျမတို့မကြာမီကျမတို့ဗါလေပူပေါင်းအကောင့်လာမှာပါအဘိကဥဆောင်မှာကလူငယ်ပိုင်းကနေဥဆောင်ပြီးမှအဆင်ပြေလာမှာပါလို့အဲ့ဒီတွေ့ကြောင့်ကိုလိုင်းရင်းနဲ့အတူအစိုးတွေကအကောင့်ကတော့ချင်းဒီတကားမှစီလုံးချစ်လေးလေးနဲ့ဗါလေမလုံနိုင်ခဲ့တဲ့ချင်းဖွဲ့ရှိမှုအခုတော်လှန်ရေးနဲ့အတူချင်းစီလုံးမှုကျမတို့ဖန်တီးပြီးမှဖွဲ့စည်းပြီးမှရှိကိုဆက်သွားနိုင်မှာပါဆိုတာကိုကျမပြောနေနေဆိုတဲ့ဟာလေးကိုပြချင်ပါလေလို့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆရာမပြောသွားတာတော်တော်လေးအားရစရာကောင်းပါတယ်local government ဟိုလဲနေ9မိနစ်လောက်ပေါ့နော်ကျမတို့ဖွဲ့စည်းခဲ့တဲ့ local ကခုနခုတည်းကတော့နေတော့ရှင်းပြပြီးပါပြီကျမလည်းကျမခန်းစားချက်လေးကိုသင်ရရင်ပေါ့နော်ဒါလည်းဟုတ်ဗါလေကျမတင်ပြချင်တာပါလို့ကျေးဇူးပါဟုတ်ကဲ့တော်တော်လေးနားထောင်ရတာလည်းတော်တော်လေးကောင်းပါတယ်တော်တော်လေးလည်းပြည့်စုံတယ်ကျွန်တော်တို့ဒီချင်းပြည်သူလူထုတွေတွေ့လဲအားရကျဉ်းစရာဖြစ်ပါတယ်ကျွန်တော်တို့ဒီစကားဝိုင်းမှာလည်းအများအားပြောထားရှိတဲ့အတိုင်းပဲကျွန်တော်တို့နိုင်ငံရေးလမ်းကြောင်းအရနိုင်ငံရေး policy အရကျွန်တော်တို့မတူသည့်တိုင်အောင်စစ်ရေးမှာတော့ကျွန်တော်တို့တလုံးတဝါတည်းသွားဖို့ရန်အတွက်အမတန်မှအရေးကြီးတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့အများအားပြောလေးရှိပါတယ်ကိုနဲ့အကြံမတူကိုရန်သူဆိုတဲ့စိတ်ဓာတ်ကိုကျွန်တော်တို့ပယ်ထုတ်ဖို့ရန်အတွက်အမတန်မှအရေးကြီးပါတယ်ကျွန်တော်တို့နေဦးတော်လှန်ရေးရဲ့အားသာချက်တစ်ခုကကျွန်တော်တို့ခက်စစ်ဒီကို62ခုဒီမတ်လအနေနဲ့အာနာစသိန်းဂရေကနေမှဒီ2021မလာအာနာသိန်းတဲ့အချိန်ကြီးဟာကျွန်တော်တို့ဒီနေဦးတော်လှန်ရေးလောက်ပြည်သူလူထုမြန်မာနိုင်ငံမှာတတိုင်းပြည်လုံးအုံကြွားပြီးမှဒီလောက်ညီညွတ်တဲ့တော်လှန်ရေးဆိုတာကျွန်တော်တို့မြန်မာနိုင်ငံရဲ့တမိုင်းမှာကျွန်တော်တို့တစ်ခါမှမကြုံခဲ့ဘူးကျွန်တော်ဒီ88ဒီကျွန်တော်တို့ចောင်းသားတော်လှန်ရေးစဖြစ်တုန်းကလည်းအစမှာတော့တော်တော်လေးကောင်းခဲ့တယ်ဒါပေမဲ့ဒီຫນွေဦးတော်လှန်ရေးကိုကျွန်တော်တို့မမိနိုင်ဘူးဖြစ်တယ်အဲ့ဒါကြောင့်ຫນွေဦးတော်လှန်ရေးအားသာချက်ကိုကျွန်တော်တို့ပြည်သူလူထုတွေအခွင့်ကောင်းယူပြီးမှကျွန်တော်တို့လက်လွတ်မခံဘဲနဲ့ကျွန်တော်တို့တိုင်းပြည်မှာကျွန်တော်တို့လိုချင်တဲ့နှစ်ပေါင်း80ကျော်ကြာအဖိနှိတ်ခံဘဝကနေမှကျွန်တော်လွတ်မြောက်နိုင်ဖို့ရန်အတွက်ဒီအခွင့်အရေးကိုကျွန်တော်တို့ဟာရှေ့ဆက်ပြီးမှသွားဖို့ရန်အတွက်ပဲရှိပါတယ်အဲ့တဲ့အတွက်ကကျွန်တော်တို့မိဘပြည်သူလူထုတွေနောက်ကနေမှတစ်ခက်နဲ့ကျွန်တော်တို့ကိုထောက်ခံအားပေးပြီးမှထောက်ပွင့်ရင်အားအမြဲတမ်းပူပေါင်းပါဝင်ပေးဖို့ရန်အတွက်ကျွန်တော်အနေနဲ့ထပ်မံပြီးမှတောင်းဆိုလိုတယ်ဘယ်လိုပဲဖြစ်ဒါကျွန်တော်တို့ချင်းပြည်နယ်ကြီးလွတ်မြောက်သည့်တိုင်အောင်ကျွန်တော်တို့ချင်းပြည်နယ်ဟာလက်ရှိနေထားရကျွန်တော်တို့အေးချမ်းသေးမှာမဟုတ်ပါဘူးကျွန်တော်နေပြည်တော်ကိုကျွန်တော်တို့စစ်ဘူချုပ်တီစကားဆာရဲ့စစ်ရန်တရားကြီးလဲပတ်နေတဲ့ဗိုလ်ချုပ်ကြီးတွေကိုကျွန်တော်တို့နေပြည်တော်ဌာနချုပ်ကိုကျွန်တော်အမြင့်ပြတ်ချေမုန်းနိုင်မှသာလျှင်ကျွန်တော်တို့ပြည်နယ်ဒေသဒီအားလုံးနဲ့ကျွန်တော်ငြိမ်းချမ်းမှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့ပြည်နယ်လွတ်မြောက်ရေးအရေးကြီးသလိုကျွန်တော်တို့ပြည်မကိုကျွန်တော်တို့ထိုးစစ်အင်အားကူပြီးမှကျွန်တော်နေပြည်တော်ကိုအပြတ်ရှင်းနိုင်ဖို့ရန်အတွက်ကျွန်တော်တို့ဒီ NUG ကာကွယ်ရေးဝန်ကြီးနဲ့မှပြောတဲ့အတိုင်းပဲဒါ MOD ကနေမှဥဆောင်ပြီးမှကျွန်တော်တို့အားလုံးနေပြည်တော်စီတုပ်ချီလန်းလှမ်းကြမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ပူပေါင်းပါဝင်နိုင်ဖို့ရန်အတွက်လည်းအမတန်မှအရေးကြီးပါတယ်အဲဒါကြောင့်ကျွန်တော်တကွဲတပြားနဲ့ကျွန်တော်တို့တွားနေမယ်ဆိုတော့တော်လိုင်းရင်အကြံကြမယ်ကျွန်တော်ခု9နှစ်တာကာလတည်းမှာကျွန်တော်တော်လိုင်းရောက်ရှိနေပြီထောက်ပွင့်အားပိုင်းဆိုင်ရာမှာလည်းကျွန်တော်တော်တော်လေးဒီငွေကောက်ခံရတဲ့ပိုင်းမှာပါဝင်တဲ့အားတွေလည်းတော်တော်လေးကျွန်တော်တို့အားနည်းလာကြပြီအဲကြောင့်တော်လိုင်းဒီထက်ကြန့်ကြမယ်ဆိုရင်ကျွန်တော်တို့ပြည်သူလူထုတွေပဲနစ်နာမယ်ကျွန်တော်တို့ကလင်းငယ်တွေပညာရေးဆက်လက်ပြီးမှကျွန်တော်နစ်နာမယ်အဲဒါကြောင့်ကျွန်တော်တို့အများဆုံးတော်လိုင်းရင်အောင်မြင်နိုင်ဖို့ရန်အတွက်ကတော့တတိုင်းပြည်လုံးမှာရှိတဲ့ EAO တွေ PDF တွေ CDF တွေတိုင်းသားဒီຫນွေဦးတော်လိုင်းရေးမှာပေါက်ဖွာလာတဲ့ကျွန်တော်တို့ຫນွေဦးတော်လိုင်းရေးလက်နက်ကင်ဖွဲ့စည်းအားလုံးဟာတလုံးတဝါတဲ့နဲ့စီစီလုံးလုံးနဲ့ကျွန်တော်တို့ဟာရီမန်းချစ်တူတယ်ပန်းတိုင်တူတယ်
ကျွန်တော်စကားစအမြင့်ပြတ်ချေမုန်းချင်တဲ့ဆန္ဒချင်းတူတဲ့သူတွေကတလုံးတဝါတည်းနဲ့ကျွန်တော်တို့သွားမှသာလေကျွန်တော်တို့လူချင်းတဲ့ပန်းနိုင်ကိုအများဆုံးရောက်ရှိနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့88တုန်းကလည်းအဲ့တဲ့အခွင့်အရေးကိုရရှိခဲ့ပေမဲ့ဒါပေမဲ့အခုခေတ်လိုမီဒီယာတွေခက်မကောင်းခဲ့တဲ့အခါကျတော့ဒါကျွန်တော်တို့အားလုံးစုစည်းမှုကျွန်တော်တို့မဆောင်ရွက်ခဲ့နိုင်ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ဟာနှစ်ပေါင်းများစွာ30ကျော်ကျွန်တော်ကြာခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့ဒီနွေဦးတော်လှန်ရေး2021မှာပေါက်ဖွာလာတဲ့နွေဦးတော်လှန်ရေးကတော့ကျွန်တော်တို့ဒီထက်ဒီ2025 26 29မှာကျွန်တော်တို့အမြင့်ပြတ်ကျွန်တော်တို့ဟာမချေမုန်းနိုင်ဘူးကျွန်တော်တိုင်းပြည်ကြီးကိုအပြောင်းလဲမလုပ်နိုင်ဘူးဆိုတော့ဒီထက်မကကျွန်တော်တို့ကြံ့ကြာရင်ပြည်သူလူထုတွေပဲဆက်လက်ပြီးမှကျွန်တော်တို့ဟာဒီဒုက္ခခံရမှာဖြစ်ပါတယ်အဲ့တဲ့အရာတွေကိုကျွန်တော်တို့ကြော်လွှားနိုင်ဖို့ရအတွက်ကတော့ကျွန်တော်တို့တော်လှန်ရေးမိသားစုအားလုံးကျွန်တော်တို့ပြည်တွင်းပြည်ပမှာရှိတဲ့အထောက်ပို့ရင်အားလုံးကျွန်တော်ညီညီညွတ်ညွတ်နဲ့သွားဖို့ရန်အတွက်အင်မတန်မှအရေးကြီးပါတယ်အခုချိန်မှာတော့ဘယ်ဖွဲ့စည်းကြောင်းဘသူကြောင်းဘယ်ဝါကြောင်းကျွန်တော်တို့ပြစ်တင်ဝေဖန်နေရမယ့်အချိန်မဟုတ်ပါဘူးကျွန်တော်တို့ဒီမိသားစုပြဿနာဟာကျွန်တော်တို့တော်လှန်ရေးပြီးမြောက်သွားလို့ရှိရင်တစပွဲဝိုင်းထဲမှာအားလုံးပြပြလဲလဲနဲ့ကျွန်တော်တို့အေးစစ်စစ်နဲ့ကျွန်တော်တို့ဖြည့်ရှင်းသွားလို့ရတဲ့အရာတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ပထမဦးစားပေးတဲ့အရာပါလေเนาะနောက်မှလောက်ရမယ့်အရာကပါလဲဆိုတာကိုကျွန်တော်တို့ခွဲခြားပြီးမှတလုံးတစ်ပါးတည်းနဲ့ကျွန်တော်တို့ချင်းမျိုးသားတော်လှန်ရေးမှာလည်းအားလုံးပူးပေါင်းဆောင်ရွက်နိုင်ဖို့ရန်အတွက်ကျွန်တော်အနေနဲ့ထပ်မံပြီးမှတောင်းဆိုလိုပါတယ်ဒီကနေ့ညအစီအစဉ်ကို live and share ဖြစ်လဲဆက်လက်ပြီးမှပူပေါင်းပါဝင်ပေးကြပါကျွန်တော်တို့အခုလည်းအချိန်ကလည်းတော်တော်လေးသွားနေပြီဖြစ်တဲ့အတွက်အခုချိန်မှာတော့ကျွန်တော်တို့မေးခွန်းအပြင်ကျွန်တော်မိဘပြည်သူတွေကိုဒါပြောကြားချင်တာမှာကြားချင်တာကြံကောင်းကြံခဲ့နိုင်တယ်ညီကုန်းချုပ်မှာစကားနဲ့တူပေါ့နော်ပြောကြားပေးဖို့ရန်အတွက်ဒါပူတဲ့ကိုအချိန်ပေးကြအောင်နော်ဒီဒီညကျွန်တော်တို့ကိုအားပေးတဲ့ကျွန်တော်တို့မိဘပြည်သူအားလုံးအထူးကျေးဇူးတင်တယ်ဆိုတာကိုကျွန်တော်ပြောချင်တယ်ပြီးမှအခုကျွန်တော်တို့ရဲ့ချင်းပြည်ဝင်ကြီးပစ္စည်းကိုတိုင်ဒီညဒီမှာလာထိုင်ပေးတဲ့အတွက်အထူးကျေးဇူးတင်တယ်ကျွန်တော်တို့အရန်လေးစားရတဲ့ကျွန်တော်တို့သူ့ကိုမတိတဲ့လူရှင်တော့ကျွန်တော်တို့ချင်းတော်လှန်ရေးခေါင်းဆောင် CNF ခေါင်းဆောင်ပုတ်ခေါ်ဦးလျင်ရဲ့အမကြီးဖြစ်ပါတယ်ဆိုတာကိုလည်းပြည်သူတွေကိုကျွန်တော်မိတ်ဆက်ပေးရစေကျွန်တော်တို့ချင်းလူမျိုးရဲ့အင်အားကိုမတိဘူးဆိုရင်တော့ကျွန်တော်တို့တော်လှန်ရေးရန်သူကိုတိုက်တဲ့နေရာမှာကျွန်တော်တို့အားငယ်မှုတွေရှိနိုင်တယ်ပြီးမှကိုအင်အားကိုအရန်နင်ချတာမဟုတ်ဘဲနဲ့ over estimate လုပ်ရင်လေ over confidence ရင်လေအဲ့ဒါမကောင်းလုံးဝမကောင်းဘူးစစ်တိုက်တဲ့နေရာမှာအဓိကတော့ know yourself and know your enemy ကိုယ့်အကြောင်းကိုလည်းကောင်းကောင်းသိပါရန်သူအကြောင်းကိုလည်းကောင်းကောင်းသိပါဆိုတာကျွန်တော်တို့ရန်သူကဘယ်သူလဲဆိုတာကျွန်တော်တို့ကောင်းကောင်းသိတဲ့ပြင်သူတို့အကြောင်းကိုသိစိတ်လေးလာတယ်ပြပါရန်သူအကြောင်းကိုတော့ပြိုးတင်တဲ့အချင်းလေးရှိတယ်လို့မပြိုးတင်တဲ့အချင်းလေးရှိတယ်ဆိုတော့ဒီကတော့ကျွန်တော်မပြိုးလို့ပါဘူးဒါပေမဲ့ကျွန်တော်တို့ချင်းလူမျိုးရဲ့အင်အားခုနကျွန်တော်ပြောခဲ့တဲ့ပညာရေးအင်အားပေါ့လူသားလူသားအင်အားပေါ့ human capital ကျွန်တော်တို့ချင်းကျောင်းသားဒီအမေရိကန်မှာဘလို့ကျောင်းတက်ခဲ့တယ်လေအဲဒီယူရိုပမှာဘလို့တက်ခဲ့တယ်ဆိုတာကျွန်တော်ပြောပြီးပြီးမှကျွန်တော်တို့ရဲ့ဒနာအင်အားဆိုတာကျွန်တော်တို့ထင်တာထက်ပိုပြီးများနေတယ်ဆိုတာကိုပြည်သူတွေကိုပြောပြချင်တယ်အမေရိကန်မှာကျွန်တော်တို့ချင်းပြည်သူဒီစီအဲ့ဒီ CNF ကိစ္စကြောင့်အသွားဆုံးကကျွန်တော်ဖြစ်လိမ့်မယ်ထင်တယ်ကျွန်တော်နဲ့ပူထာဟေး CNF ဒုတိယအတွင်းရေးမှူးကြီးနဲ့ကျွန်တော်တို့သွားတာချင်းနဲ့ကလပ်မဖွင့်ခင်2004ခုနှစ်လောက်ကနေပဲစပြီးသွားခဲ့တယ်သူကဟိုးဖက်မှာတာဝန်ကြီးထမ်းဆောင်နေတယ်ဆိုတော့ကျွန်တော်နဲ့ကျွန်တော်တကယ်ချင်းဒီနေ့အထိပဲဒီပတ်အထိပဲကျွန်တော်တို့ခရီးသွားရတယ်ကျွန်တော်တို့ချင်းပြည်သူတွေရဲ့စိတ်ဓာတ်မှာအရန်ပြုံးနေတယ်မကြတဲ့ခင်မှာကျွန်တော်တို့မသွားမိလိုက်ရတဲ့အာကန်ဆော့ပြည်နယ်ကိုကျွန်တော်တို့သွားခဲ့တယ်အာကန်ဆတ်လို့ပြောတယ်ဒါပေမဲ့သူတို့အမေရိကခေါ်မှာတော့အာကန်ဆော့ပေါ့အဲ့ဒါမြို့6မြို့မှာနေတယ်အားလုံးကတော့ကြက်ချန်နဲ့နွားမွေးမြူကြီးလို့တဲ့ချင်းတထဲတွေနေတဲ့နေရာအဲ့ဒီတမြို့မှာ6မြို့မှာနေတယ်ဆိုတော့တမြို့မှာ30 40လို့ပဲရှိကြတယ်ဖျားเจ้า4เจ้าရှိပြီနှစ်เจ้าလေးထပ်ဖွေးတယ်ဖူးရှိတယ်ကျွန်တော်တို့သွားပြီးမှချင်းလန်ကလပ်ကိုကောင်းမွန်လှုပ်လိုက်တဲ့ပြင်သူတို့ကကျွန်တော်တို့ကသူတို့ကိုစီးကျုံးစရာမလိုဘူးသူတို့ကပဲကျွန်တော်တို့အချင်းတွေကဖျားသခင်ရဲ့ဂျေယုတော်ကြောင့် CNF ရဲ့ဂျေယုတော်ကြောင့်ဒီနိုင်ငံကောင်းကိုရောက်ခဲ့ပြီ
အမေရိကန်နိုင်ငံမှာတော့မှဒီနေရာအထိကိုကျွန်တော်တို့ပုခဲ့ပြီဆိုတော့ကျွန်တော်တို့အတွက်တော့ကျွန်တော်ပြည်သူတွေကိုဘလို့လှုပ်ကြွေးပြုတ်မလဲဆိုတာပဲသူတို့ကပဲကျွန်တော်တို့ကိုအားပေးတယ်ဒီမှာလုံးဝစိတ်ဓာတ်မကြပါနဲ့ကျွန်တော်တို့ရှိတယ်ဆိုပြီးအဲ့ဒါတချို့လူတွေဆိုရင်တော့ကောက်ကောက်မုံမုံပြောမယ်ဆိုရင်တော့တစ်နှစ်မှာ9000တသိန်းအထိပေးနိုင်တဲ့လူတွေတစ်ထည့်တွေရှိတယ်အဲ့ဒီတချို့လူတွေဆိုရင်တော့အဲ့ဒီဝန်ဇာကပူဇချွန်တယ်အဲ့အာကန်ဆိုတရတခုထည့်ကျွန်တော်ပြောတာလေတခြားပြည်နယ်မှာလည်းရှိတယ်အဲ့ဒီအလမာဘာတို့ဂျော်ဂျီယာတို့မီဇိုရီတို့မှာပူဇချွန်တယ်ဆိုတော့သူ့ချက်ချာ22ချမ်းနွားတော်မှအကောင်300ကျော်သူတို့အင်ကခမန်လို့ရတယ်သူတို့စီးပွားရေးဘယ်လိုလဲပတ်မလဲဆိုတော့သူတို့ကတကက်ကိုအရင်တော့ကလည်းဟို warehouse မှာနဲ့သူတို့ကစားခဲ့တယ် warehouse မှာလို့တော့ကတနည်းချင်းတဲ့ club မှာအများအားပေးခဲ့ပြီးသားအဲ့သူတို့ခေါင်းဆောင်တွေဆိုရင်လည်းချင်းတဲ့ club ခေါင်းဆောင်ဟိုမှာလို့တယ်လို့ဆိုတော့အိန္ဒိယနာတို့တခြားမြို့တို့မှာချင်းတဲ့ club မှာထက်ဝင်ပါရင်ခဲ့တဲ့ပြည်သားလူတွေဖြစ်တယ်အဲ့ဒါကြောင့်သူတို့အတော်မှအာကန်ဆော့ပြည်နေတခုအတော်မှကျွန်တော်တို့ရဲ့တပ်မဟာနှစ်ခုလို့တော့ကောင်းကောင်းမွန်မွန်တကယ်ကျူးစာမယ်ဆိုတော့လုပ်နိုင်မယ့်အခြေအနေရှိတယ်သူတို့ကသူတို့ဒနာအင်ကတော့မီလီယံနာဒါမှမဟုတ်မီလီယံနာလောင်းဒီပေါ့အဲ့ဒါဖြီးရမယ့်ဟာဒီအဲ့ဒါကျွန်တော်တို့ချင်းတွေရဲ့အခြေအနေအဲ့သူတို့စိတ်ဓာတ်ကလည်းတရားမှတရားသူတို့ကဘာဒီညလေသူတို့ကဘာတတိမှကြီးမှာမဟုတ်ဘူးကျွန်တော်တို့ကိုချင်းလုံးမီဒီယာမှာကျွန်တော်တို့တိုက်ပွဲတဲ့ CNF တဲ့အဲ့ဒီ CC တဲ့တွေပဲကြည့်နေရတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ချင်းရဲ့စိတ်ဓာတ်ကျွန်တော်အလုပ်တစ်ခုကိုလုပ်မဲ့နေရမှာအဓိကဆုံးအရေးကြီးဆုံးကတော့စိတ်ဓာတ်ပဲစိတ်ဓာတ်ဘလို့ပါဝင်တယ်လဲဆိုတာစိတ်ဓာတ်ရှိရင်တော့အခုရာပြည့်စုံတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ချင်းတွေရဲ့စိတ်ဓာတ်မှာအဲ့ဒါရှိတယ်အဲ့ဒီကျွန်တော်တို့ခုနကဘာမှာကျွန်တော်တို့လူတိုင်းအစိတ်ဝင်စားဆုံးအစ္စရေးနဲ့အီရန်9.7 million ကူတန်းပဲရှိတဲ့လူကတန်းတရာကိုတလုံးကြီးချနိုင်တာသူတို့ပြည်သူလူထုတွေရဲ့စိတ်ဓာတ်အင်အားဒနာအင်အားကြောင့်ပဲဖြစ်တယ်အဲ့ဒီစိတ်ဓာတ်ကိုအယူဆုံးအစ္စရေးဒီရဲ့လှုပ်ချက်ကိုအယူဆုံးကကျွန်တော်တို့ချင်းပဲဖြစ်ပါတယ်အမေရိကန်မှာနော်အဲ့ဒါကျွန်တော်တို့ရဲ့စီးရတော့တော်တော်ကိုဖြိုရင်းချက်ရှိတယ်ကျွန်တော်တို့တော့အကောင်းမြင်ဖက်ပဲရှိတယ်ကျွန်တော်တို့ရဲ့လွတ်လပ်မှုနဲ့ကျွန်တော်တို့ရဲ့တူတက်မှုပေါ့နော်အဲ့ဒါစီယုံရင်ငင်ကိုရကျွန်တော်ရှိမှာမလှမ်းတဲ့အချိန်မှာကျွန်တော်တို့ဒီပန်းတန်ကိုရောက်နိုင်ပါလိမ့်မယ်လို့ကျွန်တော်ပြောရင်းနဲ့နေကုန်းချုပ်လိုပါတယ်ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ဟိုပစ္စည်းဟိုပဲဆက်ပြီးမှဟိုညီကုန်းချုပ်မှာစားတဲ့သူကျွန်တော်မေးခွန်းပြင်မှာကြားချင်တာလေးတွေဆက်လက်ပြီးမှပြောကြားပေးဖို့ရန်အတွက်ပစ္စည်းကိုဆက်လက်ပြီးမှအချိန်ပေးသွားချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါကျမနောက်ဆုံးအနေနဲ့ local government အရေးကြီးတယ်ဆိုတာလေးကိုကျမအတူချုံပြောချင်တာပါလို့အခုကျမတို့ချင်းလန်းကောင်စီချင်းလန်းအစိုးရမှာ local government အနေနဲ့ဗာလဲအတူချုံပြောမယ်စစ်ရှိဖွဲ့ရှိတယ်ရင်ဖွဲ့ပြီးသား9မြို့နယ်ပေါ့9မြို့နယ် plus နောက် locally အားလုံးပေါင်းကိုကျမကတော့ local government လို့ပဲဗာလဲတတ်မှတ်တယ်ပေါ့အဲ့ဒီ local government ကိုချင်းပြည်ချင်းလဲအစိုးရရဲ့အောက်မှာပဲဗာလဲတစုတစီတီချင်းပြည်သူတွေအတွက်တာဝန်ကိုထမ်းဆောင်ဖို့ဆိုပြီးမှကျမတို့ကလှုပ်ထားတယ်ဆိုတာဟာလေးကိုပထမဦးဆုံးပေါ်ပြလိုပါတယ်။နောက်ဒေသန္တရအစိုးရဆိုတာခေတန်းဆိုရင်မြို့ကြီးပြကြီးနဲ့တကယ်ဝိုင်းလိုက်ခေါင်းပါတဲ့ဒေတာတွေကိုပြည်내အစိုးရကနေတခါလေလက်လှမ်းမမြင်နိုင်တဲ့နေရာဒေတာများအတွက်လူအပ်လို့ဟာလေအစ်ချင်းဖြစ်တယ်ဆိုတာလေးကိုကျမပြင်ပြချင်ပါတယ်။မဟုတ်ဘူးမှာကျမတို့ထန်တလမျိုးနေဆိုပါတော့ထန်တလမျိုးနေမှာအခုရွာပေါင်း60ရွာရှိတယ်။ထန်တလမှာကျမတို့ရုံးဆိုင်တယ်။ဟိုးမာရာဒေတာနောက်ဟိုဘက်ကလောက်တူးဒေတာဟိုဘက်ကဇော်ဖိတ်ဒေတာအတူချုံပြောမယ်ဆိုမာရာကတတ်သူတို့ကစကားကဘာလဲတတ်ရှိတယ်ဘာသာယဉ်ကျေးမှုဒီလေထုံးစံတတ်ရှိတယ်သူကလည်းအဲ့လိုပဲဇော်ဖိတ်ကလည်းအဲ့လိုပဲနောက်ချင်းတိုင်းကောင်စီကနေသူတို့အဲ့ဒီlocal government တွေကိုဖွဲ့စည်းပေးဖို့အတွက်သူတို့ criteria တွေအများကြီးသတ်မှတ်တယ်အဲ့ဒီ local government သတ်မှတ်တဲ့ data တွေဟာမှာစစ်ကောင်စီကိုတော်လှန်နိုင်တဲ့အဖွဲ့အစည်းဖြစ်ရမယ်ဒီသူတွေရဲ့ထောက်ပံ့မှုအ
တင်ရရှိတဲ့ဖွဲ့ရှိဖြစ်ရမယ်လူမျိုးပေါ့နော်ဘာသာစကားဆက်တီအသုံးပြုတဲ့လူတွေဖြစ်ရမယ်အဲ့ဒါမျိုးတွေပေါ့ criteria တွေအကုန်လုံးသတ်မှတ်ပြီးမှအဲ့ဒီ criteria တွေမှာအကျုံးဝင်တဲ့လူတွေကိုအကုန်လုံးအဖွဲ့အစည်းတွေကိုဖွဲ့စည်းပြီးမှစစ်စည်းဖွဲ့အနေနဲ့ကျမတို့ချင်းလဲ government ချင်းလဲ federal unit ကိုဖွဲ့စည်းထားတယ်ဆိုတာဟာလေးကိုကျမဖော်ပြချင်တယ်ခုနပြောသလိုဒီမြို့ကြီးပြကြီးကလည်းလက်လမ်းမမြင်နိုင်တော့နေရာဒေသအတွက်လူအပ်လို့တူးချေရန်လူအပ်တဲ့အတွက်ဖြစ်တယ်ဆိုတာဟာလေးကိုနည်းနည်းဟိုချင်းဘာလို့ဖော်ပြချင်တယ်ဆိုဥမာအဲ့လိုမြို့ကြီးပြကြီးနဲ့အလံကွာဝေးတဲ့ဒေသတွေအတွက်ဘာလဲတူညီတော့ပညာရှိသူတို့မှာမရခဲ့ဘူးပညာရေးဝန်ဆောင်မှုဓမ္မရေးဝန်ဆောင်မှုလမ်းပတ်ဆက်သွယ်ရေးဝန်ဆောင်မှုဒါတွေသူတို့ကမရခဲ့ဘူးအဲ့ဒီအတွက်ကြောင့်အဲ့ဒီဒေသတွေအတွက်ကိုအဓိကထားပြီးမှဖွဲ့စည်းထားပြီးဖြစ်တယ်လို့ဥမာဇေလက်ဒေသများစင်ရနွန်ပါမှုနဲ့လစ်လျူရှုခြင်းကဇေလက်ဒေသတွေဟာခုနမြို့နဲ့ဝေးတဲ့ဒေသတွေခံစားနေရတယ်နောက်ဒေသန္တရအစိုးရများကနေသူတို့ရဲ့ပြည်သူတွေဟာသူတို့ရဲ့အနည်းဆုံးနေထိုင်တဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဒေသန္တရမှာရှိတဲ့တက်ကွာအသီးသီးမှာရှိတဲ့ပြဿနာကိုအဲ့ဒီအနည်းဆုံးရှိတဲ့အစိုးရကနေအမြန်ဆုံးအကောင်းဆုံးပြီးရှင်းနိုင်တယ်ဖက်ဒရယ်အစိုးရကလည်းလက်လှမ်းမပြေလိုက်တာဖက်ဒရယ်ပြည်ထောင်စုကလည်းလက်လှမ်းမပြေလိုက်တာအဲ့ဒီဘာလဲအရေးပေါ်ပြဿနာတွေကိုဖြေရှင်းဖို့အတွက်ဆောင်ရွက်ပေးဖို့အတွက်တောင်းနေမှုမရှိပေနဲ့အဲ့ဒီ local တွေကလည်းချက်ချင်းပြည်သူတွေရဲ့လိုအပ်ချက်ကိုဖြေရှင်းပေးတယ်တင်ပြပေးတယ်ဆောင်ရွက်ပေးတယ်အတွက်ကြောင့် local နဲ့federal unit ချင်းပြည်ချင်းနဲ့အစိုးရအားတစ်စိအောက်တစ်ကြိမ်မှာပြီး federal ပြည်ထောင်စုအဲ့လိုမျိုးဆက်သွယ်မှုအားကောင်းနဲ့တာကျမတို့ကဖွဲ့စည်းမယ်ဆိုရင်ဒေးလက်ဒေတာမှာရှိတဲ့မြို့နယ်ဝေးလံခေါင်းပါတဲ့ပြည်သူတွေကိုရဲ့လူအပ်ချက်ကိုလည်းဒေသန္တရအစိုးရကနေဗါလဲအမြန်ဆုံးဆောင်ရွက်ပေးနိုင်မှာဖြစ်တယ်ဆိုတဲ့ဟာလေးကိုဒီမှာတစ်ချက်ပြောချင်တယ်ဒုတိယအချက်အနေနဲ့ဒေးလက်ဖွံ့ဖြိုးရေးစီမံကိန်းနဲ့မြို့ပြကြီးများကဲ့သို့သူတို့ကိုဆိုလိုချင်တဲ့ဒေးလက်ဒေတာတွေကိုမြို့ပြကြီးလို့နေချင်းစပွဲဖြစ်အောင်ဖန်တီးပေးဖို့အတွက်လည်းဗါလဲချင်းပြည်ချင်းလဲအစိုးရမှာဗါလဲဆောင်ရွက်ပေးဖို့တာဝန်ရှိတယ်ပြည်နယ်အစိုးရကလည်းမလုံဆောင်နိုင်တော့ local government data အတွင်းရှိလူထုပြဿနာကိုပူပြီးမှပူမူကောင်းမှုအောင်ဒေသန္တရအစိုးရကလည်းအများကြီးဆောင်ရွက်ပေးနိုင်တယ်ဆိုတာဟာလေးကိုဒီမှာဗါလဲပြောချင်တယ်စီမံကိန်းကစကျတဲ့ဖွံ့ဖြိုးရေးစီမံကိန်းပညာရေးကျန်းမာရေးတို့ချတော့လိုအပ်ချက်တွေကိုဗါလဲအနိကအမေးနိကကနဲ့ပြည်သူတွေလိုအပ်ချက်ကိုတွေ့တယ်မြင်နိုင်တဲ့အတွက်ကြောင့်ပြည်သူတွေအတွက်အများကြီးပူပြီးမှလင်းမြန်ဆောင်ရွက်ပေးနိုင်တဲ့အဖွဲ့အစည်းတကယ်ကိုလိုအပ်တယ်ဆိုတဲ့ဟာလေးကိုဒုတိယအချက်နဲ့ကျွန်မပေါ်ပြလိုပါတယ်နောက်တတိယအချက်နဲ့လူနေစုများဖြစ်တဲ့အဲ့ဒီဒေသန္တရအစိုးရတိစောက်ပေးခြင်းအပြင်အကောင့်တော့ပဲယဉ်ကျေးမှုအရင်တော့တင်မြုပ်တယ်သူတို့ရဲ့ယဉ်ကျေးမှုမင်းတင်ပြရရောက်တယ်သူတို့ဘာသာစကားသူတို့ဟာသူတို့မင်းတင်လို့ရတယ်နောက်သူတို့ရဲ့ယူရတဲ့လေများသူတို့ဟာသူတို့မင်းတင်ပြီးမှကောက်ွယ်ထင်းသိမ်းလို့ရတယ်အဲ့ဒီလူနေစုဒေသန္တရအစိုးရလူနေစုတွေပါဝင်မှုကိုလမ်းဖွင့်ပေးတဲ့အတွေ့သူတို့ရဲ့စာပေယဉ်ကျေးမှုတွေထုံတန်းကအစစီးပွားရေးကအစသူတို့ဆူဆီးလာတယ်သူစီးလာတဲ့အတွက်ကြောင့်သူတို့အတွက်အများကြီးသူတို့လည်းအတွေ့အကြုံတွေရလာတယ်သူတို့ရဲ့အသိဉာဏ်လည်းပွင့်လင်းလာတယ်ပေါ့အဲ့ဒီအတွက်ကြောင့်နောက်ပိုင်းမှာဒေသန္တရအစိုးရတွေကိုဗါလဲအခုကောက်ခံပိုင်ခွင့်နောက်တရားစီရင်ပိုင်ခွင့်သူတို့ဟာသူတို့ဥပဒေတွေရေးဆွဲတယ်လွတ်လပ်သူတို့တဲ့ကိုက်နေတဲ့ဗါလဲဖွဲ့စည်းပုံတွေကိုရေးဆွဲပြီးမှဖြစ်တဲ့ယူနစ်ဖြစ်တဲ့ပြည်ထောင်စုတွေနဲ့မလွဲအောင်ပေါ့မလွဲချော်မှုမရှိအောင်သူတို့ဟာသူတို့အဲ့လိုလောက်လာတဲ့အတွက်ကြောင့်သူတို့ကိုသူတို့အားလုံးလေးလူရဝင်ကြီးငါတို့လည်းဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့နေရာမှာနေရာရပြီဆိုတဲ့စိတ်ဓာတ်တွေသူတို့မှာရှိလာပြီပေါ့အဲ့ဒီအတွက်ကြောင့်အဲ့ဒီ
အတူတူပြောမယ်ဆိုရင် local government တချို့ဒီဟာ local တွေမလူပါဘူးဗာလေတော်လိုင်းကြီးလောက်တဲ့အချိန်မှာမြို့နယ်ကိုပဲအခြေခံတယ်အခြေခံတင်တယ်အရင်တုန်းကစစ်ကောင်စီခွင့်ရှိပေတဲ့ကိုမြို့နယ်ပေါ့နော်ကိုမြို့နယ်တွေပဲတွားတင်တယ်ဆိုတဲ့ပန်နေရလေကြားနေရတယ်လို့ဒါပေမဲ့အဲ့ဒီကိုမြို့နယ်ဆိုတာခုနပြောသလိုကိုမြို့နယ်လည်းကြည့်တယ်နောက်ဒေသန္တရခုနမြို့နယ်အလှမ်းဝေးတဲ့လူတွေ criteria ကောင်စီကနေ criteria တွေသတ်မှတ်ပြီးမှအဲ့ဒီ criteria အတိုင်းဗာလေဒီတိုင်းမြည်တဲ့အဖွဲ့အစည်းအားလုံးကို local government ဆိုပြီးမှခုနချင်းလန်းကောင်စီချင်းလန်းစုရကနေဖွဲ့စည်းလိုက်ခြင်းအပြင်ကျမတို့ရဲ့စုစည်းမှုအားပူကောင်းလာလေလူနေစုဖြစ်တဲ့ဗာလေအဲ့ဒီ local တွေလည်းသူတို့ကတက်ကြွလာတယ်သူတို့ယဉ်ကျေးမှုကစဘာသာစကားကစသူတို့ပူပြီးမှဗာလေကျေးပြအောင်သူတို့လုံနိုင်စွာရှိလာတယ်အခွန်ကစသူတို့ကောက်လာတယ်သူတို့ဟာသူတို့ဘာမဆိုကိုပိုင်အုပ်ချုပ်ခွင့်ကိုပိုင်ဗာလေဖွဲ့စည်းပုံဒီကိုပြတ်ထမ်းနိုင်ခွင့်သူတို့ရှိလာတဲ့အတွေ့အကြောင်းသူတို့ဟာခုနပြောသလို Federal ရဲ့အရသာကိုခံစားလာကြတဲ့အတွေ့အကြောင်းဒါ local government ဖွဲ့စည်းတာအခုလက်ရှိအခြေအနေမှာအတိလိုအပ်တဲ့အရာຫນွေဦးတော်လှန်ရေးနဲ့အတူပုတ်ဖွာလာတဲ့ local government ဖွဲ့စည်းကိုလည်းဆက်လက်ပြီးမှကျမတို့သိဆောင်တင်နေဆိုတာဟာလေးကိုဗာလေကျမအတူချုံအပြန်ပြောချင်ပါတယ်ဒီမနေ့ကျမတို့အဲ့လိုပဲဒီလိုလေအချိန်မှာပေါ့နော်ကျမတို့ခါစားချက်လေးဒီကျမတို့ဗာလေဖတ်လိုက်ရတဲ့အချက်ဒီမြင်လိုက်ရတဲ့အချက်ဒီကျမတို့သုံးသက်ချက်တွေချင်းအဲ့လိုဗလေပြီးမှကျမတို့ပြောခွင့်ရှုခွင့်ရတယ်ကျမတို့ကိုline ကနေ online ကနေအားပေးတဲ့ပြည်သူအားလုံးကိုလည်းအထူးကျေးဇူးတင်နေဆိုတာလေးကိုနှုတ်ဆုံးပြောကြရင်းနဲ့ကျမဒီကုန်းချုပ်ပါတယ်လို့ကျေးဇူးတင်ပါတယ်လက်ခေါ်ပါလေချီးမြှင့်ပေးအောင်နော်ဆရာမပြောသွားတာတော်တော်လေးအားရစရာကောင်းပါတယ်တော်တော်လေးလည်းပြည့်စုံပါတယ်ဒီ local government အရေးကြီးတဲ့အကြောင်းတွေတေချာလေးရှင်းပြပေးသွားတဲ့ပုံမှာကျွန်တော်တို့ဒီနားထောင်ကြတဲ့မိဘပြည်သူတွေလည်းကျင့်တဲ့အားရလိမ့်မယ်လို့ယုံကြည်မျှော်လင့်ပါတယ်ကျွန်တော်တို့မွေးရပါခွင့်ရေးဌာနေတိုင်းသားအခွင့်အရေးဟာအင်မတန်မှအရေးကြီးပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးမှကျွန်တော်အနေငယ်လေး sharing တစ်ခုလုပ်ချင်တာရှိပါတယ်ကျွန်တော်ဒီ USA မရောက်ခင်တော့နေဆက်ချောင်းရီမြို့နယ်တယောက်မှာကျွန်တော်ဒီစီးပွားရေးဌာနမှာကျွန်တော်နေခဲ့ပါတယ်အဲ့ဒါနေတဲ့အချိန်တုန်းကဆိုရင်ဒါကျွန်တော်ရီမြို့နယ်ကိုကျွန်တော်သုံးသပ်ကြည့်မယ်ဆိုရင်ရီမြို့နယ်ရဲ့ဆေးရုံမှာဆိုရင်ဒါ X-ray လုပ်တဲ့စက်တွေမရှိဘူး ultrasound ရိုက်တဲ့စက်တွေမရှိတဲ့ခါကျတော့တခုခုဆိုင်ကယ် accident တွေဘာတွေဖြစ်တဲ့ဆိုရင်ကြံဖိုက်ကိုပြေးဒါမှမဟုတ်တီးတိန်ဖလမ်အဲ့ဒါကိုကျွန်တော်တို့ဒါဆိုင်ကယ်တွေကားတွေငှားပြီးမှကျွန်တော်တို့ပြေးရတယ်သွားတာဖြစ်ပါတယ်တွေးထွေးတန်းယူများတဲ့ခါဆိုရင်ဒါလမ်းခုလက်မာတင်ကိုလမ်းကြောင်းကဝေးတဲ့ခါကျတော့ဒါပတိသင်မဲ့နဲ့တေးရတယ်ကျွန်တော်တို့ကြုံတွေ့နေရပါတယ်ဒါတွေကဒါဒေသန္တရဒီအစိုးရဘယ်လောက်ထိအရေးပါတယ်ဆိုတာကိုအဲ့ဒါမှာကျွန်တော်မြင့်ကိုတွေ့ကျွန်တော်ကြုံခဲ့တဲ့အရာတွေပေါ့နော်။ဘာလို့ဖလန်မြို့မှာရှိတဲ့အရာတွေဟာရီမြို့နယ်မှာလည်းအားလုံးပြည့်စုံရှိတင်တယ်။ဒါဖလန်မြို့ရဲ့ပြည်သူလူထုတွေခံစားတဲ့အရာအားလုံးဟာရီမြို့နယ်မှာလည်းခံစားတင်တယ်။ဟာခမြို့မှာရှိတဲ့ဟာတွေလည်းခံစားတင်တယ်။နောက်တစ်ချက်တစ်ခုရှိတာကကျွန်တော်တို့ဖလန်မြို့မှာနေတဲ့ခါကျတော့ဒီရင်မောင်းလိုင်စင်လုပ်ဖို့ရန်အတွက်ကျွန်တော်တို့ဟာဒီနဲ့ဆက်ချောင်းဝက်တွေမှာဟာခကိုတညအိနှစ်ညအိကျွန်တော်တို့တွားပြီးမှရင်မောင်းလိုင်စင်ကိုကျွန်တော်တို့ရှောက်ပါတယ်ဗါတင်ရတယ်လောက်ရတယ်ဒါကျွန်တော်တို့ဒီအနိကဆုံးမီဇိုရမ်ကိုကြည့်မယ်ဆိုရင်မီဇိုရမ်မှာဆိုရင်ဒါဂျမ်ဖိုင် district မှာလည်းလုပ်လို့ရတယ်ဆိုင်ဟာ district မှာလည်းလုပ်လို့ရတယ်လုံတိုင် district မှာလည်းကျွန်တော်တို့လုပ်လို့ရတယ်ကိုနေတဲ့ district မှာဒီအသေးမွှားအစကျွန်တော်တို့ကမလုံနိုင်ပဲနဲ့ဒီမြို့တော်ကိုဒီ top down ကနေမှသွားတဲ့အစီအစဉ်ကိုကျွန်တော်တို့ဘဟုတ်ချုပ်ကင်တဲ့စနစ်ကိုကျွန်တော်တို့ကမလိုချင်လို့အခုချိန်မှာကျွန်တော်တို့ကတိုက်ထုတ်နေတာဖြစ်တယ်အဲကြောင့်ကျွန်တော်တို့ bottom up နဲ့ကျွန်တော်တို့သွားနေတဲ့လမ်းစဉ်ကိုကျွန်တော်တို့ပြည်သူလူထုတွေလည်းတေချာလေ့လာပြီးမှဘယ်စနစ်ကကောင်းတယ်လဲမကောင်းဘူးလားဆိုတာကိုကျွန်တော်တို့တေချာသုံးသပ်ဖို့ရန်တို့လည်းအမတန်မှအရေးကြီးတယ်အခုကျွန်တော်တို့2023ဒီတော်လိုင်းကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းလဲသူများပြောတာကိုပဲနားယောင်ပြီးမှဝေဖန်ကဲ့ရဲ့သုံးသပ်တာတွေမလုပ်ကြပါနဲ့ကိုတိုင်လေ့လာပါသုံးသပ်ပါကိုတိုင်ဖတ်ပါတေချာစဉ်းစားပြီးမှပဲဒါကောင်းလားမကောင်းဘူးလားဆိုတာကိုတိုင်ဖတ်လို့ရှိရင်ပို့ပြီးမှသူများပြောတာထက်စာရင်ကိုတိုင်တေချာ study လုပ်တယ်ဆိုတော့ပို့ပြီးမှသိပါလိုက်မယ်အဲ့ဒီအရာတွေဟာကျွန်တော်ပြည်သူလူထုကိုတိုင်ကလည်းကိုယ့်ရဲ့ချက်မျိုးသားရဲ့အရေးချက်မျိုးသားတော်လှန်ရေးကိုတိတိကျကျသူများပြောတာကိုပဲနားမယောင်မယ်နဲ့ကိုတိုင်
စိတ်ဝင်စားနဲ့လေ့လာသိရှိဖို့ရန်အတွက်လည်းအင်မတန်မှအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ခုနကကျွန်တော်တို့ပြောတဲ့အတိုင်းပဲ local government ကကျွန်တော်တို့မရှိလို့ကိုမရဘူး။တကယ့်ကိုအရေးကြီးတဲ့အရာဖြစ်တယ်။ကျွန်တော်တို့မြို့နယ်တွေကျွန်တော်တို့တိုးပွားလာလို့ရှိရင်ဒါပြည်ထောင်စု budget မှာလည်းဒါကျွန်တော်တို့ budget တင်တဲ့အခါမှာချင်းပြည်နယ် budget ကပိုပြီးမှတိုးလာမှာဖြစ်တယ်။အဲ့တဲ့အရာတွေဟာဒါဖလန်းမြို့နယ်ရဲ့အနေထားနဲ့ရိမြို့နယ်အနေထားဟာကျွန်တော်တို့ယက်တည်မှုရှင်တူလာပြီဆိုရင်မြို့နယ်ရဲ့ခံစားခွင့်အားလုံးဟာဒါစာတင်ကျောင်းတွေရှိရမယ်စေယုံတွေရှိရမယ်နော် yes ကန်အကုန်လုံးအပြည့်အဝရှိမယ်ဆိုရင်အဲ့ဒီဒေသမှာရှိတဲ့ပြည်သူလူထုတွေရဲ့ဒါလုပ်ငန်းခွင်ငန်းဝန်ထမ်းအစစအရာရာအားလုံးဟာဒါသူတို့အဲ့ဒီဒေသခံပြည်သူလူထုတွေရဲ့ခံစားခွင့်ဟာပိုပြီးမှရရှိလာမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီတရက်နှစ်ရက်သွားပြီးမှမြို့ကိုပဲအားကိုးနေရတဲ့အရာတွေအားလုံးဟာကျွန်တော်တို့နေမှာနေတဲ့ပြည်သူလူထုတွေအတွက်ကျွန်တော်တို့ကိုချင်းစာနားလည်ပေးပြီးမှမိဘကနေမှသားသမီးကိုအိမ်ခွဲပေးတဲ့ပုံစံမျိုးပါပဲတကယ်တမ်းပြောမယ်ဆိုတော့ဒါသူတို့ကကျွန်တော်တို့အိမ်ခွဲပေးလို့ကျွန်တော်တို့သားသမီးမဟုတ်တော့ဘူးဆိုတာမဟုတ်ပါဘူးဒါသူတို့အိမ်ခွဲသွားသည့်တိုင်အောင်ကျွန်တော်တို့ရဲ့ relationship ကျွန်တော်ရဲ့ဆက်နွယ်မှုကအတူတူပါပဲဒါကျွန်တော်တို့ဝိုင်းကြိုးစားမယ်ဆိုရင်ဝိုင်းမှဆောင်ရွက်ကြမယ်ဆိုတော့ကျွန်တော်ချင်းပြည်နယ်ကြီးဟာပိုပြီးမှတာယာလှပတဲ့ကျွန်တော်တို့ချင်းပြည်နယ်ကြီးကိုကျွန်တော်တို့အားလုံးပူပေါင်းထူထောင်နိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်မျှော်လင့်ပါတယ်ဒီကနေ့ညမှာအခုလို့ကျွန်တော်တို့ ਨੇ အတူပူပေါင်းပါဝင်ပေးတဲ့ပူတဲ့နေရာပေါ်မှာလည်းကျေးဇူးတင်တယ်ကျွန်တော်တို့ဆရာမနီဆွေလင်ပေါ်မှာလည်းအထူးပဲကျေးဇူးတင်ကြောင်းပြောကြားလိုတယ်ဒီနေ့ည live and share ဖြင့်ပူပေါင်းပါဝင်ပေးကြတဲ့ကျွန်တော်တို့ရဲ့မိဘပြည်သူတွေကိုလည်းအထူးပဲကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ကျွန်တော်တို့ live season ကိုဒီနေ့ညမှာတော့ဒီနေ့တင်ပြီးဆုံးကြောင်းပြောချင်တယ်ပဲဆုံးသက်ပါတယ်နှုတ်ခွန်းဆက်ပါတယ်